အားလုံးပဲမင်္ဂလာပါရှင်။ဇလန်လေးမစသေးခင်မှာထုံးစံတိုင်းပဲကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့ဇလန်တစ်တင်တိုင်းမှာသိနိုင်မှု notification ခေါင်းလောင်းလေးနှိပ်ပေးပါအောင်နော်။ဟုတ်ကဲ့ဒါဆိုရင်တော့ဇလန်လေးကိုစလိုက်ပါပြီရှင်။နေမေးအရှင်မြည်လက်ထက်ရလိုက်မယ်။တပတ်ခါမင်းမင်္ဂလာဆောင်မယ်။မင်းမငင်းပိုင်ဝင်မရှိဘူးနေမေးအရှင်။ဒါငါအမိတ်ပဲ။ကုမ္ပဏီကနေအိမ်ထဲဝင်ချင်းစီးကြိုပြီးပြောလိုက်တဲ့အဖွားဖြစ်သူဒေါခင်ထိတ်ထားရဲ့တခါမှသူ့ဘော်မသုံးမှုတဲ့အမိတ်ဆိုတဲ့စကားကြောင့်နေရခြေတန်းနေရက်တန်သွားကထူတဲလာတဲ့မျက်ခုံးတန်းတူတူတွေကတွန့်ကွေးသွားခြင်းနဲ့အတူဖွားဘက်ကိုလဲကြည့်လိုက်တော့သူ့ကိုလက်လေးပိုက်ကဆိုဖာပေါ်မှာအေးဆေးတည်ငြိမ်စွာကြည့်နေတဲ့ဖွားရဲ့အကြည့်စူးစူးတို့နဲ့ရင်ဆိုင်လိုက်ရတော့တယ်။ဗျာဖွားဘာပြောလိုက်တာလဲကျွန်တော်မှတက်ကလေးရရှိရဖွားလဲသိပြီးသားပါ။ငါမြည်မင်းကထက်မြက်ရက်သားနဲ့ဘာလို့တုံးအကြည့်အောင်စောင့်နေရလဲ။မီးကိုမြည်မိပါတွေမရှိတော့တဲ့ကဖွားဆောက်ရှောက်လာတာမိမတယောက်ရဲ့လှည့်ပြားတာခံမှုမဟုတ်ဘူးနေမေးအရှင်တက်ကလေးအောင်မီးကချစ်ပါတယ်လို့ပြောခဲ့ဘူးလို့လားတငယ်ချင်းတန်ရောစင်နေကြောင်သူကမင်းနဲ့တွဲရအောင်ဆိုလို့မင်းကတွဲလိုက်ရလားနေမေးအရှင်ဟုတ်ပါတယ်တက်ကလေးအောင်တခါမှချစ်တယ်လို့သူမပြောခဲ့ဘူးပါမော်ရယ်များစွာနဲ့ဒေတင်သတင်းတွေအများကြီးထွက်ပေမဲ့လည်းသူ့ဘက်ကမော်ရယ်တွေနဲ့မကင်းမရှင်းဆက်ဆက်ရေးတခါမှမရှိခဲ့ဖွာပြောတာကိုနေပါမှပြန်မပြောနိုင်ပဲငုံငုံငိုင်ငိုင်ဖြစ်သွားရတယ်တွေ့တွေ့ငင်းငင်းဖြစ်ကစဉ်းစားနေဟန်တူတဲ့မိဖြစ်သူကြောင့်ဒေါခင်ထိတ်တာနှက်ခမ်းတို့ကိုလှပတည်သက်စွာနဲ့မတိမတာပြုတ်လိုက်ပြီးတော့မြည်ဒီ CCTV မှတ်တမ်းတစ်ချက်စစ်ကြည့်လိုက်စမ်းဘာရီလဲဆိုတာတက်ကလေးဒါဘာရီလဲဟာကွာဖွာထိုးပေးလာတဲ့ဖုန်းထဲကဗီဒီယိုလေးကိုကြည့်လိုက်တော့တက်ကလေးနဲ့ကောင်လေးတယောက်မြင်လို့မကောင်းအောင်နမ်းရှိုက်နေတဲ့ပုံနဲ့ဟိုတယ်အတွင်းမှာကိုဖောက်ကဝင်သွားတဲ့ပုံတို့ကြောင့်နေရဲ့မျက်ဝန်းတွေကနေရဲဆူးရှာလာကလက်သီးတွေကိုကြစ်နေအောင်စုပ်ထားမိကခံပြင်းချင်းရှက်ရွံ့ခြင်းများကြောင့်သာဖွာမနှက်ပြန်မဲ့လက်ထပ်ပွဲရွှေ့လိုက်ပါမြည်ဘာပြောလိုက်တာလဲဟုတ်တယ်ဖွာလက်ထပ်ပွဲကိုမနှက်ပြန်ရွှေ့လိုက်ပါလက်ထပ်ပွဲကိုကြီးကြီးကျယ်ကျယ်မလုပ်ပဲအိမ်မှာပဲလက်မှတ်ထိုးမြည်ကျွန်တော်ပြောလို့မပြီးသေးဘူးဖွာအိမ်မှာလက်မှတ်ထိုးမင်္ဂလာဆောင်ပြီးသတင်းမီဒီယာတွေမှာဖော်ပြမှာပါလူသိမခံတာမျိုးမဟုတ်ပါဘူးဒါတော့ဖွာလက်ခံပေးပါမြည်လို့ကဘာထိတ်တန်းဝင်တထေးတူကဒီလိုလက်ထပ်တာလူပြောစရာဖြစ်မနေဘူးလားဒီလိုလုံးမှမြည်လက်ထပ်မှုသဘောတူတယ်ဆိုရင်လေကောင်းပါပြီမြည်နောင်တော့မရနဲ့ပေါ့ဖွာအချစ်လေးကိုရွာနေအခုပဲကြိုဖို့လွတ်လိုက်မယ်ရွာဟုတ်လားဖွာဟုတ်တယ်ရွာနမရအချစ်ဆောင်ဦးနဲ့အချစ်လေးကမင်းလိုပဲမိဘတွေမရှိကြတော့ဘူးဖွာကပဲသူငယ်ငယ်လေးတွေကထောက်ပံ့လာခဲ့တာဒီအရွယ်အထိပဲတိတ်တနာစရာကောင်းတာသူ့မှာမင်းတို့အဖွာမပြောနဲ့အမျိုးတော်မရှိရှာဘူးကြီးရဲ့တိုးရှားတုံရီသွားတဲ့ဖွာရဲ့တန်ကြောင့်နေရဲ့စိတ်ထဲမှာနာကျင်အောင်မြတ်သွားခဲ့တာကအကြောင်းရင်းကင်းမဲ့စွာနဲ့မင်းချစ်ပေးရမယ့်သူစောင့်ရှောက်ပေးရမယ့်သူကအချစ်လေးပဲမြည်ဖွာပြောလာတဲ့အချစ်ဆက်ဝန်းဆိုတဲ့နန်းစားလေးကြောင့်နေမေးအရှင်တန်ရောင်ရုံမိရောကိုရိုင်းတော်တတိမထားမိတာကအချစ်ဆက်ဝန်းဖွာအဲ့ဒီတော့သူမှခုထိရောက်မလာသေးဘူးလားကျွန်တော်အလုပ်သွားမယ်ဒီနေ့ရှယ်ယာရှင်အစည်းအဝေးရှိရဲ့ဖွာရဲ့အခုရှင်းနေရရောမီဒီယာသမားတွေရောရောက်နေပြီသူကအခုထိမရောက်ဝင်ခွင့်ပြုပါရှင်နေဆောင်နေရတာမနဲ့တည်းကနေ့လေတော့ရောက်နေပြီဖြစ်တာကြောင့်စိတ်တူကမရှိဖြစ်လာကဖွားကိုပြုံးနေတော့ကြားလိုက်ရတဲ့အတန်ဆူဆူကြောင့်သူလဲကြည့်လိုက်တော့ခန္ဓာကိုယ်သေးသေးတွေ့လေးနဲ့မိုးပြရောက်ချိန်ဝမ်းဆက်လေးနဲ့အသားရည်ဝင်းဝင်းဝါလေးကသူမနဲ့လိုက်ဖက်စွာသူမရဲ့အလှမှာသူတမေတမောဖြစ်နေတာကတုတ်တုံမြပြီမလို့အသက်လေးရှူပါအောင်ကွယ်နေမင်းဖွားရဲ့ချောင်းဟန်းတန်နဲ့တူသူ့ကိုကြီးစဲသွားတဲ့ဖွားကြောင့်မျက်နှာကြီးနီးရဲနေကဖွားကလည်းကျွန်တော်ကဒီတိုင်းကြည့်မိရပါဘာစိတ်မှမရှိပါဘူးဟုတ်ပါပြီမြည်ရဲ့ဖွားကဘာပြောနေလို့တော့အချစ်လေးလာလေဘာလို့ရက်နေရလဲဒီမှာအချစ်လေးရဲ့သူတို့သားနေမေးအရှင်လေးကမိမလေးကိုမျှော်နေရချနေပြီကွအဖွားနေကောင်းတယ်နော်အချစ်ကအဖွားဟုတ်လေဓာတ်ပုံထဲမှာပဲမြင်မှုတာအပြင်မှာတွေ့ရောမှအဖွားကပိုးလှနေရဲ့ဟောအချစ်လေးကလာမြောက်နေပြန်ပါပြီအဖွားကိုဩမြင်းနေခေါ်တယ်လို့ဖွားပဲခေါ်ပါမိမလေးရဲ့ဒီမှာမက်တော်သူအလွမ်းတန်နေရနောက်မှတဲ့အခုလက်မှတ်ထိုးရမယ်အရှိကိုကြွအိုးအချစ်ကိုမတော်သူလို့လားမခေါ်နဲ့အချစ်မကြိုက်ဘူးတော်သူမို့လို့တော်သူခေါ်တာဘာဖြစ်လဲဘာနာစရာပါလို့လဲအော်အစတုန်းကတော့ရှင်ကြီးကိုဘာလို့အသားမဲနေရလဲဆိုပြီးတေချာကြည့်နေရစိတ်ပုတ်တောင်အသားမဲမှာပေါ့ဘာကွမင်းအခုတော့လူကမဖြူသွားတဲ့တဲ့အမဲလိုမီပြကုန်ပြီဘာကွမင်းကညိုကြောတယ်မမြင်ဘူးမတွေ့ဘူးလားကန်းနေရလားမသိရငါသားအညူရောင်ကွညိုကြောတွေငိုပြောရင်တော့မရအောင်ဆိုတာမင်းမှတ်ထားလိုက်အိုးမဲပြီးပြတာပေါ့ဘာလို့ညိုကြောလဲအံ့ဩပါငမဲကြီးအမြင်ကိုကတ်တယ်ဟာဘလို့လေးတဲ့ဟာစွာနေလိုက်တာများနှကန်းကမိုးပေါ်တီရောက်တော့မယ်နေသူ့ကိုကက်ကက်လန်ရန်စွာသွားက
နှက်ခမ်းပြားစုထော်ရွက်ပစ်ပြီးခြေလေးစောင်းအောင်ကထွက်သွားတဲ့သူမကရှင်းနေရှိမှသွားထိုင်ကဘာမှမသိတယ်လို့အမူအရာလေးလှုပ်ပြနေရကြောင်းအကုန်လုံးကသူတို့နှစ်ယောက်ကိုကြည့်ပြီးအသေးတရားရဖြစ်ကသဘောကျနေကြတယ်။နေတို့မင်္ဂလာဆောင်လေးကဖွားနဲ့အိမ်ကအလုပ်သမားတွေသူ့ရဲ့မန်နေဂျာထူးမြတ်နဲ့ရှင်းနေနှစ်ယောက်အိမ်ကြီးချင်းအနေပါနဲ့ပျော်ရွှင်မွေကောင်းနေရတယ်။ကဲဒီလင်ဒီမယာအိုအောင်မရပေါင်းဖက်ပြီးတော့ကလေးသေးသေးလေးတွေအများကြီးမွေးနိုင်ပါစေ။လက်မှတ်ထိုးပြီးစူတောင်းပေးလာတဲ့ရှင်းနေနှစ်ယောက်ကြောင့်အချင်းမျက်နှာလေးနီရဲပူနေသွားကရောင်နာနာနဲ့ထိုလူဘက်ကြည့်ပြီးတော့မျက်နှာကြည့်တီတင်းနေတဲ့သူကြောင့်အချင်းလဲမျက်နှာကိုပြန်တီတင်းလိုက်ကသူ့ကိုမှန်ပါမျက်စောင်းလေးတစ်ချက်တော့ထိုးပြအောင်ထိုးလိုက်ပါသေးရဲ့။ဟောဗျာဒီဟာလေးတော်တော်မလွယ်ပါလား။နေမင်းအရှင်ကြီးမင်းတော့ဒီအကြောတင်းနဲ့စွာတေးလန်ဒီဟာလေးနဲ့နှစ်ပါးသွားတော့မယ်ထင်ပါရဲ့။အချင်းလာကလေးကဓာတ်ပုံတွေတစ်ဖြက်ဖြက်ရိုက်နေတဲ့လူနှစ်ယောက်ကြောင့်အချစ်သူ့နားလေးကိုတိုးသွားလိုက်ကဒီမှာသူတို့ဓာတ်ပုံရိုက်လို့မပြီးကြသေးဘူးလားအချစ်စိတ်ရှုပ်လာပြီမရိုက်နဲ့တော့လို့ရှင်ကြီးပြောလိုက်ပါလား။ဓဝါလေးတစ်ဖက်ကွယ်ကသူ့ကိုတိုးတိုးလေးပြောလာတဲ့သူမလေးကြောင့်နေရပြောင်းကျင်ခြင်းဖြစ်သွားကထားရမထားရလိုက်ပြီးတော့မိမကိုတီနဲ့အရေးကြီးရဲ့အစည်းအဝေးပွဲရှိလို့မိမလိုက်အောင်မလားအချစ်ကိုရုတ်တရက်မိမလိုထောက်ခေါ်လိုက်တာကြောင့်အချစ်မှာကြောင်စီစီဖြစ်သွားပြီးတော့ခေါင်းတစ်ဆက်ဆက်ခါရမ်းပြစ်လိုက်တယ်မလိုက်ပါဘူးဘာလို့လိုက်ရမှာလဲချက်ချင်းပဲစကားတွေထိအားနေတဲ့သူမလေးကြောင့်နေနှကန်းနေရီချင်းစိတ်တွေထိန်ကမတက်ရက်နေရမှခါလေးကိုကိုင်းချလိုက်ပြီးတော့ဥတီယာဖြစ်တဲ့သူမမျက်နှာလေးနာစီကိုတပြေးပြေးတိုးကပ်ကသွားလိုက်တယ်ရှင်အချစ်ကိုဘာလို့မလို့လဲဘာလို့မယ်တင်လို့လဲလာခဲ့ဒီကိုနမ်းမလို့အမေရှင်နှကန်းလေးကချိုးလိုက်တာမိမရဲ့ရှင်ဘာလို့တာလဲနှာဘူးအလုံးမသွားခင်မိမစီကခွန်အားပြည့်အလုတ်သွားကစ်လေးလေရုတ်တရက်ထနန်းလိုက်တဲ့ဘော့စ်ကထူးမြတ်ပါမျက်လုံးပြူသွားရတယ်မီဒီယာသမားနှစ်ယောက်ကတော့အခွင့်အရေးကိုလက်လွတ်မကန်ဓာတ်ပုံတွေနဲ့တစ်ဖြက်ဖြက်ရိုက်ကူးနေကြတော့တယ်ဒီလူကြီးဘာဖြစ်သွားတာလဲမီဒီယာတွေရှင်းမှမလို့ဒီလိုလှုပ်ပြသွားတာလားဒါမှမဟုတ်ဒီလူကြီးအချစ်ကိုဒါတမင်သက်သက်လာမြှုပ်ဆွဲနေရလားဒီလူဘာဖြစ်ချင်နေရလဲဟာဒါသက်သက်အချစ်ကိုကြောသွားတာပဲတွေးကြသေးတာပေါ့နှာဘူးရဲ့ဟဲဒီမှာကြည့်ကြစမ်းငါတို့ဘော့စ်ရဲ့တရင်အကြီးစားကြီးတက်လာတယ်ဟဲ့အမလေးပါသွားပြီသွားပါပြီငါရဲ့အညိုစင်ဘော့စ်လေးပါသွားပြီသိတာရဲ့ရှင်နေနာလိုက်တာတကယ်ပါပဲဟဲ့သူတို့သမီးကတက်ကလေးရမဟုတ်ဘူးနော်အမလေးတက်ကလေးရဆိုရမိမငါတို့ဘော့စ်နဲ့တန်လို့လားအကျင့်မကောင်းတဲ့ဟာမကြီးဝန်ထမ်းမလေးတွေနဲ့တီးတာစကားပြောနေရဲ့ချိန်မိမိအတန်ကြီးကနောက်တစ်ကြိမ်ထွက်ပေါ်လာတာကြောင့်အကုတ်လုံးရဲ့အကြီးကမိမိစီကိုရောက်သွားကဘာထားဖြစ်ကြတာလဲမိမိရဲ့နင်းအတန်ဆိုရင်လည်းထထမအော်ပါနဲ့လားလူကနှလုံးမကောင်းရတဲ့တဲ့ဟဲ့ငါ့ကိုအပြစ်ပြောမနေကြနဲ့ဒီတက်ပုံလေးကိုကြည့်အောင်မိမိပြောမှဝိုင်းအောင်ကကြည့်လိုက်တော့သူတို့ဘော့စ်ကတော့ဖြစ်သူရဲ့စိတ်ဆိုးနေပုံပြုံးပြီးကြည့်နေတာတွေနောက်ဆုံးတစ်ပုံကိုအားလုံးအကြည့်ရပါဇက်လေးတွေပွင့်ဟသွားကြတော့တယ်အတန်တွေကတန်းစီတွက်လာကြတယ်ဝါမိုက်လိုက်တာအမလီငါတို့ဘော့စ်ကြီး kiss နေတဲ့ဟာဟုတ်ပါရဲ့စိတ်တင်ဒီတသက် boss ပြုံးတာတွေ kiss တာတွေမမြင်ဘူးပဲငါတေးရတော့မယ်ထင်နေရငါကန်ကောင်းသွားတာပဲခုတော့မြင်မှုသွားပြီဟဲ့အဲ့ဒါဆို boss လိုတတိယမင်္ဂလာပွဲကိုဘာလို့ဒီလိုတေးသေးလေးလောက်ရလဲဟဲ့ဟိုမှာ boss လာနေပြီတိတ်ကြတော့မိမိတရားမျက်နှာကြီးတီတင်းကဝင်လာတဲ့တတိဖြစ်သူကြောင့်မျက်နှာလေးရှုံးမဲလိုက်ပြီးတော့တတိတို့များအိမ်ကမိန်းမနဲ့ကြောင့်မျက်နှာကြီးကပြုံးပြီးငါတို့ကြာလဲမျိုးတက်နေတော့မယ်မျက်ခွက်ကြီးနဲ့အစည်းအဝေးခန်းရှိရောက်နေပြီမဲ့လည်းခုတိမူရင်သေးမဲ့ပြုံးနေတဲ့ဘော့ကြောင့်ထူးမြတ်တရားခေါင်းတပြင်းပြင်းကုတ်နေရတယ်။ကားပေါ်ကနေတဟုံးဟုံးဖြစ်ပြီးပြုံးလာကအခုလည်းအထဲမဝင်မဲ့ပြုံးနေပြန်တယ်။ဘော့အစည်းအဝေးငါသိရဲ့မင်းရှာမရှိနဲ့။ငါဘာမှသွားပြန်ပြီလေ။ရှယ်ယာရှင်အစည်းအဝေးပွဲမှာထိုင်နေတဲ့နေမင်းအရှင်စမတ်ကြစွာထိုင်နေကရှယ်ယာရှင်တို့နဲ့စကားပြန်လန့်ဆွေးနွေးနေကြတယ်။နေမင်းအရှင်ဆိုတာအသားရည်ကဖြူဝင်းတဲ့ဘက်သွားတာမဟုတ်ပဲနဲ့မျိုးစိတ်စိတ်အသားရည်ကိုပိုင်ဆိုင်ထားကမိကလေးပြားရဲ့နှကန်းပြားမှာတော့ထိုလူကသူတို့ရဲ့အညိုစင်းနဲ့မြင်မာတဲ့အယံမားကိုပိုင်ဆိုင်ထားကထူတဲနဲ့မောင်နေရဲ့စပင်နဲ့မျက်ခုံးတန်းထူထူလေးတွေကဲကျွန်တော်ကတော့ဒီ project ကိုအကောင့်ထဲဖော်ကြည့်ပါတယ်အဲ့ဒီတော့ကန့်ကွက်ပါတယ်ဗျကန့်ကွက်ပါတယ်ဆိုတဲ့စကားဆုံးနေနှကန်းနေကွေးညွတ်တွန့်ချိုလိုက်ပြီးတော့ကျွန်တော်ဒီကုမ္ပဏီကြီးကိုစပြီးဦးစီးလာတဲ့ခမမကန့်ကွက်ခဲ့တာဘာရှိခဲ့လဲဦးမြတ်သားအဲ့လိုမဟုတ်ပါဘူးမောင်နေမင်းအရှင်ရဲ့ဦးဟာဒုတိယရှယ်ယာအများဆုံးဆိုတော့ကုမ္ပဏီအကျိုးဟိုထားဦးမြတ်သားကျွန်တော်ကမဲပေးရဲ့နီးနဲ့မဲစုပ်ဖြတ်မှာပါမတရားတာမျိုးမလုံးတာမလို့ဦးမြတ်သားနဲ့ရှယ်ယာရှင်တွေအနေနဲ့စိတ်မပူပါနဲ့ကျွန်တော်တို့ကတော့မောင်နေမင်းရှင်ကိုယုံပါတယ်ကျွန်တော်တို့လည်းယုံပါတယ်ဟုတ်ပါတယ်မဲကိုလည်းမောင်နေမင်းအရှင်ပဲပေးပါတယ်တညီတညွတ်တည်းထွက်လာတဲ့ရှယ်ယာရှင်တွေရဲ့စကားဆုံးနေဦးမြတ်သားဘက်ကိုလှည့်ကြည့်ကသူ့နှကန်းတွေကိုတစ်ဖက်ကိုဆောင်ရွက်ပြီးပြုံးပြလိုက်တယ်
အစည်းအဝေးပြီးပါပြီမလောက်လေးမလောက်စားကောက်ပါများကိုနေမင်းရှင်အိမ်ပြန်မှုထူးမြတ်တဲ့ကားပါကင်ရောက်နေစဉ်ခေါ်လိုက်တဲ့အတန်ကြောင့်သူသိလိုက်ပါပြီပြောတက်ကလေးရဘာကိစ္စလဲကိုနေဘလို့လှုပ်လိုက်တာလဲတက်တယောက်လုံးရှိနေအောင်ဘာလို့လက်ထပ်လိုက်တာလဲတခြားသူနဲ့တက်လက်မခံနိုင်ဘူးတော့ကိုနေထူးမြတ်မင်းရင်ပြန်နေလိုက်ဟုတ်ကဲ့ boss မင်းကရေးစရာတွေတိတ်ပြောတတ်တာပဲတက်ကလေးရမင်းလက်မခံလဲငါမိမအသေးကြတယ်ငါခံထဲမှာတော့ရှောက်နေလောက်ပြီမင်းလက်ခံခံလက်မခံခံငါမင်းကိုခီးကိုမဆိုင်တာရှင်းလားဘာလို့လဲသိလားမင်းရောငါရှိနေရတာနဲ့ဘာလို့ဖောက်ပြန်တာလဲဟိုတယ်ထိရောက်သွားတယ်ဆိုတော့နေရပြောစကားတို့ကြောင့်တက်လျာတယောက်လမ်းဖြန့်သွားတော့တယ်ကိုနေဘလို့သိငါငတုံးမဟုတ်ဘူးတက်ကလေးရငါငတုံးမဟုတ်ဘူးတက်ကလေးရအလုတ်ကြီးပဲကုန်းရုံးလုံးနေလို့ငါမျက်စိတွေနားတွေပါပိတ်နေရလို့မင်းရထင်နေရလားခုချိန်ရစားပြီးငါနဲ့လာမပတ်သက်တဲ့တက်ကလေးရနောင်ဘဝအထိပါတပါတယ်မင်းအုံနောက်တည်းကတေချာမှတ်သွားငါလက်ထပ်ပြီးပြီဆိုတာဟုတ်ပေါ့အော်တက်ကလေးရမင်းတို့တခုပြောဖို့မေ့သွားတယ်ငါဆိုတဲ့ကောင်ကခုချိန်ရစားပြီးငါမိမအလွယ်ကျန်တဲ့မိမတွေကိုအပုတ်ကောင်ရုပ်ဆောင်နေရဲဆိုတဲ့သဘောတရားမျိုးနဲ့ပဲကြည့်ပြတော့မယ်ထင်တယ်အထူးသဖြင့်မင်းကိုပေါ့ရှယ်ယာရှင်အစည်းအဝေးအပြီးနေအိမ်ကိုအမြန်ပြန်ခဲ့ကြပြီမယ်လေအရှုပ်အထုပ်အနောက်ရှက်တချို့ကြောင့်ည8 နာရီပင်ထုံးနေပြီဖြစ်တယ်ကားပေါ်တီကိုအောင်ကားရက်ပြီးရနဲ့အိမ်ထဲဝင်ကအသေးအတန်ရှာနေမိတာကနေလေရသူ့ရဲ့အသေးဆက်ဆက်သူတို့သမီးလေးဖြစ်တဲ့တောသူမလေးအခြေဆက်ဝဟဲ့မြည်ဘာတွေရှာနေရလဲဟိုကြီးတီကြီးနဲ့မဟုတ်ရင်အိမ်ထဲဝင်ပြီးဘာရင်ဝင်ခိုးအောင်လဲဆိုပြီးလိုက်ကြည့်နေတယ်လို့ပဲအဲ့ဒါလေဘာလဲဆိုတော့ဟိုလေအချစ်ရောဖွာဗုဒ္ဓနေလေရတော့တောသူမဆိုအခုဘလို့ဖြစ်ရပြန်တာလဲအခုတော့အချစ်ဖြစ်နေပြီလားမြည်ဟာဖွာကလည်းဘာတွေပြောနေမှန်းမသိဘူးတောသူမနာမည်ပဲဦးဟုတ်ပါပြီမြည်ရဲ့အချစ်လေးကရေသွားချိုးနေရတဲ့နဲ့ပြီးရင်ဖွာနဲ့လာအိတ်မယ်ပြောသွားတယ်မြည်ထမင်းစားတော့လေအေးချိုတို့ဖွာပြင်ခိုင်းလိုက်မယ်မစားတော့ဘူးဖွာကျွန်တော်သွားနာတော့မယ်အခမ်းမသွားခင်ဖွားကိုလည်းမှားခဲ့သေးတာ။ "तू ကကျွန်တော်နဲ့ပဲအိတ်မဲတဲ့။မျက်နှာကြီးစူပုတ်ပြီးတော့အလိုမကျဖြစ်သွားကသူ့မိမကိုသူနဲ့ပဲခေါ်အိတ်မဲဆိုတာကြောင့်ဒေါခင်ထိတ်တာဘာမှတော့ထပ်မပြောနိုင်ပဲတန်တော်ဖြစ်နေရတော့တယ်။အော်မချစ်ပဲယူထားရလို့ပဲနော်။ကြားရငါခင်မို့မို့အေးမဟုတ်ပါဘူး။လူကျမ်းမာကြီးလောက်ခဲ့ရတယ်လို့ပဲ။မဟုတ်သေးပါဘူး။မြီးကငါအတင်းပေးစားလို့ယူလာရတဲ့မျက်နှာဒါမျိုးလား။ဒီခေကြီးကိုကြုံလိုက်မမီရောပါဘူးအေး။ငါပဲသွားအိတ်တာကောင်းတယ်။အမလီနေအခန်းတစ်ခါကိုဖွင့်လိုက်ချိန်မှာအခုမှရေချိုးပြီးကစားသူမလေးကရေလဲဝစ်စုံခါစီကျိုးလေးစီးကထွက်လာခြင်းနေမင်းအရှင်ဆိုတဲ့သူ့ကိုမြင်လိုက်တာကြောင့်ကြောင်အားလန့်အားနဲ့အော်လိုက်တာနေအောင်နားကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ကင်ထားရတဲ့အဖြစ်မင်းမလို့ဒီလောက်အော်နေရတယ်အတန်လည်းစူးနေရပဲဟိုဘဝကဘာတွေလှူခဲ့လဲမသိနားရရဦးတယ်မင်းကြောင့်ငါတရေမဟုတ်ဘူးကွမင်းယူထားတဲ့မင်းယောက်ျားလေးအဲ့လောက်လေလက်မနေနဲ့စွာတေးမရဲ့အခန်းထဲဝင်လာတာအတန်လေးပါလေးပေးပါလားနှာပူရဲ့အသားကမဲတဲ့ပြင်လူကရင်ကျင်းမှုကိုမရှိဘူးဘာကွငါအခန်းထဲငါဝင်တာအတန်ပေးစရာလို့လားငါစွာမရဲ့ငါဘာသာဝင်ချင်းတယ်လို့ဝင်မယ်ထွက်ချင်းတယ်လို့ထွက်မယ်ဒါပဲရှင်ဘာငါစွာမလဲလူကိုကြီးရောတနာကမနဲ့ကျေးဇူးတရားအောင်နားမလဲရဲ့သူတည်ရပိတ်တာဖြစ်ပြီးတော့တိတက်မဲနေအောင်ပဲသိလားအချစ်ကတနာလို့လဲဘယ်သူမှမယူခြင်းနဲ့သူ့ကိုလက်ထပ်ပေးရသေးရဲ့အချစ်မကောင်းတဲ့လူအသားပိုမဲမဲ့လူကြီးတနာလို့တဲ့ဘလို့ရှင်ကြီးအချစ်ကိုအဲ့လိုလာမကြည့်နဲ့အချစ်ကယောက်ျားလိုချင်တယ်များထင်နေလို့လားဖွာအချစ်ပေါ်မှာကျေးဇူးတွေအများကြီးရှိရဲ့နောက်ပြီးတော့လူငယ်တစ်ပတ်ကဖွာကပြောတယ်သူအဖော်မရှိလို့အချစ်ကိုလေအဖော်အဖြစ်လာနေပေးပါလားတဲ့တကယ်လို့အချစ်လာနေရင်လူတွေကဲ့ရဲ့ကြမှာဆိုလို့လူပြောစရာဖြစ်မှာဆိုလို့သူ့မှာအချစ်မှမယူရင်ဘယ်မိန်းမမှမယူမဲ့မြည်လေးရှိရဲ့တဲ့သူ့ကိုလက်ထပ်ပြီးလာနေပေးပါတဲ့အဲ့ဒါကြောင့်အချစ်ကအနစ်နာခံပြီးရှင့်ကိုယူပြီးဒီမှာလာနေတာရှင်းလားဖွာတော့လှုပ်ချလိုက်ပြန်ပြီသူ့ကိုများဘယ်သူမှမယူတဲ့ပြောရက်လိုက်တယ်ဖွာဟိုငစွာမလေးကစွာတာဘာမှမသိရဲ့တကယ်ကလေးငတုံးလေးလိန်လို့လိန်နေမှန်းလည်းမသိအချစ်ပြောတာနားထောင်ပြီးဘာရီစင်းစားကသဘောကျနေမှန်းမသိရဲ့ထိုးလူကြီးကြောင့်အချစ်စိတ်ကဒူလာကနှကန်းလွှာလေးကိုဖိခိုင်းလိုက်ပြီးတော့ရှင်ကြီးဘာတွေရှိနေရလဲအကောင်းနဲ့လည်းပြောပြသေးရဲ့လာထောင်နေတဲ့လူကိုကျေးဇူးမတင်ချင်နေပါဖင်တော့လာလှမ်းမပြနဲ့အချစ်တို့ကဖင်မဲတာတွေစိတ်ဝင်စားလို့မကြည့်ဘူးဒီဟာလေးတော့သွားတော့မယ်ဖွားနဲ့သွားအိတ်တော့မယ်ဟေးအဲ့ဒီမှာအခုရက်လိုက်ဘာလို့တာလဲအချစ်လက်ကိုလှုပ်အခုလှုပ်နော်လှုပ်เสียလားမင်းယူထားတာဖွားအောင်လားငါ့အောင်လားအိုးရှင်ကြီးကိုယူထားပြီးမဲ့ဖွားနဲ့ပဲအိမ်မှာရမလားကွာအချစ်ဆက်ဝင်ကအိုးအမေအချစ်ခန္ဓာကိုယ်လေးကိုစက်ကနေပွေးချီလိုက်တာကြောင့်လမ်းဖြန့်သွားကထိုလူကြီးရဲ့အကြည့်ရအိယာကတင်မတ်ကိုဥတီနေရကြောင့်အချင်းကလန့်သွားတော့တယ်အမေ
ရှင်အချစ်ကိုဘာလို့မလို့လဲငါဘာမှမစားသေးလို့ဘိုက်စာနေပြီလေအခုမင်းကငါမိန်းမဆိုတော့ငါမိန်းမကိုစားမလို့နော်နှာဘူးဘလောက်ပဲညင်းဆန်လို့မရနိုင်တော့ပါတို့လူကြီးကအချစ်ကိုဂရင်မော်ပြစ်တင်ကအချစ်ခန္ဓာကိုယ်ပေါ်ရီဝေစွာနဲ့အုံမိုးလာပြီးတော့အနမ်းကျန်းနေချွေချနေရကြောင်းရုံထွက်တော့လည်းအလို့မပြီးတော့ကြနောက်ဆုံးသူ့နန်းတွေကနှက်ဆိုင်လာကအချစ်ရဲ့လေတိုင်းနုနုလေးနဲ့ရင်ညွလေးကိုဖိကိုက်လာပြန်တော့နာကျင်လို့သူ့ကြောပြင်ကျဲကြီးကိုတပုံးမုံမိအောင်ထူရပြစ်နေပြီမဲ့လည်းအနမ်းတွေကရက်တက်မသွားခဲ့နောက်ဆုံးသူ့ရဲ့လက်တစ်ဖက်ကအချစ်ရဲ့ခါစီတို့များရှိရာစီကိုနေမေးအရှင်ဒီလိုတက်ကလေးရပေါ်လှုပ်လို့မရအောင်ရှင်လိုငါကြီးတကောင်အလုပ်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူးရှင်မှာကျမလူချင်းနဲ့ပတ်စံနေအများကြီးရှိနေရရှင်ကကန်ဆိုးတာပဲရှင်ရဲ့ပတ်စံနေနဲ့ကျမအဖေနဲ့အမေရဲ့လောက်ကစားအတွေ့တွေဆက်ရအောင်ပါအိမ်ကြီးတစ်လုံးလဲဝယ်ရအောင်မလေရှင်သိရလားနေမေးအရှင်ခုနေနေရဲ့တိုက်ခန်းတော့ဟိုတယ်ခေါ်သွားတဲ့ကောင်စိုးလေးတွေကရတယ်ဆိုတာရှင်တို့ငါကြီးစုပြီးလှုပ်ပေးထားတာဥထားတာအောင်ရှင်ကလက်ထက်သွားတယ်ပေါ့ငရအောင်နေမေးအရှင်စီကျမပြန်လာခဲ့မယ်ညမောင်ရဲ့တိုက်ခန်းထဲမှာတက်ကလေးရတယောက်တကူရဲကြံစီကအကြည်နဲ့ကြီးကျင်နေနေရတယ်တကူလုံးနာကျင်နေရမို့အချစ်အိယာနေထားလိုက်ကမိတစ်ပတ်မှာအိတ်နေရဲ့ထိုးလူကြီးကိုကြည့်ပြီးဆွဲဖက်ကုတ်ချစ်ပြင်မိတယ်ငိုချင်းစိတ်တို့ကလည်းတဖွာဖွာပေါ်လာတာကြောင့်အချစ်ထိုင်ကိုချလိုက်တယ်လူယုံမာကြီးနှာဘူးကြီးရှင်ကြီးကြောင့်အချစ်တကူလုံးနာနေရတာငမဲကောင်လူယုံမာဘိုက်စားတာထမင်းသွားစားဖို့အချစ်ကိုလာစားတော့သူ့ဘက်ပြေးသွားကြနေရပဲလူယုံမာကြီးနေတရားအိတ်ချင်အောင်စောင့်နေရမှာသူ့မလေးစကားတို့ကြောင့်သူ့မရှိချင်းစိတ်ကိုမနှဲအောက်ကမြူသိမ့်နေရတယ်ဘလောက်အသေးရဖို့ကောင်းတဲ့ဟာလေးမှန်းကိုမသိဘူးအချစ်ကိုဘိုက်စားပြန်ပြီဘိုက်စားတဲ့အမေရိနမလေးသာခေါ်ပြီးဘိုက်စားတဲ့ပြောကရှိရောနေအိယာထတော့ရှိသေးဟိုငစွာမလေးကဆောင်းအောင်ဘက်ကဂရင်မောကနေအလင်းအမြန်ခုန်ဆင်းပြီးတော့ရေချိုးကန်းကိုပြေးဝင်သွားတာကြောင့်နေမင်းရှင်ရီချင်းစိတ်တို့ကမအောင်နိုင်တော့ကဦးလိုက်သေးလိုက်ရီမောလိုက်တော့တယ်ဒီတခါဘိုက်စားတာထမင်းစားခြင်းတို့ရိုးရိုးစားတာပါမိမဘက်နဲ့ထပြီးထွက်ပြေးသွားရတာတော့တော်တော်မလွယ်တဲ့ဟာမလေးလူယုံမာကြီးအလုတ်သွားတဲ့ခလုတ်တိုင်းမှောက်ရက်လဲပြီးသွားကြုတ်ပါစီတော့မဟုတ်သေးပါဘူးကြားသွားမှဖြင့်ထပ်ပြီးဘိုက်စားနေငါပဲအစားခံရမှာခေါင်းတပြင်းပြေးကောက်ကအချစ်ရေချိုးကန်းထဲထိုင်နေရနိုင်ဝက်လောက်ရှိပြီမို့တကားလေးဟကကြီးရောဒင်းရကလေးပေါ်မှာမှောက်ရက်ကြီးအိမ်နေရတယ်တော်ပါသေးရဲ့အချစ်ဆက်ဝန်းရဲ့ရေမန်လေးပေါ်လက်လေးဖိကအချစ်သက်ပြင်းချမိရဲ့နေမင်းအရှင်ဆိုတဲ့ထိုးလူကြီးကိုမြင်တာထခုန်တက်တဲ့ရင်မတ်ထဲကအကောင်ငယ်လေးကအဲနာဘူးကိုကြောက်လို့လားဒါမှမဟုတ်အချစ်သူ့ကိုရင်ခုန်နေရများလားဂရင်မင်းရဖုန်းလေးကအတန်ကြီးလာတာကြောင့်နေမင်းရှင်အိပ်ပျော်နေရမှနူးလာကနမတ်တောင်မကြည့်ပဲဖုန်းကိုကိုင်းလိုက်တယ်ဟဲ့ကောင်နေမင်းရှင်ခွေးကမိမယူတာငါတို့မပြောရတော့အောင်မင်းလေးဖြတ်ပြီးအားဖြစ်နေလို့လားနှာဘူးတိုင်နဲ့ငါ့ကိုလာကြီးမပြနဲ့နောက်နာယူကမင်းအိပ်ရောက်မယ်ဒါပဲအိပ်ပျော်တာကိုခွင်ကောင်းယူပြီးတော့ထွက်ပြေးသွားတယ်ပေါ့တွေ့ရုံပဲနေရီမိုးချိုးပြီးဆင်းလာတော့အိမ်ထဲဝင်လာတဲ့ကားတစ်စီးဟဲ့ကောင်နေမင်းရှင်ငါတို့မကြီးရောဘယ်မှလဲကားပေါ်ဟာဆင်းလာတဲ့တငယ်ချင်းဖြစ်သူ၃ယောက်ဇေယျကြော်စွာမင်းတို့ကိုသူ့မျက်မှောင်ကျုပ်ပြီးကြည့်လိုက်တယ်မင်းတို့ကငါစီလာလားငါမိမစီလာလားမိမတဲ့ကြော်စွာနဲ့မင်းရဲ့ငါတို့တော့မကြားဘူးတာတွေကြားနေရပြီအချစ်လို့ခေါ်ကရေကြီးတုပ်ပြဖြစ်သွားတဲ့တငယ်ချင်းဖြစ်သူနေမင်းရှင်မျက်နှာကိုကြည့်ကသူတို့၃ယောက်လုံးလန့်သွားရတယ်အချစ်ရဲ့အော်ဒန်ကိုကြားမိရကြောင်းနေချံပပတ်လေကိုလိုက်ရှာပေးမှလည်းမတွေ့ရမှုရင်ထဲပူစင်းသွားရတယ်ထို့အချိန်ကျန်တဲ့အလုံးလုံးနေရဲ့ဦးလေးတောင်းနဲ့မမကိုတွေးလိုက်ရလို့နေအချစ်ကိုမေးမိလိုက်တယ်ဦးတောင်းနဲ့မမအချစ်ကိုတွေးမိသေးလားတွေးပါတယ်ကိုလေးတရက်ပင်ပေါ်မှာပါဘာကွအချစ်ဆက်ဝန်အမလေးအချစ်ကိုစောင်းအောင်နဲ့အသက်ကိုအော်ခေါ်ခဲ့ပေမဲ့အပေမော်ကထိုင်နေရင်ကြည့်လိုက်တော့နေမေးအရှင်ဆိုတဲ့လူကြီးနဲ့အချစ်မသိတဲ့လူ၃ဦးမင်းအဲ့ဒီပေါ်မှာဘာလုပ်နေရလဲအချစ်ဆက်ဝန်ဟိုဖြည်းဖြည်းပြောလဲအချစ်ကပြန်ပြေးပါတယ်နော်ဘာလို့ဖိမ့်ဖိတ်ပြီးអော်နေရလဲတရက်ပေမော်တက်ပြီးလေငင်းလာခံတာသိပြီလားဟာအချစ်မင်းလေငင်းခံစရာနေရတော်ရှားလားအိမ်ပေါ်မှာနေပြီးလေငင်းခံပါလားအိုးအချစ်ကပတ်ဝန်းကျင်ကိုလေးလေးတဖြူးဖြူးနဲ့ခံစားကျင်တာရှင်ကြီးတို့အိမ်ပေါ်မှာလေငင်းခံတာမြင်ကွင်းမရှင်းလို့ဒီမှာလာခံတာဘာဖြစ်လဲအဲ့ဒါဆိုမင်းအကျယ်ကြီးអော်တာရောအဲ့ဒါကိုရီးယားကားရလို့စိတ်လက်ပေါ်ပါသွားအောင်អော်ကြည့်ရလေကိုရီးယားကကြည့်ဘူးတယ်မဟုတ်လားဟိုက်တေးစံနေမင်းအရှင်ရေအေးဟုတ်ပါပြီကွာလာစင်းလာခဲ့တော့လို့ပြောတာကိုသွားအပြဲသားနဲ့ရှိပြနေရကြောင်းနေရဲ့မျက်ခုံးထူထူတွေပင့်တက်သွားကဘာဖြစ်တာလဲအချစ်အဲ့ဒါဟိုလေအဲ့ဒါအချစ်ပြန်မစင်းတက်တော့
ဘာဟိုရှင်ကြီးကလည်းတဘာဘာနဲ့ဖြည်းဖြည်းអော်ပါအချင်းလက်ပြီးပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲပြောအေးဟုတ်သားပဲနေရမကြီးပြုတ်ကျသွားမှဖြင့်မကြီးတိတိလေးကျွန်တော်တို့ကနေမင်းရှင်ရဲ့တငယ်ချင်းတွေပါကျွန်တော်နာမည်ကစေးရသူ့နာမည်ကကြော်စွာကျွန်တော်ကတော့မင်းမင်းပါဟုတ်တွေ့ရတာဝမ်းသာပါတယ်အကိုတို့အချင်းနာမည်ကအချစ်ဆက်မှုမှာဟဲ့ကောင်လေးဒါကမိတ်ဆက်နေရမယ့်အချိန်လားဟိုကအောက်ပြန်မစင်းတက်ပါဘူးဆိုနေကမှဟုတ်သားပဲမကြီး sorry မကြီးခုံချလိုက်လေကျွန်တော်တို့ဖမ်းထားပေးမယ်ဆိုကလက်တွေစံတန်းကမြောက်နေတဲ့၃ယောက်ကိုပိတ်ကန်ချင်းစိတ်တွေတဖွာဖွာစံတန်းထားတဲ့လက်တွေကိုတစ်ဖြက်ဖြက်ရိုက်ကပုတ်ချပစ်ချင်ခံရတာကြောင့်ဇေယျတို့၃ယောက်ကြည့်မိလိုက်တော့ကြောချမ်းစရာကအောင်ကြည့်နေတဲ့နေရဲ့အကြည့်စူးစူးတို့နဲ့ရင်ဆိုင်လိုက်ရတော့လေငါမိမကိုမင်းတို့ထိစရာမလိုငါရှိရဲ့ငါမိမကိုငါဘာငါဖမ်းလို့ရတယ်မင်းတို့မရှုံနဲ့ကြော်စွာမင်းဒီကောင်ဘယ်တော့အဲ့လောက်ဖြစ်ပြက်တက်သွားရလဲအဲ့ဒါတော့ငါတို့လည်းမင်းလိုပဲမသိဘူးဇေယျရေအချစ်ဆုံးငါ့ကိုရုပ်ခုံချခဲ့ဟုတ်ရှုံးမယ်နော်အရှင်နေရင်နဲ့တိမ်ကနေဖြစ်သွားတာကအရှင်ဆိုတဲ့သူမခေါ်လိုက်တဲ့နန်းစားလေးကြောင့်လူဟာရင်မက်တဲ့တင်းတင်းနဲ့အချစ်ခုံချပြီနော်အရှင်အော်ခုံချလားအမလေးအချစ်မင်းအဆင်ပြေရလားဘာမှမဖြစ်တော့ဘူးနော်ကိုမင်းကိုအသေးချဖမ်းထားပြီရဲ့ဟိုအရှင်ကတော့နော်တောင်းမှန်ပါတယ်ဘာအတွက်လဲအချစ်ဟိုအဲ့ဒါလေဒီလောက်နေပူရွက်မှာအကြာကြီးရနေရတော့ရှင်အသားမဲရပိုပြီးပြအောင်အချစ်လုံးနေတယ်လို့ဖြစ်နေလို့ဒါမဲ့သိလားအချစ်စကင်ကဲဝယ်ပေးမယ်သိလားဟာဒီကလေးမလေးရတော့နေမင်းရှင်မင်းမကြီးနဲ့ကြခံရပြီမို့လားโอเคအခုချိန်ရစားပြီးငါတို့မရှိတော့ဘူးမကြီးဒီကောင်ကြီးကိုအပြင်ခေါ်သွားလို့ရလားအလုပ်ပိတ်ရက်ဆိုတော့ခဏလေးပဲကျွန်တော်တို့လည်းဒီနေ့မှနိုင်ငံခြားပြန်ရောက်လာတာမို့လို့ဟုတ်ခေါ်သွားလို့ရပါတယ်ကိုစီရတို့ပြန်လာမပို့လဲရတယ်အချစ်ကစိတ်မဆိုးဟာမင်းစတာအရှင် is the best ဘလို့လက်မလေးနဲ့ချောင်းထောင်ကသူ့ကိုအကောင်းဆုံးလို့ပြောပြီးပြုံးပြနေရကြောင်းနေရဲ့စိတ်ထဲကြည်နူးမဆုံးဖြစ်ကပြန်မေးလိုက်တယ်အရှင် is the best ဟုတ်လားတော်သိပြီနေမင်းအရှင်မင်းသွားတယ်အေးပတ်ကုန်တော့မယ်ငါတို့လည်းတနာပါအောင်ကွမိမမရသေးဘူးနေစမ်းပါကွာငါမိမကိုမှားစရာရှိသေးတယ်ပခုံးမော်လာတင်နဲ့ကြော်စွာတို့မင်းတို့ဇေယျတို့လက်ကိုပုတ်ချလိုက်ကနေသူ့ကိုပြူးကြောင်ကြောင်ကြည့်နေရဲ့အချစ်နာတိုးသွားလိုက်တယ်သူမလေးကအနောက်ကိုခြေလန်းနေဆုပ်သွားတာကြောင့်နေအလိုမကြားဖြစ်ကခါးသိမ့်သိမ့်လေးကိုဆွဲဖက်လိုက်ပြီးတော့သူ့ခန္ဓာကိုယ်နဲ့ပူးကက်စီလိုက်ကနှစ်ပူးပြင်းလေးကိုသူ့နှကန်းနေနဲ့ဖိကက်နှမ်းရှိုက်လာတော့တယ်နောက်တစ်ခါဒီကောင်နဲ့ရှင်းမဟုတ်ဘူးဖွားရှိမှာတော့ပချိုင်လေးတွေပေါ်အောင်မပြုံးနဲ့ကိုမကြိုက်ဘူးကြားလားဟဲ့ကောင်မင်းမကြီးကိုချစ်နေရလူကငါတို့လာမပြောနဲ့နော်ကားပေါ်အရောက်သူ့ကိုမေးလာတဲ့မင်းရဲ့မိကုံကြောင့်သူ့ပြုံးလိုက်ကအာဂရင်းနဲ့ငုံပြီးတော့သွားလျအောင်အတူတူခေါ်သွားခြင်းရုံလေးပါအဲ့ဒါဆိုနေမင်းကလက်ထက်မဲ့နေ့မှသူတို့သမီးကိုစောင့်ရင်မှုတာပေါ့ဟုတ်လားမင်းတက်ကလေးရနဲ့ရောဘလို့ဖြစ်သွားလဲငါတို့ကတော့ဝမ်းသာတယ်မင်းသူနဲ့မယူလို့ကျောင်းထဲကမင်းကိုလိုက်ကပ်နေရကန့်ယုံနေမကောက်တွဲသွားသေးတယ်သူတည်းနေငါကြားတော့ဟိုတယ်မှာကောက်လေးရည်နဲ့တယုံဆိုပဲသူ့ပုံစံတခြားကောက်လေးရည်နဲ့တွဲပြီးမင်းကိုကြားသူ့เจ้าမသိရသူဆိုပြီးတော့ဥထားရနေမယ်ခုတော့မင်းလက်ထက်သွားတော့သူဟက်ကော့ဖြစ်သွားရတယ်လေငါတော့ကျေနပ်တယ်ကွဟုတ်တယ်ငါတို့ရောကျေနပ်တယ်နေအတိုင်ဖောင်းညီနေရဲ့တငယ်ချင်း၃ယောက်ကိုကြည့်ပြီးတော့နှကန်းတို့ကိုတေသက်ပြီးစွာပြုံးလိုက်ကငါလဲကျေနပ်တယ်တက်ကလေးအောင်တခါမှချစ်တယ်လို့မပြောခဲ့ဘူးလို့အချစ်ပေါ်လိပ်ပြလုံးတယ်တွဲတယ်ဆိုရတာပြောတာငါတခါမှအခွင့်အရေးယူပြီးလက်လေးအောင်မထိခဲ့လို့တကယ်ကျေနပ်တယ်အခုတော့ဘလို့လဲမင်းငင်ဘက်ထဲမကြီးသေးသေးလေးကနေရာဝင်ယူနေပြီပေါ့ဟဲ့အောင်စီရရင်ဘတ်ထဲနေရာဝင်ယူလားမယူလားဆိုတာတရက်ပေအောင်မှဖြစ်ပြနေရဲ့မျက်နှာယူမြင်လေးကုန်ခံပြီးမေးမနေနဲ့ပြောမဲ့တာပြောရတာဇေယျနဲ့ကြော်စွာမကြီးအချစ်ကစွတာတကယ်လှတယ်ကွဟဲ့ကောင်မင်းခုနကငါမိမကိုဘလို့ခေါ်လိုက်တာလဲဟာဖြည်းဖြည်းပြောပါနေရမင်းပထွေးကမင်းနားမှာပဲထိုင်နေရဘာလို့အဲ့လောက်ကြီးထအော်ရလဲဟဲ့ကောင်နေခုတည်းကကြိုပြောထားမယ်ငါမိမကိုအချစ်လို့မခေါ်နဲ့စက်ဝန်းလို့ပဲခေါ်လှတယ်လို့လည်းလာမပြောနဲ့ငါမိမလှတာငါသိပြီသားမင်းတို့ပြောမှသိမှာမဟုတ်ဘူးရှင်းလားငါမကြိုက်ဘူးတတောင်းစားရန်သူဆဲလာတာကြောင့်နေမျက်ခုံးပင်ကမောကြည့်မိရောငနေသား၃ကောင်ကသူ့ကိုအိုလိုင်းရန်ကောဆိုတဲ့အကြည့်စိုးစိုးတွေနဲ့စိုက်ကြည့်နေကြတယ်နေမင်းရှင်မင်းတို့ငါတို့အိမ်မာတွေကဆဲကျင်နေရပါဇက်ကိုရားနေရမကြီးသေးသေးလေးကြောင့်သာအောက်နေရတာမင်းကမတွေ့ရတဲ့ရက်တွေမှာအရှက်တပြားသားမှမရှိရတဲ့ကောင်ပါလားမင်းတို့ကြိုက်တယ်လို့တင်နေမင်းရှင်တို့ကအိုင်ထုတ်ခဲပဲတခုပဲငါမိမနဲ့တူးဆိုင်နန်းစားလေးကိုတော့လာမတိနဲ့တငယ်ချင်းဆိုလဲညှာနေမှာမဟုတ်တယ်လို့ပိတ်ထိုးမိမှာပဲအေးပါ
မာယာခတာတဆကြီးရဲ့ဟဲ့အောင်လူလိုပြောငါနားမလဲဘူးအေးနားမလဲရင်မှတ်ထားမာယာခတာတဆဆိုတာမယာချစ်တရားစားလို့ပြောတာဟာဒီကောင်ငါတို့လည်းမင်းမိမနာမည်မခေါ်နေရောပါဘူးဖင်ကျင်းတယ်ဟာမဟုတ်သေးပါဘူးပါကျင်းတယ်ကွမကြီးသေးသေးလေးပဲခေါ်တော့မယ်အထိုးခံရခြင်းမှကင်းဝေးအောင်လို့ပေါ့ဒါနဲ့မင်းုံပြောအောင်မယ်နေမင်းရှင်ဦးမြတ်တာအောင်မင်းတတိထားမိလားမင်းုံဆို तू ကအမြဲကန့်ကွက်နေရဲ့ငါတို့စိတ်ထဲတိတ်မကောင်းဒီအပတ်ရှယ်ယာရှင်အစည်းအဝေးမှာငါတို့မရှိပေမဲ့ငါတို့လူတွေပြန်ပြောလာတဲ့စကားအရအဲ့လူကြီးကငါတို့စိတ်ထဲတစ်ခုခုတော့တစ်ခုခုပဲမင်းတတိထားပေါ့တတိဆိုတာပိုးတယ်မရှိဘူးနေမင်းတို့စိတ်မပူပါနဲ့ငါလည်းသိပါတယ်သူ့မှာအကြောင်းရင်းတစ်ခုခုတော့ရှိနေရဲ့လို့ခံစားမိရဲ့ဟဲ့မီမင်းဘာဖြစ်နေရလဲကွမနဲ့စောစောမျက်နှာကြီးကပုတ်တိုးနေရပဲမင်းကိုအေးချိုနဲ့စိမ့်မြကြောက်တာလည်းမပြောနဲ့လေကော်ဖီတောက်နေရဲ့ဖွာတော့မျိုးမကြတော့ဘူးပုတ်တိုးမှာပေါ့ဖွာရဲ့ဒီရပိုင်းတွင်ဟိုငစွာမလေးကသူ့အလုပ်တွေရှောက်ပြီးညဘက်အိမ်ပြန်နောက်ကြတာကိုခွင်ကောင်းယူပြီးတော့ဖွားဖွားနဲ့တွားတွားအိမ်နေရဲ့ဆိုပြီးပြောပြေးလိုက်ချပေမဲ့ပါဇက်ကထွက်မလားထို့အချိန်တမင်းစပွဲဝါအတွင်းဝင်လာတဲ့ပုတ်ရိပ်လေးကြောင့်သူငြိမ်သက်နေလိုက်တယ်တအိမ်ထဲနေပြီးလွမ်းနေရတာဘလောက်တောင်သူဟိုဘဝကအာကုသို့များနေခဲ့ပါလေမော်နီအရှင်မော်နီဖွာမော်နီမအေးချိုမစိမ့်မြမဟုတ်ပါဘူးကျုံလို့ဆဲဆဲနှခမ်းတွေကိုအရှင်ရဲ့လက်လေးတစ်ဖက်နဲ့အုပ်ကင်လိုက်တာကြောင့်ဒေါခင်ထိတ်ထားဘာများဖြစ်လို့လဲဆိုတဲ့အကြည့်နဲ့ကြည့်နေရတယ်မြီးအချစ်နှခမ်းဘာလို့လဲနာနေလို့လားမဟုတ်ပါဘူးဖွာအချစ်ပြုံးမိမှာဆိုလို့ပါဟုတ်တော့အမလီအချစ်ရဲ့ပြုံးတာပဲဘသူကဘာလို့မှမလို့လဲပြုံးပေါ့ဟိုအဲ့ဒါကလေအရှင်ကပြောတယ်သူ့တငယ်ချင်းနေမပြောနဲ့ဖွားဟုတ်တော့ပြုံးမပြနဲ့တဲ့မကြိုက်ဘူးတဲ့ဘုတ်တော့လှုပ်ချလိုက်ပြန်ပြီးအချစ်ဆက်ဝန်းတို့ကတော့နေရသူမလေးပြောစကားကြောင့်ကော်ဖီတောက်နေရမှတီးသွားရတော့တယ်ဒါကသူ့စကားကိုနားထောင်နေလားအရေးပြအကောင်မြင်မိမဲ့ဒီဟာလေးကမြင်တဲ့အကောင်မှားနေကြောင်းရှင်းပြရတော့မလို့ပါဖွားနေပြားဖွားမင်းဟာမလွန်လုံးလားငါရှိမှတော့ပြုံးမပြအောင်ဆိုတော့ဟာအဲ့လိုမဟုတ်ပါဘူးဖွားရဲ့စိတ်ဆိုးတဲ့လေတံကြီးနဲ့မပြောပါနဲ့ကျွန်တော်ကအချစ်ယောက်ျားလေးတွေကိုရည်ပြမှာဆိုလို့ဘယ်ယောက်ျားလေးမှမပြုံးပြရအောင်ဖွားဥပမာထားပြီးပေးရတဲ့သဘောပါနားထောင်တဲ့သူကတမျိုးသဘောပေါက်လွဲသွားရတာပါဖွားရဲ့စိတ်လျှော့တော့ဖွားစိတ်တို့ရဲ့ကျမ်းမာရေးအတွက်မကောင်းဘူးဖွားရဲ့ဒါဆိုလဲပြီးရောနေစမ်းမအောင်အချစ်ပြုံးကြရင်ဘာဖြစ်မှာမို့လို့လဲဟာဗျာဖွားမကြားဘူးလားပြုံးရင်ဆွဲအားပို့တယ်ဆိုတာအေးဖွားမကြားဘူးဘယ်ကြားဘူးမလဲဖွားကတူနေသိမ့်တဲ့တချင်းကြနားထောင်ပြီးရောအရင်းစင်မမြေတချင်းကိုနားမထောင်လားဟေးအချစ်ကိုနဲ့ကုမ္ပဏီလိုက်ခဲ့အချစ်မလိုက်ချင်ပါဘူးအဲ့မှာဘာမှလည်းမရှိပဲနဲ့အချစ်ကဘာသွားလို့ရမှာလဲလို့အဲ့မှာပြင်းစရာကြီးဟာဘာလို့ပြင်းစရာကြီးလဲဘာမှမရှိရင်ကို့နားမှာနေအလုံးမရှိရင်ကို့ကိုထိုင်ကြည့်ဟိုရှင်ဖွားတို့မအေးချိုတို့မစိမ့်မြတို့ရှိနေအောင်ဘာတွေလာပြောနေရလဲလိုက်မယ်မနှက်ပြန်လိုက်ခဲ့မယ်ဟုတ်ပြီလားဟုတ်ပါပြီမနှက်ပြန်အစင်သစ်ပြင်ထားအချစ်ကိုနောက်လိုက်ဖို့ဒေါခင်ထိတ်ထားသူတို့ကိုမိကတစ်တီတူချစ်ကြည်နူးနေကြတဲ့မိတို့ကြည့်ပြီးတော့တန်တော်ဖြစ်နေမိရဲ့ဒါလားသူပေးစားလိုက်လို့မချစ်ပဲယူထားပါတယ်ဆိုတဲ့အတွဲမျိုးရဲမောင်းခတ်ပြီးပြောလိုက်ရင်တော့ယုံမဲ့သူရှိမှမဟုတ်တာတော့သိကြတယ်ဖွာဟေးမြီးနေနောက်ကအချစ်ကိုအချစ်လို့မခေါ်ပဲမြီးမလေးလိုပဲပြောင်းခေါ်ပါလားဖွာဘာဖြစ်လို့လဲမြီးနေအချစ်ဆိုတဲ့နန်းစားကိုဒီနေ့ကျွန်တော်အပိုင်သိမ်းလိုက်ချင်ပြီမို့ထူးမြတ်ယားဘော့စ်ငါဒီနေ့စောစောအလုပ်တင်ပြီးအိမ်ပြန်ခြင်းနဲ့မင်းအလုပ်တွေပြီးအောင်မြင်မြတ်လုပ်ငါလည်းရှုပ်နေရဲ့ဇရားတွေရှင်းရအောင်လို့အမြန်လုပ်မယ်အိမ်ပြန်ခြင်းနဲ့ဟုတ်လားဘော့စ်အိမ်မှာဘာရှိလို့လဲဗျကိစ္စရှိလို့လားကျွန်တော်ဘာကူညီပေးရအောင်လဲဘာကူညီပေးရမလဲဆိုရင်ထူးမြတ်မင်းပါဇက်ပိတ်ပြီးမြတ်အလုပ်သွားလုပ်ပေးအိမ်မှာဘာရှိလို့လဲဆိုရင်အိမ်မှာမိန်းမရှိရဲ့ကွသိပြီလားမင်းတအားရှာရှိလာတယ်နော်မင်းကိုရှင်းပြနေရတဲ့အချိတ်ကုန်းနဲ့ခွေးကောင်ရဲ့တွားမြတ်အလုပ်သွားလုပ်ဘော့စ်မိန်းမရှိရငါရှိရမှာမဟုတ်တဲ့ဟာဘော့စ်ကဘော့စ်မြတ်အလုပ်လုပ်ပေါ့ငါမှမိန်းမရှိရောမြတ်အလုပ်လုပ်စရာမှမလိုတာဘူးအဲ့ဒီဘော့စ်ကကိုယ့်ဘုတ်ကိုပဲကြည့်တတ်တဲ့အသေးနှလုံးမရှိရဲ့သူအသေးနှလုံးမရှိရဲ့ဘော့စ်ဟဲ့ကောင်မင်းကဘာအတင်းပြောနေရလဲထမိန်ဝစ်ချင်နေရဟုတ်လားငါဖြတ်ပေးမယ်ဘော့စ်ကလည်းဘာမှမပြောပါဘူးဒီနေ့စပြီးအလုပ်စူးစမ်းတော့မယ်လို့ကိုမကိုအားပေးနေရပါအလုပ်သွားလို့မယ်နော်မောင်နေမင်းရှင်ပြန်တော့မှာလားဒီနေ့ရုံးစင်းတာစောတယ်နော်နေကုမ္ပဏီကနေအိမ်ပြန်မှုကားပါကင်းကိုအလားမကြားချင်းတဲ့အတန်ကိုကြားလိုက်ရတာမို့ဦးမြတ်သားဆိုတာသူသိလိုက်ပါတယ်ဟုတ်ကဲ့ဦးမြတ်သားဒီနေ့အစောကြီးပြန်မှာမို့လို့ပါဒါနဲ့
ဦးမြတ်တာကုမ္ပဏီကိုအလို့မရသေးဘူးထင်တယ်နော်တခြားရှယ်ယာရှင်တွေလို့မဟုတ်ဘူးနေရိုင်းကုမ္ပဏီကိုလာပေးတယ်နေရဲ့စကားကြောင့်ဦးမြတ်တာရဲ့မျက်နှာကကွက်ကနေပြတ်သွားပြီးမြမျက်နှာကိုချက်ချင်းပြန်ပြင်လိုက်ကဒါတော့မောင်နေမင်းအရှင်ရဲ့ဒီကုမ္ပဏီကမောင်နေမင်းရှင်မိဘတွေလက်ထက်တည်းကအန်ကယ်ကဒီရရှယ်ယာရှင်ဆိုတော့ဒီကုမ္ပဏီကိုတန်ရုံးစီဖြစ်မိလို့ပါကွဟုတ်ကဲ့ဒါဆိုပြန်လိုက်ပါဦးမယ်နေဦးမြတ်တာကိုစကားစားဖြက်ကထွက်သွားလိုက်တယ်ဖြစ်နိုင်ရင်ဒီလူနဲ့စကားပြောချင်စေမရှိပါဟန်စာမှုတွေပြည့်နေတဲ့မျက်နှာမျိုးကိုနေအမလေးကားတကားဖွင့်ငန်ဒီခေါ်တန်ကြတာကြောင့်နေလက်မကြည့်ဖြစ်တော့ပါကားပေါ်တစ်ခါတည်းအမြန်တက်လိုက်ပြီးတော့ကားတကားကိုစောင့်ပိတ်လိုက်တယ်အမလေးဆိုတဲ့အတန်ကတက်ကလေးကလွန်ရင်ဘသူရှိနိုင်အောင်မလဲငါနော်မိမစီတစ်ခါပြန်မှုဘာလို့ဒီလောက်ခက်ခဲနေရလဲတက်ကလေးကသူ့ခေါ်နေရအောင်အရေးမဆိုင်ပဲနေမင်းရှင်တယောက်ကားမောင်းထွက်သွားတာကြောင့်စိတ်တော့တူလာရတယ်အဲ့လိုဘာလို့အဲ့လောက်အလော်တကြီးပြန်ကျင်နေရလဲအဲ့တော်သူမှဘလောက်တောင်ငါထက်တာနေလို့လဲတက်ကလေးတယောက်စိတ်တူစွာပြောဆိုနေချိန်ချောင်းဟန်တန်ကြောင့်အနောက်ကိုလှည့်ကြည့်လိုက်တော့အသက်ကြီးကြီးလူတယောက်အစင်ပြေကိုကြီးနဲ့ပူးပေါင်းလို့ရတယ်နော်ဟိုမှာကိုကြီးကအိမ်ပြန်လိုက်ပို့ပေးမယ်တက်ကလေးတယောက်ထိုလူကြီးစကားကိုနားမလဲပေမဲ့ညှို့ပြလာတဲ့ BMW ကားအမဲယောက်ကြီးကြောင့်မျက်လုံးနဲ့အယောင်တောက်လာကအဲ့ဒါဆိုလည်းမငင်းတော့ဘူးနော်ကိုကြီးသွားကြတာပေါ့အချစ်ဘယ်ရောက်နေပြန်ပြီလဲဦးလေးတောင်မောင်အချစ်ဆောင်ကိုတွေ့မိသေးလားမအေးချိုမစိမ့်မြအချစ်ပဲသွားလဲဟိုအကိုလေးမမေကြီးကဖះရှိခိုးနေပါတယ်ဟာမအေးချိုအချစ်ကိုမေးနေရလေဘွားကဒီချိန်ဖះရှိခိုးတာကျွန်တော်သိရဲ့မမလေးကလမ်းထိပ်မှာမုတ်သွားဝယ်စားပါတယ်ဘာနေမိုးကျုပ်ကာစားဖြစ်နေပြီဖြစ်တာကြောင့်စိတ်ပူနေရကကားနဲ့ထွက်လာခဲ့တော့တွေ့ပါပြီသူ့ဟာလေးအကင်ထုတ်လေးကန်ကမြောက်ကြွနဲ့ရှောင်းလာခဲ့တဲ့ဟာလေးဂျင်းမောင်းပြီးဒူးတီလေးကိုခရော့တော့ခါတို့လဲဝိုင်းအကွက်နဲ့တွဲဝစ်ထားပြီးတော့ပခုံးလောက်ရှိရဲ့စပင်တို့ကိုချထားကအရှိထိတ်နာစပင်လေးအနှဲငယ်ကိုစုပြီးတော့စီးထားတာကြောင့်ကလေးတယောက်လိုဖြစ်နေကချစ်စရာကောင်းနေရအမှန်ပဲနေကားရက်ကကားပေါ်ကဆင်းလိုက်တော့ကြားလိုက်ရတဲ့စကားတွေကြောင့်ဒေါသတို့ကအရှိအဟုန်ပြင်းစွာထွက်လာကမေယိုးတွေကထောင်ထလာတော့တယ်ဟဲ့အောင်ဟိုကောင်မလေးကချစ်စရာလေးကွခလေးလေးကြနေရပဲငါကောင်မလေးဖြစ်ဘယ်လောက်တောင်ကောင်းလိုက်မလဲငါတို့လိုက်ပြီးရီးစားစကားပြောရအောင်နေစိတ်တို့ကမထိတ်ချုံနိုင်ဖြစ်လာကခြေလမ်းကျဲကြီးရဲ့နဲ့အုတ်ခုံပေါ်မှာထိုင်နေတဲ့ကောင်လေးတွေစီသွားဖို့ပြင်လိုက်တော့ကြားလိုက်ရတဲ့အတန်ဆူဆူလေးကြောင့်လှမ်းနေတဲ့ခြေလမ်းတွေကတုံကနေရက်သွားရတယ်ဒီမှာအချစ်ကိုရှင်တို့လာပြင်းမာနေကြတယ်နော်အချစ်ကိုဘာမှတ်နေလဲအချစ်ကအိမ်ငါယောက်ျားမှယောက်ျားပဲရေမရောဘူးအချစ်ယောက်ျားအလွဲဖွဲနဲ့စကွဲပဲအချစ်ယောက်ျားအိမ်မှာငုတ်တုတ်ကြီးရှင်တို့ဒူးသားနာတော့ဖြစ်ချင်နေကြလားပြောအချစ်ယောက်ျားဖိုက်တာနော်မိမတိထားကြည့်ပဲဟာဟဲ့ယောက်ျားကြီးနဲ့ဟာပြေးဟာနေရထုံမြင်ကွင်းကိုစိုက်ကြည့်နေမိကဦးလိုက်တဲလိုက်ရှီမောမိတာကခုနဒေါ်သားတို့ကသူ့မထွက်တဲ့အတိုင်းမှာအရှင်ဒီမှာဘာလုပ်နေရလဲမင်းကိုလာကြိုတာကားပေါ်တက်ဟုတ်အချစ်ဒီမှာအိပ်ရမှာလားမအိပ်ရအောင်လားဖွားနဲ့ပဲသွားအိပ်မယ်လေမရအောင်လားအချစ်မင်းကိုဘာမှမလုပ်ဘူးဖက်အိပ်ရုံပဲဖက်အိပ်မှာဂတိတကယ်နော်ဂတိနော်အဲ့ဒါဆိုလဲပြီးရောလေရှင်ဘိုင်းမစားဘူးလားတခုခုသွားစားလိုက်ပါလားပန်းသီးဖြစ်ဖြစ်နွားနိုးဖြစ်ဖြစ်ပေါ့ကိုဘိုင်းမစားပါဘူးကိုကုမ္ပဏီမှာစားလာပြီးပြီလေစိတ်မပူနဲ့ဟုတ်ပြီလားပြီးရောမစားရင်လဲနောက်မှဘိုက်စားတွေဆိုပြီးအချစ်ကိုလာမစားနဲ့အချစ်ရှင်ကြီးစားတာမခံနိုင်ဘူးလူယုံမာကြီးရဲ့အခုမှနေရအချစ်အစားစားခိုင်းတာကိုသဘောပေါက်ကမအောင်နိုင်စွာထယူမိရတယ်ဟောညီတို့အလုပ်သွားကြတော့မလို့လားလာခဲ့ကြမနှက်စာစားရင်းနဲ့ဖွာတို့စကားပြောကြတာပေါ့မနှက်စာပြင်ထားတဲ့ထမင်းဝိုင်းစီကိုရှောက်လာခဲ့လိုက်ကဖွာရဲ့တစ်ပတ်တစ်ချက်မှဝင်ထိုင်လိုက်ကြတယ်အမလီညီမလေးကချစ်စရာလေးပါလားကွယ်ကာဝေလေးနဲ့ဆိုတော့တကယ်ကလေးလေးလိုပဲနေရဖွာရဲ့မိမလေးဆိုတဲ့အခေါ်အဝေါ်လေးကြောင့်ပြုံးလိုက်မိရဲ့ဒီလိုခေါ်အောင်သူပဲပြောခဲ့တာမဟုတ်လားအရှင်ကြီးဘာကြီးရလဲဖွာအချစ်ကိုချစ်စရာကောင်းလို့ကောင်းတယ်ပြောတာရှင်ကလားလောင်နေရလားမနာလို့လားပြောလူဆိုကြီးဟောဗျာကျွန်တော်မျိုးသခင်မလေးကိုမလောင်ရသလိုရီလဲမရီရဲပါဘူးစိတ်ကောက်တော်မူလိုက်ပါနဲ့သခင်မလေးခင်ဗျနေထို့သို့ပြောလိုက်တော့သူမလေးကပချိုင်လေးတွေခွက်နေအောင်ပြုံးနေပြန်တယ်သူသိတဲ့သဘောကြားတဲ့ပချိုင်လေးတွေနဲ့နေကိုပြူစားနေရဲ့အစွာလေးကြောင့်နေချစ်ကိုမျက်တောင်မခတ်တန်စိုက်ကြည့်နေမိလိုက်တယ်ထိုချင်းရကိုမြင်သွားတဲ့ဒေါကင်ထိတ်တာနှကန်းတို့ကိုနှစ်လိုပဲပြုတ်လိုက်ပြီးတော့မိမလေးကိုဖွာပြောစရာရှိရဲ့မိမလေးဖွာကို
မြင်းလေး3ယောက်လောက်မွေးပေးပါလားနှစ်ယောက်လုံးကဖွားရဲ့စကားကြောင့်ကော်ဖီတောက်နေရမှထသီးကြတော့တယ်အချစ်ကကော်ဖီရတီးနေရင်မျက်လုံးလေးတွေပြူကဖွားကိုလက်လေး3ချောင်းထောင်ပြလိုက်ပြီးတော့ဖွားပြောတာ3ယောက်လောက်ဟုတ်လားအဲ့ဒါ3ယောက်လောက်မဟုတ်ဘူးအဲ့ဒါ3ယောက်တောင်ဖွားရဲ့ဖွားအချစ်လေးကိုမတနာဘူးလားအချစ်ခန္ဓာကိုသေးသေးလေးရ3ယောက်တောင်ဆိုတော့အချစ်ကခလေးထုတ်တဲ့ဆက်မမဟုတ်တာဖွားရဲ့အဲ့တော့ခလေးတွေကိုချစ်မဲ့စားအချစ်လေးကိုပဲချစ်လိုက်ပါလားဖွားသူမလေးရဲ့မျက်တောင်လေးတွေတစ်ဖြက်ဖြက်ခက်ကတနာစပွဲပြောလာတာကြောင့်ဖွားနဲ့နေရအချစ်ရဲ့အပြုတ်မှုလေးတွေကိုကြည့်ပြီးသဘောတကျဖြစ်ကအသေးတရားရတကယ်ပါအချစ်လေးကသူတို့အိမ်ရဲ့ပျော်ရွှင်ခြင်းဆဲလဲလေးပါ boss ရတယ်ကားတကတစ်ဖက်ပဲဖွင့်ထူးမြတ်တရား boss ကိုလာကြိုနေကြအတိုင်းလာကြိုတော့ boss ကတော့ပါလာတာကြောင့်ကားတကတော့ဖွင့်ပေးဖို့ခြေလမ်းပြင် boss ရဲ့ဟန်တာတန်ကြီးကြောင့်ခြေလမ်းတွေကတီကနေရက်ပစ်လိုက်တယ်အချစ်ကိုလက်ကိုတွဲပြီးဒီဘက်ကဆင်းလာခဲ့ဟုတ်အရှင်အတွဲတွေများတအားဟုတ်ပူတယ်ဟဲ့ကောင်မင်းငါတီုံဘာပြောနေရလဲဘာမှမပြောပါဘူး boss တို့အတွဲကနေနေလားရွှေနေမြပဲလို့ကုမ္ပဏီအတွင်းအလုံးလုံးနေရဲ့မိမိသူတို့ရဲ့ boss ဖြစ်သူကိုတွေးလိုက်တယ်ဆိုရင်ဖြင့်ဟဲဟိုမှာကြည်စမ်းမအောင်ဟိုမှာလက်တွဲပြီးဝင်လာတာ boss နဲ့ boss ကတော့မဟုတ်လားငါတို့ boss ကိုကြည့်ပါအောင်မြင်လို့တော့မကောင်းမိမလက်ကိုတွဲပြီးပြုံးနေရများသွား32ချောင်းလုံးပေါ့နေပြီငါတို့ကတွန့်နေရဲ့အပြုံးတွေကမိမရှိကြတော့ဘုံမလောပဲအဲ့ဒါတွေကြောင့်ငါတတိကိုကြည့်မရတာခွဲကြနဲ့တကယ်ပဲနေပြောရလဲဟုတ်တာပဲဒါမဲ့အခုတော့တိတ်နေတော့ငါတို့နားရောက်လာတော့မယ်နေမင်းရှင်ဝန်ထမ်းတွေရှေ့ကိုရက်လိုက်ကလက်တွဲထားတဲ့ဇနီးဖြစ်သူအချစ်ဆက်ဝန်ကိုတစ်ချက်ကြည့်ပြီးတော့အားလုံးပဲဒါငါရဲ့ဇနီးအချစ်ဆက်ဝန်နဲ့တွေ့ရတာဝမ်းသာပါတယ် boss ကတော့ boss ကတော့ကအရန်ချစ်စရာကောင်းတာပဲနော်ဟုတ်တယ်နော်တကယ်ချစ်စရာလေးဝန်ထမ်းတွေရဲ့တယောက်တစ်ပေါက်စကားသံနေနဲ့မိမိနဲ့တီယာကပါအချစ်ဆက်ဝန်ဆိုတဲ့သူမလေးကိုကြည့်ပြီးတော့ချီကျူးစကားပြောနေကြတာကမရက်မနာပါအချစ်ကိုချစ်စရာလေးဆိုပြီး boss ကတော့လို့ခေါ်နေကြတာကြောင့်အချစ်မနေတတ်စွာလေဘေးလေးကိုပို့တက်လိုက်ပြီးတော့ဟိုလေဖြစ်နိုင်ရင်အချစ်ကို boss ကတော့လို့မခေါ်ပါနဲ့လားအချစ်တကယ်မနေတတ်လို့ပါတခြားနာမည်ခေါ်လို့ရမလားဟုတ်ကဲ့အဲ့ဒါဆိုအချစ်လေးလို့မိမိရှင်ဒီလားနေ့ဘောနဲ့မရအောင်မိမိငါဖြတ်တယ်boss ဘာဖြစ်လို့မိမိ bonus ကိုဖြတ်တာလဲအချစ်လေးရောသိလား boss ကဘာလို့ bonus ဖြတ်လဲဆိုတာထူးမြတ်ဗျာ boss ဒီလား bonus စဖြတ်မဲ့စီရင်နဲ့တိတာဟောထည့်လိုက်တော့ရှင်နေ့စကားဆုံးတိတာရဲ့ရှင်းဆိုတဲ့တန်ကြီးကကျဲလောင်စွာထွက်လာတော့တယ်မမလေးအချစ် boss ကဒီနေ့ဘာဖြစ်နေရလဲဟဲ့ကောင်ထူးမြတ်မင်းတို့လည်းဒီလား bonus ဖြတ်တယ်ခင်ဗျာအချစ်နဲ့ဝန်ထမ်းအားလုံးကနေမင်းရှင်ဆိုတဲ့သူကိုနားမလည်နိုင်စွာကြည့်နေကြတယ် boss မှာဘာအခက်အခဲတွေရှိနေလို့လဲစီးပွားရေးအဆင်မပြေဖြစ်နေလို့လားမိမီတို့နားလဲပါတယ်ဒီလား bonus လည်းမိမီတို့မယူတော့ပါဘူးမိမီနေငါ့ကိုတတိငမွဲလို့ပြောချင်တာလားဒီလောက်ထိစုပ်ပြတ်တတ်မဲ့အချိန်နေမို့လို့လားအဲ့ဒါဆိုဘာလို့ boss ကမိမီတို့ bonus ကိုအကြောင်းရင်းမရှိဖြတ်ရရလဲအကြောင်းပြချက်လားတိတ်ရှိရပေါ့အကြောင်းပြချက်ကငါမိမကိုအချစ်လို့ခေါ်လို့3ယောက်လုံးရဲ့ဟန်းဆိုတဲ့အတန်ကြီးကနေစကားစုပ်ကျဲလောင်စွာထွက်ပေါ်လာကမိမလက်ကိုဆွဲပြီးထွက်သွားတဲ့ boss ကိုကြည့်ပြီးတော့3ယောက်လုံးပါဇက်အဟောင်းသားဖြစ်နေကြတယ်ထို့ချိန်မိမိတယောက်အတိပြန်ဝင်လာပြီးတော့အမလီကြားလို့မှကောင်းကြသေးရဲ့လားသူ့မိမကိုအချစ်လို့ခေါ်လို့ငါတို့ဘောနက်ကိုဖြတ်တာတဲ့နောက်ဆုံးငါတို့တော့သူ့မိမဝေးဝေးရှောင်ဝါကွင်းပြီးတော့သွားမယ်ဟိတီတာတို့စကားပြောနေရဲ့ချိန်တကားပွင့်လာတာကြောင့်ကြီးလိုက်တော့မတ်တက်ကလေးရဖြစ်နေရကြောင်းမိမိတို့မှလမ်းဖြန့်သွားရတယ်မလန်းဖြန့်မဲနေမလား boss ကြော်လေးရှိနေတာ哦တီယာတရားမတက်ရက်ကတက်ကလေးရကိုကြည့်လိုက်ရင်နဲ့ဘာကိစ္စများရှိလို့လည်းမသိဘူးရှင် boss ကအရေးကြီးဧည့်သည်နဲ့တွေ့နေပါတယ်မအားပါဘူးရုံငန်းထဲဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့မရပါဘူးရှင်ဘာတီရစကားစုံတက်ကလေးရရဲ့ဘာဆိုတဲ့ခံမြေဒေါသတန်ကြီးကကျဲလောင်စွာထွက်ပေါ်တော့တယ်ဘာဖြစ်နေကြရလဲအမတို့အော်တောသူမနေနိုးလာပြီလားဘလို့လဲကိုနဲ့မတန်မရနဲ့ဆိုတော့အဲ့တို့တော်တော်မှကောင်းပါပဲနော်ငါ့ကိုသိလားငါကိုနေရဲ့ရီစာဟောင်းတက်ကလေးရပဲအချစ်ကိုချိုးချိုးနေပြောကသူ့ကိုယ်သူအရှင်ရဲ့ရီစာဟောင်းဆိုပြီးမိတ်ဆက်လာတဲ့စပင်ကောင်းကောင်းနဲ့အမကြီးကြောင့်အချစ်ပြုံးလိုက်ပြီးတော့အော်ဟုတ်လားဘာနေတောက်ပြန်မှုကအော်ဟုတ်လားပဲလားတောသူမရဲ့နေစကားမပြောတတ်ဘူးလားအနေရလားအရှက်မရှိရလားအချစ်ကိုစကားကြမ်းကြမ်းနေနဲ့ရန်ရှာလာတာကြောင့်မမေမီနဲ့မတိတာကိုကြည့်ရော်လဲ
ထိုတက်ကလေးရဆိုတဲ့အမကိုကြောက်ရွံ့နေဟန်နဲ့အချစ်ကအဲ့လိုမတုတ်ပြန်လို့အရှင်ရဲ့ရီစားဟောင်းဆိုတဲ့အမကိုပါးတွေနားတွေရိုက်ပေးရမှာလား။ဘာတောသူမနေရငါ့ကိုဘာကိစ္စရိုက်ရမှာလဲ။ရိုက်ချင်းရိုက်ငါဟာရိုက်ရမှာ။ငါရီစားကိုနေရလက်ထက်သွားလေတောသူမရဲ့ဒီမှာအမရီစားဟောင်းဆိုတာလေအတိတ်ရဲ့ဟို့အဝေးမှာကြံ့နေခဲ့ပြီ။မိမဆိုတာလေအခုလက်ရှိဒီဆိုဖာပေါ်မှာကြာကြာနာနာထိုင်နေရဲ့အချစ်ဆောင်ဝင်မယ်မြင်လားဒီမှာတေးသေးချာချာကြည့်ကိုလက်ညိုးထိုးကပြောနေတဲ့ boss ကြောကြောင့်မိမိနဲ့တီတာကြီးကသဘောတကျဖြစ်နေရောတယ်တက်ကလေးကသူ့ကိုကက်ကက်လန်စွာရန်စွာနေတဲ့သူမကြောင့်ဒေါသတို့ကထိမိရသိမိရထွက်လာကဘာတောသူမလူပါဝါလို့နေစမ်းမအောင်နေဘသူ့အာကိုနဲ့ဒီလောက်လူပါဝါပြီးစွာနေရလေကောက်မရဲ့ဟုတ်တယ်အချစ်ကလူပါသိမ့်ဝတယ်မက်တက်ကလေးဘာလို့လဲသိလားအချစ်မှအချစ်ကိုကောက်ွယ်ပြီးတော့ဂယူးဆိုင်တဲ့အချစ်ယောက်ျားရှိရဲ့လေအဲ့ဒါကြောင့်အချစ်ရဘယ်နေရာရောက်လက်မထောင်နိုင်တယ်လေမတ်တက်ကလေးရမှာအချစ်လို့ယောက်ျားရှိလို့လားဘာမတ်တက်ကလေးရအချစ်ပြောလို့မပြီးသေးဘူးသိလားဘသူ့အာကိုနဲ့လူပါဝါတာလေးပါပြောပြခြင်းလို့ဘသူ့အာကိုလဲဆိုတော့လေဒီကုမ္ပဏီကြီးရဲ့ CEO အချစ်ရဲ့ယောက်ျားနေမင်းအရှင်နဲ့ဖွာဒေါခင်ထိတ်ထားလို့ရဲ့အချစ်ခံလေးကဒီဟာတော်သူမလေးဆိုတော့သိလားတကယ်ဆိုနေယောက်ျားဆိုတဲ့သူကငါ့နေဖြစ်ရမှာနေရဖြတ်ခုတ်သွားလေတော်သူမရဲ့ဒီမှာမတ်တက်ကလေးရရှင်ထွက်သွားမလားအချစ်ထွက်သွားပေးရမလားတခါတည်းပြောဘာလဲနေရကိုနေစီသွားမလို့လားဟိုကအရေးကြီးရဲ့ဧည့်သည်နဲ့တွေ့နေရနေလိုက်သွားလဲနေအတွက်အဲ့ဒီမှာထိုင်ကုန်မရှိဘူးကောင်းမရဲ့ဘသူကရောထိုင်ကုန်မှထိုင်မယ်ပြောနေလို့လေမတ်တက်ကလေးရအချစ်အတွက်ထိုင်ကုန်မရှိရမှာဘာဖြစ်လဲစိတ်မပူပါနဲ့ယောက်ျားတယောက်လုံးရှိနေအောင်ယောက်ျားပေါ်မှာတက်ထိုင်မှာပေါ့မတ်တက်ကလေးကယောက်ျားမရှိတော့အချစ်နဲ့လိုက်ခဲ့လေအမအတွက်ထိုင်စရာခုံရောယောက်ျားမရှိတော့အမအတွက်မျက်ရည်နှစ်ဆက်ရော့ဘာတောသူမမြဝန်းထဲကမျက်ရည်တွေကိုခတ်ထုတ်ပေးဟန်နဲ့လက်နဲ့ပုတ်ထုတ်လိုက်တဲ့အမူအရာကြောင့်တက်ကလေးရတယောက်တိမခန့်နိုင်တော့တဲ့အစုံအော်ချပြလိုက်တယ်ဒီတောသူမကလည်းစွာလိုက်တာများအတန်များပင်စူးနေနေတယ်တက်ကလေးရမနိုင်တော့တဲ့အစုံပစံအိတ်ကိုဂျိုင်းကြားညှက်ကပြန်ထွက်သွားတော့တယ်ဘော့စ်ကရော်ရဲ့စကားတွေကတကယ်မိုက်တယ်နော်ဘော့စ်ကရော်လို့ပဲခေါ်မယ်နော်ဘောနဲ့ပြင်လမ်းစာပါဖြက်ခန့်ထိမှာဆိုလို့မပူပါနဲ့အမားတို့ဘောနဲ့တွေမဖြက်စီအောင်အချစ်ပြောထားပေးပါတယ်အချစ်ယောက်ျားတခွန်းစုံတခွန်းပဲမိုင်းလိုက်တာမိမိရဲ့ဘော့စ်ကရော်ကြီးကဟုတ်ပါတီတာရဲ့ငါပြည့်ရီးစားထားပြီးလင်းလို့ကျေသွားပြီတကယ်ပြောတာသိလားယောက်ျားရှိရာတအားဂုံစာလို့ကောင်းတာပဲနော်ဟိုဟာမကြီးကျိတ်မနိုင်ခဲမရဖြစ်သွားတာပဲကြည့်မဖြစ်ဘူးငါလဲဂုံစားနိုင်အောင်လင်းတော့ယူပြည့်အောင်ယူအောင်မယ်မိမိနေစိတ်ကူးတွေတအားရင်နေနဲ့အဲ့လိုဂုံစားနိုင်မှုဆိုတာတတိလိုယောက်ျားလေးမျိုးဖြစ်ဖို့လိုသေးတယ်ငါတို့တွေအဲ့လိုမျိုးယောက်ျားမျိုးရဖို့ဆိုတာလေနေနဲ့ငါနဲ့နှစ်ဘဝစာလောက်ကုသိုလ်အသေးအတန်လုံးမှရလိမ့်မယ်ဟဲ့အေးနော်တီးတာငါတို့လဲဘယ်တော့လောက်မှဂုံစားနိုင်မှမလဲအမားတို့အားမငယ်နဲ့နော် fighting အမားတို့လည်းတနေ့ကျရင်ဂုံစားနိုင်မှာပါအချစ်ပြောတာယုံတောသူမကောက်မငါ့ကိုပြောလိုက်တာများစက်တနက်ပြစ်တယ်လို့ပဲစွာလိုက်တာလဲလက်လန့်နေဒီဟာလေးကိုငါဘာလို့မပြောနိုင်မဲ့ခံနာရတာလဲလူကြီးတော့ခွေးပြစ်တဲ့ဒုတ်လောက်ပဲရှိရရာဆိုရင်ရိုင်းလိုက်တာတက်ကလေးရရင်နေနေအောင်မော့တောသူမငါလဲကြနေကိုမထနိုင်အောင်ရိုက်ချပြမယ်အချစ်စမုံနေမင်းရှင်တရားဧည့်သည်နဲ့တွေ့ပြီးထွက်လာကြတဲ့ကအချစ်ကသူ့ကိုဂီယူမဆိုင်သလိုစားတောင်းဆိုင်မှာတမင်းစားမိမဲ့လဲစကားတစ်လုံးမှမပြောလာတဲ့သူမလေးကြောင့်အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာသူ့မှာမချင်မရဲဖြစ်နေရတယ်အိမ်ရက်ကပေါ်တီကိုအောက်မှာရက်ပြီးရတဲ့ကားပေါ်ကဆင်းမဲ့ဟန်ပြုတ်နေတဲ့အချစ်ကြောင့်သူမမှာလှုပ်လှုပ်ရှားရှားဖြစ်သွားကအချစ်ဘာဖြစ်နေရှင်ကြီးပါဇက်ကိုပိတ်ထားလိုက်အရှင်အချစ်ကိုစကားလာမပြောနဲ့လူယုံမာကြီးနှာဘူးကြီးဟဲ့မြီးတို့ဘာဖြစ်လာကြရလဲပြန်လာကြပြီလားမြီးမင်းမျက်နှာဘာဖြစ်နေရလဲငိုမဲမဲနဲ့လက်ထားမိုင်မှိုင်းနေသလိုဖြစ်နေပြီဖွာမီးရလေကျွန်တော်လည်းဘာမှမလုပ်ရပဲစကားလည်းမပြောရဘူးကြည်လည်းမကြည့်ရဘူးတဲ့ဖွာရဲ့ကျွန်တော်ငိုချင်လာပြီဖွာရဲ့ဟုတ်တော့မိမစကားမပြောလို့ဖြစ်ပြနေတဲ့ငိုမဲမဲမျက်နှာကြီးကိုဒေါခင်ဒိတ်ထားကြည့်ကတအံ့တော်ဖြစ်၍မစုံနေသူအခန်းထဲရောက်တော့အချစ်ကရေချိုးကန်းထဲဝင်သွားတာကြောင့်ရွှေစိတ်တော်ညှိုးနေတဲ့သူမလေးကိုဘလို့ချောင်းရမှန်းလဲနေမသိတော့နေဘောင်းမီအိတ်ကတရဖုန်းယူကထူးမြတ်ဖုန်းနံပါတ်ကိုနှိပ်ရင်းနဲ့ဟယ်လိုထူးမြတ်ငါဧည့်သည်နဲ့တွေ့နေရဲ့အချိန်ရုံခန်းထဲက CCTV မှတ်တမ်းကိုနိုင်ဝက်တွင်ငါလိုချင်တယ်ဒါပဲထူးမြတ်ပြောစရာရှိတာပြောကဖုန်းချပြီးနေလက်ကနောက်ထပ်နှိပ်လိုက်တာက group video call တစ်ခုစီကိုဟယ်လိုနေမင်းရှင်ခွေးကမင်းငါတို့တတိယသေးရပဲဒါနဲ့မရီးသေးသေးလေးရောနေဟ
ဟုတ်တယ်ငါတို့မကြီးအစွာလေးနေကောင်းရလားနေဟဲ့အောင်နေငါမိမကိုနောက်မှမေးကြခုငါမိမချော့မဲ့နီးကိုပြောပြကွာအချစ်ကငါ့ကိုစိတ်ဆိုးနေလို့ဘလို့ချော့ရမှလည်းမသိဘူးမင်းတို့ကိုဖုန်းဆက်တာနေသူ့စကားကြောင့်တန်အံ့တော်ဖြစ်နေကြတဲ့တငယ်ချင်းတွေကိုမျက်ခုံးတစ်ဖက်ပေးငါကြည့်လိုက်ပြီးတော့မင်းတို့ကဘာဖြစ်နေကြလဲငါဒါလေးကူညီတောင်းတော့ဒီလောက်ဖြစ်ပြနေဖို့လို့လားမဟုတ်ဘူးလေမင်းကူညီတောင်းတာလူမှားနေသလားလို့အေးဟုတ်တယ်နေငါတို့ကမိမမယူဘူးမရှိဘူးလားမိမချော့နေဘလို့သိမှာလဲအဲ့လေငနေငါတို့မှရီးစားထားချိန်တော့မရှိရောတာမေးမေးတာငါတို့ဘလို့လောက်ပြီးတော့ဖြည့်နိုင်မှာလဲလူပေါင်းမှတော့အဲ့လိုပဲဘာမှသုံးစားမရတဲ့ကောင်းတွေနဲ့တငယ်ချင်းဖြစ်နေရလို့ဟဲ့ကောင်နေမေးရှင်ဘာမှလာရှင်းမနေနဲ့တော့ဒါပဲထူးမြတ်စီက message ဝင်လာတာကြောင့်ကြည့်မိလိုက်တော့ဒေါသတို့ကဖုန်းဆက်ဂရင်ပေါ်မှာပေါ်နေတဲ့တက်ကလေးယာကိုအစူးလိုက်အပုံလိုက်ပောက်ကွဲနေရတော့တယ်အချစ်ကိုနှစ်ပြားမတန်စွာပြောဆိုနေရကြောင်းသူတို့ဖုန်းထဲမှာတော့မျက်နှာကြီးကိုပိတ်ထိုးခြင်းစိတ်ကတဖွာဖွာဘာတဲ့ထိုင်ကုန်မရှိတော့ဘာဖြစ်လဲယောက်ျားပေါင်မော်တက်ထိုင်မယ်ဆိုပါလားငါမိမတကယ်အလဲလေးပါကြိုက်တယ်ကွာတက်ကလေးယာကိုအစအဦးဆုံးစိတ်တူနေမိရမှတ်ပေမဲ့ငစွာမလေးခြေပပုံကြောင့်သူ့မှာအသေးတရားရဖြစ်ကဆွဲမွေးပြစ်လိုက်ခြင်းတော့တယ်ကိုလက်ချက်ကိုသာသိရမဟုတ်လားတော်ကြလက်လိုချက်သွနေဖြစ်သွားတော့မှသူပဲရင်ကျိုးရအောင်မယ်ရှင်ကြီးဘာလို့ဒီလောက်ပြုံးပြီးတော့ဖြီးနေရလဲနေမေးရှင်ဘာလဲရီးစားဟောင်းပုံကြည့်ပြီးတော့ဥရှင်နေရမှလားနေရအတွေးရည်နဲ့သဘောတကျဖြစ်ကကြီးမောနေစဉ်ကြားလိုက်ရတဲ့အတန်ဆွာဆွာလေးကြောင့်လှည့်ကြည့်လိုက်တော့မျက်နှာရည်စူပုတ်ကခါးလေးထောက်ပြီးသူ့ကိုမကြည်မနှက်ကြည့်နေတဲ့အချစ်ကြောင့်သူ့မှာဝမ်းသာအားရဖြစ်သွားတော့တယ်ခလန်လန်းမှာရက်နေတဲ့အချစ်စီကိုခြေလဲကျဲလို့နဲ့သွားကတင်းတင်းကြပ်ကြပ်ပွေဖက်နေမိရဲ့အဖြစ်အိုးရှင်ကြီးဘာလုပ်တာလဲအချစ်ကိုအခုလွတ်ပေးအချစ်ဘာလို့ဒီလောက်အော်ပြောနေရလဲကိုနားတော့ဦးတယ်ကွဘာကျမအတန်ကြတော့ရှင်ကနားဦးတယ်ပေါ့ရှင်ရီစာဟောင်းမက်သက်ကလေးရအတန်ကြတော့ဘလောက်တောင်တာယာနာပြောပဲကောင်းနေလို့လဲမရေငယ်တုံးညက်တဲ့အတန်မဟုတ်တဲ့ဖာကလေးတုံးအောက်ပြီးနေရဲ့အုံးအန်ဆိုတဲ့အတန်ကြတော့ရှင်ရကြိုက်တယ်ပေါ့လေဆွဲလန်းနေရဲ့ပေါ့ဟုတ်လားငစွာမလေးသူ့ကိုတဝင်းတူနေရမို့လားအချစ်မင်းကိုကိုတဝင်းတူနေရမို့လားမှန်မှန်ပြောကိုကိုမင်းကြွေနေပြီမို့လားကိုကအုပ်စဘောရုပ်ချောလေးပဲဦးတေးလိုက်ပါလားရှင်ဘဝေလေးဟပ်ပြီးတော့လေးဖြတ်နေအောင်မယ်သိလားရှင်ဖတ်ချင်မတ်သက်ကလေးအောင်သွားဖက်အချစ်ကိုလာမဖက်နဲ့မိမဆိုပြီးအခုမဆောင်ရတာလူကိုဖက်လိုက်နမ်းလိုက်စားလိုက်နဲ့ရှင်ကြီးတရားလားပြောကိုကစတာပါချစ်ရဲ့ကိုကမင်းရဲ့အတန်ဆွာဆွာလေးတွေကလွင်တခြားတန်တွေကကို့နာတဲ့တိုးမပေါက်တော့ဘူးဆိုတာမင်းကသိရလားအချစ်လေးရဲ့နောက်တော့လေတက်ကလေးကကို့မိမမဟုတ်တဲ့တို့ကိုကလည်းသူ့ကိုမချစ်ခဲ့ပါဘူးမင်းကကို့ကိုအခွန်ဆောင်စေခြင်းနဲ့မဟုတ်လားရပါတယ်ကိုစည်းစိမ်နေရောကို့ကိုပါပုံပေးပြီးအခွန်ဆောင်ခြင်းလို့လက်ခံပေးမှလားအချစ်ကအရှင်ဘာလို့လဲမသိဘူးရှင်အချစ်ကိုကြိတ်ကြိုက်နေရလို့ဘာလို့ခံစားနေရလဲဘလို့နေရသူမကိုပြောလာတဲ့စကားတို့ကြောင့်ရီရခန့်ငိုရခန့်အဲ့ဒါလေဟုတ်တယ်ချစ်ကိုကလေမင်းကိုကြိတ်ကြိုက်နေရမျိုးတော့မဟုတ်ဘူးအယမ်းချစ်နေတာကိုမင်းကိုအယမ်းချစ်တယ်အချစ်ရှင်ဟုတ်တယ်အချစ်ကိုလေဘယ်ချိန်တည်းကစားချစ်မိလဲဆိုတာမသိပေမဲ့တေးကြတာတော့မင်းကိုစားတွေ့ချင်းချစ်တယ်ပဲရှင်နေဖွာပေးစားလို့ယူခဲ့ရပေမဲ့ကိုကတကယ်မင်းကိုမြင်ချင်းသဘောကျခဲ့ရတာလက်ထက်တဲ့နေ့ကကိုပြောနေခဲ့တာမင်းသိရဲ့လားကိုခံယူထားတဲ့အချစ်စစ်ကနေအချိန်ခဏလေးအတွင်းလဲချစ်မိနိုင်ပါတယ်တဲ့အဲ့ဒါကြောင့်ကိုလေမင်းကိုအယံကိုချစ်တယ်မမလေးဖွာနဲ့လာအိပ်ပေးမယ်ဆိုလို့ဖွာခေါ်ခိုင်းလိုက်လို့ပါမိမကိုချစ်စကားလေးတွေခန်းစားချက်အပြည့်ဖီနေအပြည့်နဲ့ပြောနေပါတယ်ဆိုမှအဖြတ်တွေဝင်လာတာကြောင့်နေရမျက်နှာကြီးစူပုံတွေကချစ်စနီးလေးကိုကြည့်ရောလဲသူ့စကားကြောင့်ဆွန့်အနေတာကကြောက်ရွံ့ကြည့်လို့ပဲမစိမ့်မြဖွာကိုပြောလိုက်အချစ်ကကျွန်တော်ခမ်းမှာပဲအိမ်မှာလို့နောက်တစ်ခါအချစ်ကအိမ်မယ်လို့ပြောရင်တော့မပေးအိမ်နဲ့လို့အဲ့ဒါပဲပြောလိုက်ဒီမှာမိမကိုချော့ပြီးရီးစားစကားပြောနေအောင်ကောင်းကောင်းအောင်မပြောရအောင်အမလီအေးချိုအကိုလေးတန်ကငါတို့စိတ်တူနေရဲ့အတိုင်းတွားရအောင်အေးမြန်လို့ဒီလင်မယားနှစ်ယောက်ကြောင့်ငါတို့တော့ယူကျင်တာပဲအချစ်ဘာဖြစ်နေရလဲစကားလည်းမပြောကိုပြောတာကြားရဲ့လားအချစ်ရောကို့ကိုချစ်လားအချစ်ကသူ့စကားတွေကြောင့်တမေတမောဖြစ်နေတာကဘလောက်ပင်ကြာသွားလဲမသိရောပါအခိုးလေးကိုလှုပ်ကပြောတာမှအချစ်ကတတိဝင်ကအိယာကတင်မော်အပြေးလွှားတက်လိုက်ပြီးတော့စောင်းကောင်းပြီးခြုံပြလိုက်တယ်နေရရုတ်တရက်သူမအပြုတ်မှုကြောင့်ကြောက်နေရမှသူလဲကတင်ဆက်နာသွားကထိုင်လိုက်ပြီးတော့အချစ်ရှင်ဘာမှလာမပြောနဲ့အချစ်ကိုရှင့်ကိုစဉ်းစားပေးမယ်ဟုတ်ပြီလားအဖြေရတော့ပေးချင်တဲ့အချိန်မှပေးမယ်နောက်ပြီးလူကိုအသားလာမယူနဲ့မ
ဟုတ်ရင်တော့ရေခဲတက်တာတွေကငရုတ်သီးတုံးကရှင်းအတွက်ကြီးဖြစ်သွားလိမ့်မယ်မနှက်ပြန်ရှင်းတဲ့ကုမ္ပဏီမလိုက်ဘူးရီစာစကားလောလောလတ်လတ်အပြောခံထားရတာရှက်တော့ဒါပဲအိတ်တော့မယ်တေးစံနေမေးရှင်ငါဘဝခုမှပဲမိမကိုရီစာစကားပြောပြီးတော့အဖြေဆောင်းရတဲ့ဘဝပါလား။အိုးကိုကြီးကလည်းတအားဆိုးတာပဲဒီဟာတက်ကသူ့အပိုင်မှာဆိုနေရမှတကယ်ကိုကြမ်းကြမ်းတက်တက်နဲ့နိုင်ငံသားမိမကိုတော့နူးနူးညံ့ညံ့နဲ့ကင်တွယ်နေရမို့လားပြောဟိုတဲ့အခန်းတစ်ခုထဲမှာလူနှစ်ယောက်ကတနာရမတ်တွေနဲ့လောင်မြန်းနေရဲ့ကြားကခန်းကားကိုနှစ်ခုပူးကပ်နေပြီးတော့အဝိတရားလဲကိုပေါ်မှာကင်းမဲ့နေကြတယ်မဟုတ်ရပါဘူးတက်ကလေးရဲ့ကိုကတက်ကလေးကိုပဲနူးနူးညံ့ညံ့ကင်တွယ်ရပါနိုင်ငံသားအိုကြီးအိုမောင်တော့ကိုကြီးကစိတ်ကိုမွေစားတာပါကွာတက်ကလေးကကိုကြီးကိုပါရမီဖြစ်ပြီးအမြဲကူညီပေးမယ်မို့လားဒါဆိုကိုကြီးရှာသမျှအကုန်လုံးကတက်ကလေးအတွက်ကြီးပဲဦးမြတ်သားရဲ့စကားဆုံးတက်ကလေးရဲ့မျက်လုံးတွေကအယောင်တလဲလဲတောက်လာပြီးတော့ကျင်းနှဲစွာပြုံးနေမိရောတယ်ဒီလူကြီးတို့သာအပိုင်ချုံနိုင်ကိုနေကိုတော့လူစရာမလိုဘူးအရေးကြီးတာလက်ထဲပတ်စံရောက်ဖို့ပဲမို့လားဒါဘောကိုကြီးရဲ့တက်ကအမြဲတမ်းကိုကြီးဘက်ကလေအမြဲတမ်းကိုကြီးရဲ့အမိန့်တော်တိုင်းအဲ့ဒါဆိုကိုကြီးအတွက်နေမေးရှင်ကိုပူပေါင်းပြီးတော့တိုက်ခိုက်ပေးမလားသူ့ဘဝကြီးစောက်ထိုးဖြစ်ပြီးတော့ကမောက်ကမဖြစ်သွားတာမျိုးလို့ကျင်တယ်နောက်ဆုံးသူ့မိန်းမနဲ့ပါကွဲစေကျင်တယ်တက်ကလေးလှုပ်ပေးနိုင်မလားတက်ကလေးရာတရားဦးမြတ်သားကိုနေကိုဘာကြောင့်ဒုက္ခပေးခြင်းနေမှမသိပေမဲ့အရင်တစ်ခေါက်ကလိုငါကြီးကြီးမလို့ဖို့ပဲသူမအတွက်အရေးကြီးနေရမလားခုချိန်မှာအခြေအတွက်ပတ်စံသားကိုးခွေရနှစ်ဖျားတစုပဲဒါလေးများတက်ကလှုပ်ပေးနိုင်ပါတယ်နော်နေမင်းရှင်ရဲ့မိန်းမဟိုတော်သူမအောင်လေတက်ကပညာပေးကျင်တာကြောင့်အတော်ပဲအခုတော့ကိုကြီးကျေးဇူးကြောင့်တစ်ချက်ကုန်နှစ်ချက်ပြတ်အောင်တတ်မှရှိသမျှပညာတွေအကုန်ထုတ်သုံးမိမယ်ဟုတ်ပြီလားကိုကြီးလူနှစ်ယောက်ရဲ့ကောက်ကျစ်စွာရည်တန်ကြီးရဟိုတဲ့ခန်းတွေတနာရမတ်မီးရင်နဲ့အတူအရှိန်အဟုန်ပြင်းစွာတောက်လောင်နေရတယ်မောနီအချစ်အချစ်အိမ်ရနိုးနိုးချင်းတန်းနေရဲ့ချိန်သူ့ရဲ့တန်ကိုကြားလိုက်ရတာကြောင့်ရှင်ကြီးဒီမှာဘာလုပ်နေရလဲအလုံးမသွားပဲနဲ့နောက်ကျနေပြီမို့လားသွားတော့လေမောနီအချစ်အိမ်ရနိုးနိုးချင်းတန်းနေတဲ့အချိန်သူ့ရဲ့အတန်ကိုကြားလိုက်ရတာကြောင့်ကြပြားကြရာလေးမျက်လုံးဖွင့်ကြည့်ပြီးတော့သူကအချစ်အိမ်နေရဲ့အနားမှာပြုံပြုံကြည့်ကြည့်နေရကြောင်လန့်သွားရတယ်ရှင်ကြီးဒီမှာဘာလုပ်နေရလဲအလုံးမသွားပဲနဲ့နောက်ကျနေပြီမို့လားသွားတော့လေမင်းတော့ကိုယ့်ကိုအနားမှာမရှိစေချင်တာတိတ်တိတာပဲဒီနေ့အလုပ်ပိတ်ရက်လေမင်းကိုဆူတောင်းပြည့်ဖျားခေါ်သွားပြီးတော့တနေကုန်လိုက်လည်းမလို့မင်းမလိုက်ချင်ဘူးဆိုတော့လေအိုးအချစ်ကမလိုက်ဘူးလို့မပြောမိပါဘူးနော်လိုက်မယ်အောက်ထက်ကပဲစောင့်နေခုနကတော့သူ့ကိုအတင်းအလှုပ်သွားခိုင်းနေတဲ့ငဆွာမလေးကအလဲသွားမယ်လေဆိုတော့အမီရောက်ဆွဲမမိပဲရေချိုးခန်းထဲပြေးဝင်သွားတော့တယ်အကိုလေးလုံချင်းနေပါလားဘယ်သွားမလို့လဲဟဲ့မြီမင်းဘယ်သွားမလို့လဲဖျားသွားမလို့လားအဲ့ဒါဆိုအတော်ပဲအဖွားလည်းလိုက်ချင်နေရနဲ့ဟာဖွားလိုက်လို့ဘယ်ရပါမလဲဟိုမှာလူတွေအများကြီးနဲ့ဖွားကိုတိုက်မိကုန်မှဖြစ်မဖြစ်ပါဘူးဖွားရဲ့အဲ့ရဖျားပဲအဝဖူးထားလိုက်ပါအချစ်ကိုလိုက်လဲပေးခြင်းလို့အဖွားရဲ့ကျုပ်ကိုမခေါ်ခြင်းမခေါ်ပါနဲ့တော့မလိုက်တော့ပါဘူးတကယ်လေဘယ်နဲ့ဘဝလောက်မိမမရပဲနဲ့ဘဝကူးခဲ့လည်းမသိဘူးသူမိမနဲ့ပတ်သက်လာရင်အိမ်ရအဖွားဟောတော့ဖျားလိုက်ပို့ရမှာဆိုလို့အိမ်ရဖျားပဲအဝဖူးတဲ့တက်လဲတက်နိုင်ကြပါလေဒေါခင်ထိတ်ထားစကားကြောင့်ဖွာနာမှာမတက်ရက်နေကြတဲ့မောင်မအေးချုံနဲ့မစိမ်းများတို့ရှိတဲ့ကြီးကထွက်ပေါ်လာတော့တယ်အရှင်နေမင်းရှင်သူ့နောက်ဘာကခေါ်တန်လေးကြောင့်လှဲကြည့်ပြီးတော့သူ့ချစ်လေးကလှရက်လိုက်နေခြင်းအရှင်သွားမယ်လေဘာရဲ့ကြည့်နေရလဲဖွာနဲ့အိမ်သူအိမ်သားအလုံးအချစ်အလဲသွားလိုက်ပါဦးမယ်ရှင်အချစ်ရေးစားနေပြီလားဒီဆောင်ထဲမှာထိုင်နေနော်ကိုရေဝယ်ပြီးပြန်လာခဲ့မယ်ဟုတ်ပြီလား yes အချစ်စောင့်နေမယ်ရှင်နေရေဝယ်ပြီးပြန်လာမြင်လာရတဲ့မြင်ကွင်းကသူ့ရင်နဲ့ပူဆက်ပူလောင်ဖြစ်စေရဲ့အချစ်ကယောက်ျားလေးတစ်ယောက်နဲ့ခြေပုပ်လက်ပုပ်နဲ့ရီရီမောမောစကားပြောနေကထိုကောင်လေးထွက်သွားတဲ့အထိလက်ပြနှုတ်ဆက်ကပြုံးနေတဲ့သူမလေးကြောင့်သူ့မှာမကျေနပ်ချင်တော့ပါအချစ်ဟိုကောင်ကဘာတူလဲဘာတွေပြောလို့ဒီလောက်ထိရီပြနှုတ်ဆက်နေရလဲဩအဲ့ဒါလားအရှင်အဲ့ဒါအချစ်နေခဲ့တဲ့ရွာဂွေးတို့လေအချစ်တငယ်ချင်းသူမလေးပြောတဲ့နာမည်ကြောင့်သူ့မှာဒေါသထွက်ကရေတောင်းနေမှရေပင်တီးသွားတော့တယ်ဟာနာမည်ကြီးလေဂွေးတို့ဟုတ်လားအချစ်ဟုတ်တယ်လေသူ့နာမည်ကဂွေးတို့လေအချစ်တငယ်ချင်းငယ်ငယ်တည်းကရွာလူတွေကဘာဝေဆောင်မမှုပဲရွာတစ်ပတ်ပြေးပတ်စံ9000ပေးမယ်ဆိုလို့သူ့ပြေးတာအချစ်တို့မှကြည့်ပြီးရီလိုက်ရတာဥတော်နာတယ်ဘာကွာအချစ်မင်းကကြည့်ရဲ့ဟုတ်လားဘာလို့သွားကြည့်ရလဲမင်းကွာသူ့ဘာသူဂွေးတို့လားနေမင်းအရှင်ဆိုတဲ့ငါနဲ့မဆိုင်ပေမဲ့
ငါမိမမင်းကြည့်ရနေတော့ငါနဲ့ဆိုင်သွားပြီသိမခံနိုင်တော့ဘူးရှင်ကြီးအချစ်ကိုအော်ရပေါ့အချစ်ကိုသူ့ကိုအလဲခေါ်လာပေးလို့ဒီနေ့အဖြစ်ပေးမလို့ဟောင်းလူရောက်ပါ၏အဖြစ်ပေးမဲ့စကားကြောင့်နေမှာပြပြရရဖြစ်သွားပြီးတော့ဟာအချစ်မငိုပါနဲ့ကွာကိုမားတာဟုတ်ပြီလားအချစ်လေးမှန်တယ်နော်ကို့ကိုအဖြစ်ပေးရောနော်သူမားပါတယ်ပြောလိုက်တော့မှအချစ်ကငိုရာရက်သွားပြီးတော့သူ့ကိုကြည့်လာပြီးတော့တကယ်လားအချစ်မမားဘူးပေါ့ဟုတ်တယ်ကို့အချစ်ကအမြင်မှန်တယ်မမားဘူးဒါမဲ့ဂွေးတို့ရွာတပတ်ပတ်ပြေတော့အချစ်ကြည့်လိုက်မိရဲ့လေငငယ်တုန်းကဟာအဲ့ဒါဟိုဂွေးတို့ဆိုတဲ့ကောင်ကမှားတာသူကပတ်ပြေတော့အချစ်ကမတော်တဆကြည့်မိသွားတာမဟုတ်လားကိုနားလေတယ်ဟမ်အချစ်ကတမင်ကြည့်တာဆိုရင်ရောဟာအဲ့ဒါလေအချစ်လေးမမအောင်ရတဲ့လူရှိရောကြည့်ရဲ့လူကလည်းကြည့်မှာပေါ့အဲ့ဒါကြောင့်ကိုချစ်ကအမြင်မှန်တယ်ကို့အဖြစ်ပေးလေနော်အဲ့ဒါဆိုအချစ်အဖြစ်ပေးမယ်လေနော်အခုပဲအချစ်လေအရှင်ကိုနည်းနည်းလေးချစ်တယ်ဘလို့အဖြစ်ပေးနည်းမျိုးလဲအချစ်ဖြစ်ရဘလို့ကြီးလဲသူများတွေအဖြစ်ပေးအရန်ချစ်တယ်မချစ်ဘူးဒါပဲရှိရလေအခုအချစ်ဖြစ်ရနည်းနည်းချစ်တယ်ဟုတ်လားဟုတ်တယ်လေနည်းနည်းချစ်တယ်ခုနကလိုလူကိုအော်ရင်ဘလို့လုပ်မလဲအဲ့ဒါကြောင့်အရန်မချစ်သေးပဲအချစ်ကတတိနဲ့ကပ်ပြီးချစ်လို့နည်းနည်းလေးချစ်တယ်လို့ပြောတာပေါ့အဲ့ဒါဆိုကိုကနည်းနည်းလေးပဲပြောသွားပြီးတော့ကိုတို့ကနည်းနည်းလေးပဲရီးစားဖြစ်သေးရပေါ့နော်ဟုတ်တယ်လေအရှင်အချစ်တို့ကနည်းနည်းလေးရီးစားဖြစ်သွားပြီကောင်းပြီလေကိုတို့နည်းနည်းလေးရီးစားဖြစ်တဲ့အထိမ်းအမှတ်နေနဲ့နည်းနည်းလေးလက်ကင်ပြီးဒီနေ့ရှောက်လဲကြမယ်တနေ့ကုန်ငစွာမလေးနဲ့တပျော်ကြီးရှောက်လဲကအစားအသောက်တရုပ်လဲသူမနဲ့အတူတူပျော်ပျော်ကြီးစားကြပြီးတော့မိုးလဲချုပ်ကာစားဖြစ်နေပြီဖြစ်တာကြောင့်အိမ်ကိုကားမောင်းကလာခဲ့လိုက်တယ်အချစ်ဘိုက်တအားတင်းနေရမလားမအီမလဲဖြစ်နေပြီအစားလျှော့စားပါဆိုတော့ပြောမှမရပဲရှင်ရအောင်ဘာမတင်းဘူးလားရှင်လည်းအချစ်နဲ့အတူတူစားတာပဲမတရားလိုက်တာအချစ်အဲ့လိုတော့ပြောမရဘူးလေကိုကဘိုက်တယောက်မှမစားလာရတာကို့မှာစားကျင်တာလေးတစ်ခုရှိလို့နေရာလို့ခြံထားတာအချစ်ကအရှင်ရဲ့စကားကြောင့်နားမလဲစွာကြောင်ကြည့်နေမိစဉ်သူကကားမောင်းနေအောင်ရက်ပြီးအချစ်ရင်မုံအင်ကြီးပေါ်ကကျဲသီးလေးစီသူ့လက်တွေလှမ်းလာတာကြောင့်အချစ်ကလန့်သွားပြီးတော့အမလေးရှင်ကြီးအချစ်ကိုစားမလို့မဟုတ်လားကားပေါ်ကြီးမှာနော်လူယုံမာကြီးကိုကစားခြင်းကားပေါ်မှာလဲစားတတ်တယ်အိမ်ကြီးကိုမအောင်ထားနိုင်ဘူးအချစ်လေးရဲ့လူယုံမာကြီးနှာဘူးကြီးဟွားရီအချစ်ကိုကဲ့ပါအောင်ညီလေးတို့ပြန်ရောက်လာကြပြီလားဒေါခင်ထိတ်တာအိမ်ထဲဝင်လာတဲ့ကရုံစီစီပြစ်နေတဲ့မြီးဖြစ်သူနေမင်းအရှင်ကြောင့်နှုတ်ဆက်လိုက်ပေမဲ့မိမလေးကမျက်နှာကြီးစူပုတ်ကနဲ့ခြေလေးဆောင်ကအိမ်မော်တက်သွားတော့တယ်ဒေါခင်ထိတ်တာအခုထိအိမ်မော်တက်သွားတဲ့အချစ်ကိုကြီးကမျက်နှာပိုးမသေးသေးရဲ့မြီးဖြစ်သူကြောင့်မြီးမင်းတို့ဘယ်တွေသွားပြီးဘာတွေစားခဲ့ကြလို့မင်းရပါလို့အဲ့လောက်ထိပြုံးပြနေကြရလဲ။အော်ဘာမှမဟုတ်ပါဘူးဖွားရဲ့။ဒီတိုင်းစားကောင်းတာလေးတစ်ခုခုပါ။ဒါဆိုရင်မိမလေးကဘာလို့မျက်နှာကြီးစူပုတ်နေရလဲ။ဘာမှမဖြစ်ပါဘူးဖွားရဲ့။အချစ်ကစားကောင်းတာလေးတစ်ခုလူစားလိုက်မိလို့ပါ။ကျွန်တော်သွားလာတော့မယ်နော်။စားကောင်းတာလေးတစ်ခုခုတဲ့တော်တော်စားကောင်းလို့ဖြစ်မယ်။မိကအချစ်လေးရတော့လူစားရတယ်ဆိုတော့မဖြစ်သေးပါဘူး။ငါလည်းမနှက်ပြန်မေးကြည့်ပြီးတော့ဝယ်စားအောင်မ။ Boss ဘလို့ဖြစ်တာလဲ။မျက်ကွင်းနေညူမဲနေရပဲ။အလုပ်ပိတ်ရမအိပ်ပဲအလုပ်တွေဇက်တိုင်းလုပ်နေပြန်ပြီလား boss ငါဘာမှမဖြစ်ဘူးထူးမြတ်မင်းလှုပ်ရှားရှိရလို့ငါ့ကိုအားကြောင့်မစကားလာမပြောနဲ့ငါပင်မနေရဲ့မနေ့ကညတွေကကောင်းကောင်းမအိပ်ရသေးပါဟိုငစွာမလေးကသူ့ကိုမတရားစားလို့ဆိုဟာအခန်းတကားဖွင့်မပေးရကြောင်းသူ့မှာအခန်းပြင်ပန်းမှာလမ်းလျှောက်လိုက်အချစ်ကိုတောင်းပန်လိုက်နဲ့တညလုံးရောင်းချချဖြစ်ကအိပ်ရွေ့ပင်မရခဲ့တော့ခုတော့သူ့မျက်ဝန်းတွေကပန်နာဝဲဝင်လေးလို့နေတပြည့်တစ်ချက်ကိုလေးပင်စွာချလိုက်ပြီးတော့အချစ်ကိုဝေဒနာတွေကိုမင်းကူမပြောင်းနိုင်မှာအချစ်လေးရဲ့ boss အမလေးအချစ်နဲ့ငါနဲ့ညကလေးနှစ်ယောက်ပွားဟာကွာမင်းထူးမြတ်ဘက်နဲ့ရောင်းနာတော့ကိုမိမအသားယူပြီးကလေးယောက်မွေးနေသေးရဲ့တော်တော်မလွယ်တဲ့ boss ထူးမြတ်ငါမျက်နှာချောနေလဲနောက်မှကြည့်လို့ရတယ်ခုနငါ့ကိုခေါ်တာဘာပြောမလို့လဲပြောနောက်နိုင်ဝက်နေရှေ့ရရှင်အစည်းအဝေးရှိပါတယ်နောက်တော့ boss ရဲ့တငယ်ချင်းတွေလည်းအစည်းအဝေးပွဲတက်မှာပါမောင်တင်မေးအရှင်မင်းဘက်လို့တာဝန်ယူပေးမှာလဲမင်းတာဝန်ယူထားတဲ့စောက်လုပ်ရေး project ကအရှုံးတွေတအားများနေရမင်းသိရမလားမင်းနဲ့ရှေ့ရရှင်တွေကိုငါကန့်ကွက်ခဲ့တာပဲငါစကားမှနားမထောင်ကြတာဘာလို့တော့အုံနောက်သုံးကြပါဆိုတာအောင်နေအန်ကိုကြည့်ကနေမိအောင်ကြိတ်ချလိုက်တယ်ဒီမှာဦးမြတ်သာစီးပွားရေးလုပ်နေရအရှုံးမြတ်တော့ရှိမှာပဲဆုံးရှုံးမှကြောက်နေလဲရှယ်ယာတွေပြန်ထုတ်ပြီးတော့အိမ်မှာအေးစစ်စစ်တရားထိုင်နေလိုက်တော့ကြောက်ဆိုတဲ့ကောင်ကမွဲလို့စီးပွားရေးလုပ်နေရမဟုတ်ဘူးပြင်းမှဆိုလို့လုပ်နေရခမားပတ်စံတော့ကတော့ကျွန်တော်မိမပြင်းယူဆော့နေကြပတ်စံတော့တောင်မရှိဘူးရှင်းလားနေ့စကားကြောင့်နေ့တငယ်ချင်းတွေအပါဝင်တခြားသောရှယ်ယာရှင်တွေရတော့တအံ့တော်ဖြစ်နေရတယ်
အခု project ကအစပိုင်းရဆုံးရှုံးမှုရှိမှဖြစ်ပေမဲ့နောက်ပိုင်းအကျိုးမြတ်ရစရာတွေဖြစ်လာမှာပါနေမင်းအရှင်ဆိုတဲ့ကျုပ်ကိုမယုံရင်ခင်ဗျားတို့လှုပ်ချင်တာလို့ဟိုအန်ကယ်တို့ကနေမင်းရှင်ကိုယုံကြည်ပြီးသားပါရှယ်ယာရှင်ရဲ့စကားကြောင့်မျက်နှာပြက်နေတဲ့ဦးမြတ်တာဘာမှဂယုမဆိုင်တတ်တဲ့ဦးမြတ်တာကိုတလဲဘာမှဂယုမဆိုင်တတ်တဲ့တငယ်ချင်းဖြစ်သူနေမင်းရှင်ကိုတလဲကြည့်နေကြတဲ့ကြော်စွာတို့ကကြည်နဲ့ပြုံးနေကြတော့တယ်ဟဲ့အောင်နေတော်လိုက်လားဟိုလူကြီးမျက်နှာမှာမဲတော့မှောင်လို့ကွာဟုတ်တယ်ငါတို့မှသူ့ကိုကြည့်ပြီးရီကျင်စိတ်ကိုမနှဲထိန်ထားတယ်ရိုက်ချက်ကပြင်းနေနေရမိမစိတ်ဆိုးနေရဆိုလို့စိတ်မကြည်တောင်လာဆွနေအောင်မောင်နေမင်းအရှင်နေတို့စကားပြောနေအောင်နောက်ပါစီကစိတ်ပြက်စရာခေါ်တဲ့ရင်ကြောင့်ဘာကိစ္စလဲဦးမြတ်သားမောင်နေမင်းရှင်ကိုအငယ်တတိပေးမလို့ပါငြိမ်နေရဲ့ကြောင်လာပြီးလှုပ်ပြီးနှိုးရင်ကုကေရမဲ့ပြီးမိခိုးစရာမရှိမှဆိုလို့ဘသူပြောလဲကျမယောက်ျားမှမိခိုးစရာမရှိဘူးလို့ဟိုလူကြီးစကားကြောင့်နေရဒေါသထွက်ကပြန်ချေပါမလို့ပြင်လိုက်ပြီမဲ့သူတို့ရဲ့ရှေ့ကိုမျက်နှာထားတင်းတင်းနဲ့ခရိုင်းနဲ့မတူစွာရှောင်လန်းလာပြီးတော့ဦးမြတ်တာကိုမျက်ခုံးလေးပင်းကမီးလိုက်တဲ့နေရအချစ်ကိုတဖြုတ်ဖြုတ်ကြွေကဘာမှဝင်မပြောပဲငေးကြည့်နေရှာတော့တယ်ကျမယောက်ျားမှမိခိုးစရာအချစ်ဆောင်ဝင်တယောက်လုံးရှိရဲ့နောက်ပြီးတော့မိခိုးပြီးကူကြရမဲဖြစ်ရအောင်လဲကျမယောက်ျားတန်တန်မာမာဖြက်ဖြက်လက်လက်ကြီးရှိသေးရဲ့မို့လားအော်ခုနအန်ကဲစကားကလေပြောချင်းပြောအချစ်ယောက်ျားပြောရမှာသိလားအန်ကဲကအသက်ကြီးနေလို့ဟိုးတော့မျက်စောင်းထိုးနေပြီကူမဲကဲမဲသူမရှိမိခိုးမဲသူလည်းအနာမရှိပဲနဲ့အချစ်ဖြစ်တနာလို့မစော်ဘူးသိလားမကြီးသေးသေးလေးဟိုးမျက်စောင်းထိုးတယ်ဆိုတာဘာလို့ပြောရလဲတင်းကြိုင်ကုန်ဗျာဘာဦးမြတ်တာတယောက်ဒေါသထွက်နေသလောက်နေရတော့ကျင်းတဲ့ပီတိဂုံးစီထိနေရတယ်သဘောကျလိုက်တာကာကွယ်ခံရတဲ့ခံစားချက်ကဒါမျိုးလားမထင်ရအောင်တော့ဟဲ့ရောက်နေမကြီးသေးသေးလေးကသူ့ယောက်ျားကိုတော့အထိမခံနိုင်တဲ့ပုံကြီးနဲ့မန်ဖီနေရဲ့ကြက်သိမ်းမလေးကိုပဲမောင်နေမင်းရှင်ရမိမယူရတော့အမြင်မရှိဘူးပဲဘယ်ရအရာဆိုင်ဒီမှာဦးမြတ်တာကျွန်တော်မိမကိုခမည်းမဝေးပန်းစရာအကြောင်းမရှိဘူးဒီတခါတော့နေတန်ကြီးကကျဲလောင်စွာထွက်ပေါ်လာတာကအချစ်ကိုလာထိရော်မှကြောင်းပါယောက်ျားငိမ့်ငိမ့်လေးနေအချစ်ပဲပြောမယ်ဒီမှာအန်ကဲအချစ်ယောက်ျားအမြင်ရှိလို့အချစ်ကိုလှတာပတ်တာလေးရွေးယူထားတာပေါ့အမြင်မရှိမှတော့မျက်လုံးမှာမျက်မှန်တက်ထားမှာပေါ့မဟုတ်ဘူးလားဒီလင်းဒီမယားတွေကရက်မနိုင်ရွာမနိုင်မြို့မနိုင်နေပဲဦးလေးအချစ်ပြောစရာကြံသေးရဲ့နောက်တစ်ခါနေမင်းအရှင်ဆိုရဲကျမယောက်ျားကိုထင်အချစ်ဆံဝန်းဆိုရဲကျမနဲ့ညှိမှာပဲကျမယောက်ျားကိုကျမအရန်ချစ်တာမလို့အတိမခံနိုင်တယ်လို့ဘယ်သူမှအစော်ကားမခံနိုင်ဘူးအခုသူမလေးကသူ့ကိုအရန်ချစ်တယ်လို့ပြောလိုက်တာမို့လားအဲ့ဒီတန်လေးသူ့ရင်ဘက်ကိုတဒိန်ဒိတ်တုံးခါစီတဲ့အရန်ချစ်တယ်ဆိုတဲ့တန်လေးကြောင့်သူ့မှာပျော်ရွှင်မှုကပြောမပြတတ်နိုင်အောင်မင်းတို့နှစ်ကောင်လုံးကမင်းတို့မိဘတွေနဲ့အတူအဲ့ဒီနေ့တည်းကတည်သွားရမှာမင်းတို့ကံကောင်းကြီးကငါ့အတွက်တော့စုပ်ယုပ်ခြင်းပဲမနှိမ့်မြုပ်စရာကောင်းခြင်းပဲခုတော့ပျော်ထားနေကြပါမကြီးကတော်လိုက်တာလက်ခုံးတော်ဝါဒီကအချစ်ကိုအားပေးချီးကျူးနေကြတဲ့အရှင်ရဲ့တငယ်ချင်းဖြစ်သူတွေကိုအချစ်ပြုံးကကြည့်လိုက်ပြီးတော့မျက်လုံးတွေကအရှင်စီကိုအယောင်အချစ်ကိုရွှွန်းရွှွန်းဆာဆာကြီးကြည့်နေရကြောင်းအချင်းမျက်နှာလေးနီးရဲပူထူသွားကအရှင်အချစ်ကိုဘာလို့အဲ့လိုကြည့်နေရလဲမနေတတ်ဘူးမကြည့်နဲ့ကိုရဲ့အချစ်သူရဲကောင်းမလေးရဲ့အရန်ချစ်တယ်ဆိုတဲ့စကားကြောင့်ကိုမှငုတ်တုတ်တောင်မိရဲ့အချစ်ကိုအရန်ချစ်တယ်ဆိုတာတကယ်လားတကယ်လားလို့ချစ်တယ်အရန်ချစ်တယ်ရပြီလားဒီလောက်သူရှိအောင်ကောင်းဝဲပြီးတော့လင်းထိန်ထားဆန်လုပ်နေအောင်လူကိုလာမင်းနေသေးတယ်အချစ်ကိုတချင်းဆိုပြမယ်နားထောင်မလားကားပေါ်ရောက်တာနဲ့အချစ်ကိုတချင်းဆိုပြမယ်လောက်တာကြောင့်အချစ်အရှင်ကိုမျက်ခုံးလေးပင်ကကြည့်မိလိုက်တယ်ဟောဗျာကြည့်လာပုံကမဟုတ်ရင်ကိုကတချင်းမဆိုတတ်တဲ့အတိုင်းအချစ်အတွက်ကိုဆိုပြမယ်နားထောင်နော်အချစ်ကသူဆိုပြလာတဲ့တချင်းကြောင့်မျက်လုံးလေးပင်ပြူးကျဲသွားမိရဲ့ဟိုးစတော့အချစ်ရဲ့လမ်းလိုက်တာဘာလို့ဒီလောက်အော်နေရလဲအော်မှာပေါ့ရှင်ရဘာတချင်းလာဆိုပြလဲမှမသိရထောင်တမင်းထောင်ဟင်းစားခြင်းနေရှင်ကြီးတယောက်တည်းကြွရက်စက်ကောင်းသာတမ်းပြီးမောင်းလိုက်တော့နေရအချစ်ကသူ့နှကန်းလေးတွေကိုစူထော်ကပြောလာတာကြောင့်စိတ်တို့ကအိမ်ထိမသွားခြင်းတော့ပါကားထဲမှာပဲစူချတော့မဲ့အကြံစိုးကြီးနဲ့သူ့မှာကားရက်ပေမဲ့ကားဘရိတ်ကမမိရကြောင်းသူ့မှာထိတ်လက်ပြန်ရခတ်သွားတော့တယ်အချစ်သေချာခိုင်းတာဘရိတ်ကမမိရအောင်ဘလို့ဖြစ်တာလဲအရှင်ရုတ်တရက်ကြီးအချစ်တို့သေရတော့မှလားမျက်ဝန်းဆောင်မှာမျက်ရည်စားလေးတွေရှစ်တိုင်းလာကတုံတုံရီရီနဲ့ပြောလာတဲ့အချစ်စကားတို့ကနေရင်ကိုနာကျင်စီတာဆူဆူရှာရှာမငိုနဲ့ချစ်ဘာမှမဖြစ်စီအောင်ကို့ကိုဖတ်တာကိုမင်းကိုကောင်းွယ်ပေးမယ်အရှင်မှာတစ်ပင်ကားတစ်ပင်ကိုဝင်တိုင်းလိုက်မိရဲ့အတန်ကြီးအပြီးအခြေထိတ်လန့်စွာနဲ့အရှင်ရင်ခွင်ထဲကနေခေါင်းလေးမော့ကကြည့်လိုက်တော့
ကားကောင်းမိုင်းကရစရာမရှိအောင်ကျင်မွသွားပေမဲ့လမ်းရှင်းနေတာရောရိမမီတာအတီစောတာကြောင့်ရောတိုက်တဲ့အရှိန်မပြင်းသွားတာကအချစ်အတွက်ကံကောင်းမှုတစ်ခုပဲအချစ်ပန်းဝင်းချင်းကိုအကဲခတ်နေရမှမျက်လုံးလေးတွေအရှင်းစီအရအရှင်းကောင်းမှသွေးတွေရရဲ့လားအရှင်ကြီးဘာမှမဖြစ်ရအောင်နော်အချစ်ကိုထားမသွားရအောင်နော်ကြားလားလို့နေရဦးကောင်းပိုင်းကနာကျင်နေရပြီမဲ့လေချစ်ရသူရဲ့မျက်ရည်စက်တူတော့သူ့မှာမမြင်ရနိုင်အချစ်ရဲ့ကိုဘာမှမဖြစ်ပါဘူးကိုမင်းကိုစုချလို့ရပါသေးရဲ့ဟိုဒီလူတကယ်အရှက်မရှိတည့်ရစီအမလေးမြင်းနေဘလို့ဖြစ်တာလဲကွယ်ဖွားဖြင့်ကြားချင်းကံကောင်းလို့နှလုံးမရက်သွားတာဖွားပါသွားကြုံမယ်ဆိုတာကိုနေဦးလေးတောင်းကသူ့ပဲသွားကြုံမယ်စိတ်အေးအောင်အိမ်မှာနေခဲ့ဆိုလို့နေခဲ့ရပြီမဲ့ဖွားမှာစိတ်ကိုမအေးနိုင်ဘူးကျွန်တော်ဘာမှမဖြစ်ပါဘူးဖွားရဲ့နည်းနည်းထိခိုက်မိရုံမှာခုလဲစေကန်းဝင်ခဲ့ပါတယ်စိတ်အေးလိုက်တော့ကားဘရိတ်ကမမိရောလို့ဖြစ်သွားတာအကိုလေးကောကျွန်တော်အမြဲစစ်စေးရပါဒီမနေ့လဲစစ်စေးလိုက်ပါသေးရဲ့ခြုံရင်းချက်မရှိပါဘူးဘရိတ်ကလည်းမိပါတယ်အကိုလေးဘာပြောတယ်မောင်မေဘာပြောလိုက်တာလဲဒါဆိုငါမီးအသက်ကိုရန်ရှာတဲ့သူရှိနေရလားဒေါခင်ထိတ်ထားရဲ့ဖြစ်ပျက်သွားတဲ့မျက်နှာကအမူအရာမျိုးစုံမြင်လာရတဲ့နေရာနားမလည်နိုင်ဖြစ်သွားရခြင်းနဲ့အတူအချစ်ကိုကြည့်ရောလဲသူနဲ့နီးတူနားမလည်နိုင်ဖြစ်နေဟန်တူတယ်မျက်ဝန်းလေးတွေဝိုင်းကကြည့်နေရှာတဲ့ထို့အချိန် boss ဘာဖြစ်တာလဲ boss ဘာမှမဖြစ်ရအောင်နော်ကျွန်တော် boss နဲ့မခွဲနိုင်ဘူး boss အနားမှာပဲနေကျင်သေးတယ်ဟာဒီကောင်ထူးမြတ်ကိုအဝေးကိုတွန်းထုတ်လိုက်တော့အချစ်ရဲ့ကြိတ်ပြီးရည်တဲ့အတန်ကထွက်ပေါ်လာတော့တယ်အရှင်နဲ့ကိုထူးမြတ်ကိုကြည့်ရတာအချစ်က BL ကားကြည့်နေရတယ်လို့ပဲသိလားဟဲ့ကောင်မင်းကြောင့်ငါမိမပြောတာခံရတာမသားမင်းပထွေးဖြစ်တဲ့ငါအလက်ကြီးရှိသေးတယ်မသေးသေးဘူးကွမင်းကငါနဲ့မခွဲနိုင်မိမဲ့ငါတော့ခွဲနိုင်တယ်မင်းငါနာမှာနေခြင်းမိမဲ့ငါတော့ငါမိမနာမှာနေခြင်းနဲ့ရှင်းလားဟုတ်တယ်နော်အချစ်အိုးအရှင်နော်အော်တော်တော်ကောင်းတဲ့ boss ခေါင်းပေါက်သွားမှာမဟုတ်ခေါင်းဖောက်သွားမှာထူးမြတ်ဟဲ့ကောင်မင်းငါ့ကိုကြိမ်ဆဲနေရလားခုကမဟုတ်ပါဘူးချစ်လို့စတာပါ boss ကလည်းနေငါတို့ကမင်းကားစီးတန်းဖြစ်တယ်ဆိုပြီးစိတ်ပူနေကြတာခုတော့မင်းတို့တအိမ်လုံးကပြုံးနေကြတာငါတို့တည်င်းအမှားရလားကြော်စွာနေကောင်မှပတ်တီးနဲ့လေအေးဟုတ်သားပဲဟဲ့ကောင်နေမင်းတို့ပထွေနေမင်းအရှင်ဆိုတဲ့ကောင်ကမသိသေးဘူးငါမိမအချစ်ဆောင်ဦးနာမှာမမမတ်ကြီးတေချင်းဆိုနေမင်းအရှင်မင်းမိမကိုမင်းချစ်တာငါတို့သိရဲ့စောက်လုံးနေနာကိုလာမလုံးနဲ့ဟဲ့ကောင်တည်င်းလာမေးရမင်းတို့ရူတာလာကြည့်ရမဟုတ်ဘူးမသားရဲ့ဟုတ်တယ်ငါတို့မှတော့စိတ်ပူလိုက်ရတာမင်းစီရမလို့ကားမောက်လာတာအသေးအတန်ပဲခွေးကောင်ရဲ့မင်းတို့ရောငါလာခိုင်းနေလို့လားမင်းတို့ပါရှာရှည်ပြီးချေရှည်ပြီးတော့လာတာမဟုတ်ဘူးလားမင်းတို့စိတ်မပူလဲငါမှမိမရှိရဲ့ကွငါမိမငါ့ကိုစိတ်ပူလိုက်မယ်ဟာဒီကောင်နေအမြင်ကက်ကက်နဲ့ခြေပြားကိုတက်နေလိုက်တော့ငနေရဲ့အော်တန်ကြီးကထွက်ပေါ်လာတော့တယ်အချစ်ကိုခေါင်းနဲ့မူးလိုက်တာဒီကောင်မမေကိုခေါင်းလာထုတယ်နေမင်းကငနေချစ်ကိုတက်နေလိုက်ပေမဲ့လည်းခေါင်းကိုကင်ပြီးအော်နေရဲ့နေမင်းရှင်ကြောင့်သူ့မှာကြောင်တောင်ဖြစ်သွားတော့တယ်ဟိုမကြီးတော်တော့ကိုမမေအချစ်ယောက်ျားကိုအနိုင်ကျင့်နေပေါ့အချစ်ယောက်ျားကံကောင်းလို့ခေါင်းမဲပေါက်ပြီးအသက်ဘေးကလွတ်လာတာအဲ့ဒါကိုနာနေရဲ့ခေါင်းလာထုရလားနာသွားမှာပေါ့မဟုတ်ဘူးမကြီးအဲ့ဒီကောင်လိမ့်နေတာဘာအချစ်ယောက်ျားလောက်ယူသားတာအချစ်ယောက်ျားပဲရှိရဲ့လာအရှင်အချစ်နဲ့အိမ်မော်တက်မယ်ဒီမှာမနေနဲ့အားရင်အချစ်ယောက်ျားကိုအနိုင်လာကျင့်နေကြတာအဲ့ဒီမျက်ခွက်ကယူသားတယ်တဲ့ဟာကွာငါဘာများမှားလို့လဲသူ့ယောက်ျားကိုသွားထိရအောင်ကမှားတာဗျဟုတ်တယ်ဟဲ့ကောင်ရေးဒေါခင်ထိတ်ထားအားလုံးနဲ့တူပြုံးနေရမှတစုံတရာကိုတတိဝင်ကမောင်တူးမြတ်နဲ့သားတို့၃ယောက်ကိုစုံစမ်းခိုင်းစရာရှိရဲ့သားတို့တငယ်ချင်းမှအနည်းရရှိနေပြီခုအက်ဆီဒန့်ကရိုးရိုးသားသားမဖြစ်နိုင်ဘူးဒါကလောက်ကြံမှုပဲလောက်ကြံတဲ့သူရှိရဲ့ဟုတ်လားဖွာဟုတ်တယ်သားတို့ဒါဆိုစိတ်ကြပါဖွာကျွန်တော်တို့ဖွာစုံစမ်းခိုင်းတာအားလုံးမကြခင်သိရပါတော့မယ်နေမင်းအရှင်မင်းကံကောင်းသွားပြန်ပြီပေါ့ကြာတော့ကံကောင်းနိုင်မှာမလားတကယ်ဆိုခေါင်းမကွဲပဲအောက်ပိုင်းသေသွားတာမျိုးဘဝဆုံးသွားတာမျိုးလို့တော့ဖြစ်တင်တယ်မို့လားနေ့အကြောင်းကုမ္ပဏီကစုံစမ်းလာကကားမောင်းနေရင်ပဲဒေါသတို့ထက်ကဦးမြတ်တာတရပောက်ကွဲနေရတော့တယ်ဟိုကောင်မိုင်းတာအလုတ်ကောင်းကောင်းမလုပ်တာလားမှမသိတာဒီကောင်ကငါမိမလူယုံဖြစ်နေလို့ပါစားပေးပြီးဆက်ဆံပေးနေရအကောင်းမှတ်နေရဲ့တယောက်မှစောက်တော့မကြောက်တက်ကလေးရဦးမြတ်တာစိတ်တွေတူကပြောဆိုနေရောအုံနောက်ကအချက်ပေးမှုကြောင့်တတိယတိုင်းမိရဲ့နာမည်ဟုတ်တယ်တက်ကလေးရအတုံးချလို့အကောင်းဆုံးပဲလေနှကန်းစုံကိုတွန့်ချိုးစွာနဲ့ဦးမြတ်တာတယောက်ပြုံးလာပြီးတော့ဘောင်းမီအိတ်ကတရလက်ကင်ဖုန်းထုတ်က
နံပါတ်လေးနှိပ်ပြီးတော့ခေါ်လိုက်တယ်ဟယ်လိုတက်လေးလားအကိုကြီးပါအလုပ်လေးအပ်စရာရှိလို့မကြခင်မှာလာမဲ့ကုမ္ပဏီနှစ်ပတ်လည်လေးမှာပျော်စရာကိန်းလေးတက်လေးကိုကစားခိုင်းမလို့ဘယ်လိုလဲကစားမလားတက်ကလေးရဖုံပြောကလောဘမောဟအငွေသက်နဲ့ကောက်ကျစ်မှုတွေပြည့်နေတဲ့ဦးမြတ်သားရဲ့ရှိတန်းကြီးကကားအတွင်းရုံညံ့စွာနဲ့လွှမ်းခြုံလို့နေရောတယ်။ဒါထူးမြတ်ရောက်နေရလား။ဘာကိစ္စရှိလို့လဲ။ကုမ္ပဏီမှာအရေးကြီးကိစ္စရှိလို့လား။မဟုတ်ပါဘူးကွာ။ဒီတိုင်း boss ကိုလူနာလာမေးနဲ့ကုမ္ပဏီနှစ်ပတ်လည်ရောက်တော့မယ်လို့တတိလာဝင်ပေးရပါ။အော်ကုမ္ပဏီရဲ့နှစ်ပတ်လည်နေအောင်ရောက်တော့မှလား။အဖြစ်အပျက်တွေကမနေ့တနေ့လိုပါပဲလား။မျက်နှာလေးညှိုးကျသွားကပြောလာတဲ့ဒေါခင်တိတ်ထားရဲ့စကားတို့ကိုထူးမြတ်နားမလဲစွာပြတာလိုက်တော့ဖွားသူ့ကိုပြုံးပြလာကဘာမှမဟုတ်ပါဘူးဖွားစုံစမ်းထားတဲ့ကိစ္စဘာထူးသေးလဲတားထူးမြတ်ဘာမှတော့မထူးပါဘူးဖွားဒါပေမဲ့ဦးမြတ်သာဒီနေ့တော့ကုမ္ပဏီလာပြီး boss အကြောင်းမေးသွားသေးတယ်။အော်ဟုတ်လားအေးချိုနင်တို့ကိုလေးကိုသွားခေါ်ပေးလိုက်အောင်ဒီမှာထူးမြတ်ရောက်နေရဲ့လို့ဟုတ်ကဲ့ဖွားအကိုလေးရောမမအောင်မရှိဘူးဟေးအေးချိုပြောလာတဲ့စကားကြောင့်ဒေါခင်ထိတ်ထားမျက်လုံးပြူးသွားရတယ်။ဒဏ်ရာကြီးနဲ့ဘယ်တွေလျှောက်သွားနေကြလဲမသိဟာဗျာခေါင်းမှာပတ်တီးနဲ့ဘော့စတို့ကငငိမ့်နေပဲရွပြန်ပြီကျွန်တော်လိုက်ရှာလိုက်မယ်ဖွာအေးဖွားတို့လည်းလိုက်ရှာလိုက်ပါမယ်ဒီကလေးတွေဘယ်သွားနေလဲမသိပါဘူးခြံထဲဆင်းရှာအောင်မယ်ထူးမြတ်သားဖွားနဲ့လိုက်ခဲ့နှစ်တောင်းတို့မမောင်တို့မင်းတို့ဖွဲ့ကအိမ်ထဲမှာပဲဆက်ရှာလိုက်တချံလုံးပတ်ရှာပြီးမှလည်းမတွေ့ရကြောင်းရက်နေမိစဉ်အိမ်ရဲ့ပန်းချက်နောက်မှာတီးလေးတွေ့ရကြောင်းဒေါခင်ထိတ်ထားထူးမြတ်ကိုခေါ်ကထိုးနေအောင်သွားလိုက်တယ်ဟေးဘသူလဲငါခြံထဲမှာထီးတစ်ချောင်းနဲ့ဘာခိုးမလို့ခြံနေရလဲမြင်းနေမြင်းမလေးဟာ boss ထီးတစ်ချောင်းနဲ့ပန်းချံနောက်မှာဘာလုပ်နေရလဲဟိုကျွန်တော်တို့သမီးရီးစားတွေလို့ခိုးချိတ်တွေ့နေရပါဟုတ်ပါတယ်ဖွာအချစ်တို့ကရီးစားမဖြစ်ပဲယူလိုက်ရတယ်ဆိုတော့အခုရီးစားဘွားကအခြေခံကိုပြန်လဲခန်းစားနေရပါတော့နင်တို့လင်မယားငါနင်တို့ကိုအရှုံးပေးလိုက်ပြီပေးစားလိုက်မိရဲ့ငါအမားပါဟဲ့ဝင်ခဲ့ပါအော်ဖွာပါလားဖွာဘာကိစ္စရှိလို့လဲဗျကျွန်တော်ကိုပြောပါကျွန်တော်ဖွာစီလာခဲ့မှာပေါ့ရပါတယ်မြည်ရဲ့ဖွာစာကြည့်ကန်းနဲ့လာတယ်ဆိုရဲကမြည်ကိုအရေးကြီးကိစ္စပြောစရာရှိလို့အော်ဟုတ်ကဲ့ဖွာပြောလေကျွန်တော်နားထောင်နေပါလေဖွာမြည်နေအချစ်ကိုဘာလို့ဖွာလက်ထပ်ခိုင်းလဲသိလားမိမလေးကိုမင်းစောက်ရှောက်ပေးရမယ်သူလို့ပြောနေတာရောမှတ်မိလားမြည်နေရဖွာရဲ့ထူးဆန်းတဲ့စကားအသွားလာလို့ကြောင့်သူ့ရဲ့မျက်ခုံးတက်နေတဲ့စုကြုံသွားကအချစ်ကိုဘာလို့လက်ထပ်ခိုင်းလဲမသိပေမဲ့သူမလေးကိုလက်ထက်တဲ့နေရာစပြီးဖွားဟောရောအိမ်မှာရောကုမ္ပဏီမှာရောတနေ့10ခေါက်လောက်ပုံမှန်ကြောဖြစ်တယ်ဖွားရဲ့ကျေးဇူးတင်လို့သူဟာကျွန်တော်စောင့်ရှောက်ပေးရမယ့်သူဆိုတာကျွန်တော်မိန်းမဖြစ်လာမှကြောင့်မဟုတ်ဘူးလားမဟုတ်ဘူးမြည်ဘာလို့မြည်ရမိမလေးကိုစောင့်ရှောက်ပေးရမလဲဆိုရင်မင်းဖေနဲ့အမေရဲ့အချစ်လေးပေါ်တင်နေတဲ့အကျွေးကိုမင်းကိုဆက်ခိုင်းနေရပဲအကျွေးဟုတ်လားဖွားကျွန်တော်နားမလဲဘူးအချစ်ပေါ်ဒယ်ဒီနဲ့မာမီကဘာအကျွေးတွေတင်ခဲ့ရလဲမြစ်တာကျွေးမြစ်တာကျွေးဟုတ်လားဖွားအချစ်လေးရဲ့အဖေနဲ့အမေဆုံးတဲ့နေရမင်းရဲ့အဖေနဲ့အမေလည်းဆုံးတဲ့နေ့ပဲမြည်နေဘယ်လိုဖွာဟုတ်တယ်မြည်နေဘာလို့လဲသိလားမင်းအဖေနဲ့အမေစီးရဲ့ကားမှာအချစ်လေးရဲ့အဖေနဲ့အမေလည်းပါသွားခဲ့တာမင်းကိုဖွာပြောပြခဲ့တယ်မို့လားမင်းရဲ့အဖေနဲ့အမေကကားအက်ဆီဒန့်ဖြစ်ပြီးတေးတာလို့တကယ်တော့အဲ့လိုမဟုတ်ဘူးသူများလောက်ကြံလို့တေးတာကံမကောင်းကျင်တော့မင်းအဖေနဲ့အမေကအချစ်လေးရဲ့အဖေနဲ့အမေကိုအလဲပတ်အတူတူသွားမယ်ဆိုပြီးခေါ်သွားခဲ့တာအဲ့ဒီမှာပဲကားဘရိတ်ကျိုးပြတ်နေခဲ့တော့သူတို့၄ယောက်လုံးဒီကဘာကြီးတွေကနေထွက်ခွာသွားပြီးတော့မင်းတို့နှစ်ယောက်ကိုခြံသွားခဲ့ကြတာတကယ်တော့မင်းအဖေနဲ့အချစ်လေးတို့ဖေကရွာမှာတူတူကြီးခဲ့ကြတာငယ်တငယ်ချင်းတွေအရွယ်ရောက်တော့အိမ်နောက်ပြုတ်ကြပြီးမင်းဖေကမြို့တက်လာပြီးစီးပွားရေးဈေးကွက်ရှာကုမ္ပဏီထောင်မှုသွေးနဲ့ချွေးနဲ့ရင်းမိစူးစမ်းခဲ့ရတာအဲ့ဒီတုန်းကမင်းဖေကိုဝိုင်းကူညီပြီးခင်မင်ခဲ့တဲ့လူတစ်ယောက်ရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီချိန်တုန်းကဝေဝေးကပိုင်းပိုက်ခဲ့မိတာသူမသိဘူးသူ့ရဲ့ဗီဇာတွေကကုမ္ပဏီထောင်ပြီး CEO လုပ်တဲ့အချိန်မှာပေါ်လာခဲ့တာသူကမင်းဖေကုမ္ပဏီကြီးကိုလက်ဝဲကြီးအုပ်ချင်နေခဲ့တယ်ဆိုတာ哦အဲ့ဒီတော့မင်းဖေကိုလုံးကြံမလို့စီစဉ်နေချိန်အချစ်တို့အဖေနဲ့မေမင်းတို့ဖေကမြို့မှာပြန်ဆောင်ခဲ့ကြတယ်အဲ့ဒီမှာပဲသူတို့ပြန်ဆောင်တဲ့အထိမ်းမှန်နဲ့ချောင်းသာကိုကလေးတွေမပါပဲလွတ်လွတ်လပ်လပ်သွားကြမယ်ဆိုပြီးထွက်သွားကြတာပြန်မလာကြတော့ဘူးလေအချစ်လေးနဲ့မင်းကိုလည်းဖွားလက်ထဲအပ်သွားတာကြောင့်အရွယ်ရောက်တဲ့အထိတယောက်တနေရာစီပြုစုပြိုးထောင်ပေးခဲ့တာအဲ့ဒီလိုနေရာခွဲပြီးမွေးတယ်ဆိုတာကလည်းစိတ်ထဲကားအက်ဆီဒန့်ဖြစ်တဲ့ကိစ္စကိုဘဝင်မကြရနဲ့မင်းတို့ဘေးကင်းရအောင်လို့ဗျာဖွားနေရဲ့စကားကြောင့်ဆိုဖာပေါ်ထိုင်နေရင်မှလူကအသက်မဲ့သူတယောက်လိုမလုံးမရှက်တောင်းတောင်ကြီးဖြစ်ကယောက်ျားသားအရင်မာကြီးဖြစ်တဲ့သူ့လိုလူရဲ့မျက်ရည်တွေက
ပိုးပိုးပေါက်ပေါက်နဲ့မယံမစဲနိုင်ကြနေမိရော်တယ်ဟမ်အချစ်အရှင်ကိုစာကြည့်ကန်နဲ့ကော်ဖီဖြော်ပြီးယူလာခဲ့ပေမဲ့ဖွားရဲ့အရေးကြီးစကားပြောနေဟန်တူတာကြောင့်အချစ်အခန်းထဲမဝင်တော့ပဲပြန်လှည့်ဖို့အလုပ်အချစ်နာမည်လေးပါလာတာမို့စံနားထောင်နေပြီးတော့ကြားလိုက်ရတဲ့စကားတွေကြောင့်အချစ်ကဘာကြီးကအလဲလဲပြူပြူဖြစ်သွားသလိုလက်တရကော်ဖီကွက်လေးကိုလက်သွဲ့သွဲလေးကိုနဲ့ထိန်းချုပ်ထားဖို့အားလေးအောင်တစိုးတစည်းမှကြံမနေရောပဲတိတ်ရက်ဆက်တဲ့ကံကြမ္မာကြီးရဲ့အချစ်ပေါ်ရှင်ကတိတ်ရက်ဆက်နိုင်လို့နဲ့အချစ်ငိုချချလိုက်ပါတင်းခံမထားနဲ့မြီးတို့ရဲ့ဖွာတနာလိုက်တာဒီကလေးနှစ်ယောက်ကိုမှကံကြမ္မာရက်ဆက်လိုက်လေချင်းအရှင်အချစ်အဖေနဲ့အမေကလေလောက်ကြံခံပြီးသိရတာတဲ့အရှင်ရဲ့အဖေရောအမေရောအချစ်ရဲ့အဖေရောအမေရောကသူများလောက်ကြံလို့သိရတာတဲ့အချစ်ရင်နေနာလိုက်တာအရှင်အချစ်ရဲ့ကိုမမင်းကိုနှစ်သိမ့်ပေးနိုင်စွမ်းနေမရှိရောထင်ပါတယ်ကိုကလေတကယ်ညံပြင်းလိုက်တာအချစ်ကိုနှစ်သိမ့်ဖို့မပြောနဲ့ကိုတော့ပြိုလဲနေပြီအချစ်ရဲ့အရှင်နာကျင်ရတာချင်းတူတူမို့အချစ်ကိုနှစ်သိမ့်ဖို့မလိုအပ်ပါဘူးအချစ်တို့ကလင်မယားတွေလေအရှင်ရဲ့ငိုနေရတာချင်းတူတူမို့အချစ်ကိုအငိုတက်ရအောင်အရှင်စူးစမ်းဖို့မလိုသလိုအချစ်ရဲ့နာကျင်မှုတွေကိုလည်းအချစ်ကြောင့်မျိုးသိမ့်ဖုံးကွယ်ထားဖို့မလိုပါဘူးမိဘတွေကဆုံးရှုံးခဲ့ရတာချင်းအတူတူမို့လို့အချစ်တို့မှာညီတူညီမျှနာကျင်ကြေကွဲပိုင်ခွင့်ရှိအောင်မို့လို့အချစ်တောင်းနဲ့ငိုကျင်နေတဲ့အရှင်ရဲ့မျက်ရည်တွေကိုထိန်းချုပ်ဖို့မကြိုးစားပါနဲ့ရှင်ရဲ့အခုအချစ်အရှင်ရင်ခွင်နဲ့ငိုကြွေးခဲ့ပြီးပြီမို့ဒီတခါတော့အချစ်ရင်ခွင်နဲ့ရှင်ငိုကြွေးပါလာအရှင်အချစ်ဖတ်ထားပေးပါမယ်ညီနဲ့မိမလေးညီတို့မိဘတွေကိုတတ်တဲ့သူကမြတ်သားဆိုတဲ့လူယုံမှာပဲနောက်ပြီးတော့မင်းရဲ့ကဗရိတ်ကျိုးပြတ်သွားတာလေအဲ့ဒီလူယုံမာရဲ့လက်ချက်ပဲမြည်နေသူဟာမိဘတွေကိုတတ်ယုံနေအားမရပဲသားသမီးတွေကိုပါတတ်ဖို့ကြံနေရလောဘတွေကအတော်မတတ်နိုင်ဘူးဗျာရှင်အရှင်အဲ့လူယုံမာကြီးဟာအချစ်တို့မိဘတွေကိုတတ်တာတဲ့အဲ့ဟာကြောင့်ဖြစ်မယ်အဲ့လူကြီးကိုမြင်နေရအချစ်လေရှင်ထဲမှာနာကျင်တယ်လို့ဖြစ်ပြီးအယမ်းမုန်းနေကြတာဟာကွာလူယုံမာခမကြီးအချစ်မင်းကိုယုံလိုက်မင်းစိတ်ချပါကိုသူ့ကိုအပြစ်ခံယူအောင်လုပ်မှာပါလူလေးယောက်ရဲ့အသက်နဲ့ညီတူညီမျှဖြစ်အောင်ကိုအပြစ်ပေးပါမယ်အဲ့ဒါကြောင့်အချစ်ရကိုယုံကြည်ပေးပြီးတော့စောင့်ကြည့်နေပေးပါအချစ်ကိုအနေရဲ့အဖြစ်မခံမဲ့ဘေးကင်းအောင်နေပေးပါနော်ကိုတောင်းဆိုပါတယ်အဲ့ဒီလူယုံမှာကြောင့်အချစ်တာတစ်ခုခုဖြစ်သွားရင်ကိုလေယူပြီးတည်သွားလိုက်မယ်အချစ်ရဲ့ကိုတည်သွားလိုက်မယ်နေရအကြောင်းဆုံးတကယ်ချင်းတွေကိုဖုန်းကနေတဆင့်ပြောပြလိုက်တာနဲ့အိမ်ကိုချက်ချင်းရောက်လာကြကသူ့ဘက်ကနေစိတ်တွေပူပေးပြီးဒေါသဖြစ်နေကြတဲ့တငယ်ချင်းတွေကြောင့်နေကျဉ်နဲ့နေမိပါတယ်ဟဲ့အောင်နေမင်းဘာတွေပြောနေရလဲငါတို့ပြောတာကမင်းကြားရဲ့လားမင်းအဲ့ဒီဦးမြတ်သားဆိုတဲ့လူအုံးမှာဘလို့လုပ်မှာလဲမင်းတို့သိလားနေမင်းအရှင်ဆိုတဲ့ငါ့ကိုထီးရင်တီးခန့်နိုင်သလားအစွမ်းကုန်တီးခန့်လိုက်နိုင်ပေမဲ့ငါချစ်ရတဲ့သူတွေကိုထိခိုက်စေမယ်ဆိုရင်တော့နေမင်းအရှင်ဆိုတဲ့ငါအောက်တန်းကြတဲ့ယုံညံ့မှုတွေကိုတော့လုံနိုင်နေဆိုတာပဲမင်းတို့လုပ်ပေးရမှာအဲ့ဒီလူယုံမာရဲ့လှုပ်ရှားမှုတွေဘယ်သူနဲ့ပတ်သက်မှုရှိနေရရအစငါသိချင်တယ်ငါ့ကိုစုံစမ်းပေးပါငါသူ့ကိုစီရင်မဲ့ငရဲခန့်ကညှတာမှုမရှိရက်ဆက်မှုအပြည့်နဲ့ထောက်တောင်းငင်းညာမှုတစိုးတစည်းမှတော့မရှိစေရအောင်ဒါဆုံးမသွားတဲ့ငါတို့မိဘတွေအတွက်နဲ့ငါအချစ်ရဲ့မျက်ဝန်းကမျက်ရည်စားတွေအတွက်ပဲအချစ်နဲ့သွားစရာနေရာတစ်ခုရှိရဲဆိုတာကြောင့်အရှင်နဲ့တူအချစ်လိုက်လာခဲ့လိုက်တယ်အုပ်ခုလေးများစီတန်းတွေကတိတ်ဆိတ်၆ကန်းနေရဲ့တုတ်တန်တစားပြေပတ်ဝန်းကျင်ကြောင့်အချစ်နားမလဲစွာနဲ့သူ့ကိုမောကြည့်မိရောအရှင်ကအချစ်ကိုကြည့်နေကမပီမပြင်းအပြုံးသက်သက်လေးပြုံးပြနေပြန်တယ်အရှင်ဒီကိုဘာလာလောက်တာလဲအချစ်ကိုအချစ်ရဲ့မိဘတွေနဲ့ပေးတွေ့မလို့ရှင်အချစ်ရဲ့မိဘတွေဟုတ်လားမိဘတွေရှိတဲ့အုပ်ကူလေးစီခေါ်ဆောင်သွားလိုက်တယ်ဟမ်ဒါဒေါ်မိုးဆက်ဦးရွှေဝန်းအဲ့ဒီနာမည်လေးအချင်းမှတ်ပုံတင်ရဲ့အမီးဖားနေရကနာမည်လေးကမျက်နှာလေးတွေရောက်မှတ်မှန်းမိလိုက်တဲ့အချင်းရဲ့အဖေနဲ့အမေရဲ့နာမည်လေးမျက်ရည်တွေတွင်စီးကြလာကရှိုက်တန်လေးများပင်ထွက်လာတာကြောင့်နေစာနာနားနဲ့စွာနဲ့အချင်းရဲ့ဦးခေါင်းလေးကိုခပ်ဖွားဖွားလေးပုတ်တက်ပေးနေမိရဲ့အချစ်ကိုပြောပြမယ်နော်မင်းမမေနဲ့ဖေဖေနားမှာကိုမမေနဲ့ဖေဖေအမြဲရှိနေရမို့မင်းကိုနေရသူတို့တွေ့စိတ်မကောင်းဖြစ်ကြလိမ့်မယ်သူတို့အပြစ်မကင်းတယ်လို့ခံစားနေကြလိမ့်မယ်တာဝန်မကျေတယ်လို့ခံစားနေရမှာပေါ့အဲ့လိုဖြစ်မျိုးကိုချစ်ကမလူချင်ဘူးဆိုတာကိုသိရဲ့အဲ့ဒါကြောင့်အချစ်ကမငူနေရောနော်ကျေးဇူးတင်ပါတယ်အရှင်ရှင်ကြောင့်အချစ်ဆက်လက်ပြီးအသက်ရှင်နေထိုင်နိုင်တာခုအားစပြီးအချစ်ရဲ့ရှင်တန်နေရတဲ့အတိတ်ပဲကရှင်နေမင်းဆိုတဲ့ရှင်ကြောင့်ပါပဲဒါကြောင့်အချစ်တို့အတူတူလက်တွဲပြီးအချစ်တို့မိဘတွေကိုတတ်သွားတဲ့ဟိုလူယုံမအောင်အတူတူရင်ဆိုင်ရအောင်အရှင်အချစ်မှာရှင်မရှိရင်မဖြစ်တယ်လို့ရှင်မှာလည်း
အချစ်မရှိလို့မဖြစ်ဘူးမို့လားဒါကြောင့်အချစ်ရဲ့လက်ကိုတွဲပြီးရင်ဆိုင်ပေးပါအရှင်စိတ်ချပါဒယ်ဒီမာမီနဲ့ဦးတော်တော်ကျွန်တော်ကအပြစ်သားကိုပြင်းပြင်းရှာရှာရစရာမရှိတော့အပြစ်ပေးမှာမို့လို့ပါအချစ်ကိုတို့ပြန်ကြရအောင်ညကြကုမ္ပဏီပွဲရှိရလေအချစ်ကအနာဆုံးလေးဖြစ်နေရမှာသိရမို့လားဟုတ်အရှင်အဖွာအချစ်ကမပြီးသေးဘူးလားဟဲ့မြီးနေဟိုကမိန်းကလေးလေအလားပြင်တာနည်းနည်းတော့ကြာမှာပေါ့ဘာဖြစ်လို့လဲမင်းကစောင်းရတာစိတ်မရှိလို့လားဟာဗျာမဟုတ်ပါဘူးဖွာကလေကျွန်တော်ကအချစ်အတွက်ဆိုစိတ်ကအဲပါရှိပြီးသားအခုမျက်နှာလေးမမြင်ရတာနည်းနည်းကြာနေပြီလို့လွမ်းတယ်လို့ဖြစ်နေလို့ပါဖေရရေအလားပြင်တာတော့လွမ်းနေရဲဆိုတော့မိမလေးကိုကော်နေတာကပ်ပြီးအမြဲသွားလိရခေါ်သွားတော်မူနေတော့ဟောလာပါပြီနေမေးရှင်မင်းလွမ်းနေရဲ့မိမကြည့်လိုက်ပါဦးလှတော်မူရဲ့လားဆိုတာပန်းရဝစ်စုံခေါင်းဝဲဝဲလေးကိုဝစ်စင်ထားကစံရွယ်လေးတွေကိုကပူကိုယိုထုံးပွက်ထားတဲ့သူမပုံစံတွေကအယုံမလေးတစ်ဖွဲချစ်စရာကောင်းလို့နေတယ်အကိုလေဒီညပွဲသွားပြပါမလားယင်အသက်လေးမှန်မှန်ရှူပြီးသွားပါတော့နောက်ကျနေမှဖြစ်ဟုတ်ပါအကိုလေးရဲ့ဟိုမှာအဖွားကအကိုလေးကိုကြည့်ရခက်လို့နေမယ်မျက်စောင်းထိုးပြီးအခန်းထဲဝင်သွားပြီကုမ္ပဏီနှစ်ပတ်လည်နေမှုရှယ်ယာရှင်တွေနဲ့ဝန်ထမ်းများစွာဧည့်သည်တော်များစွာနဲ့စီကားနေရဲ့နေမျက်လုံးတွေကလှည့်ပတ်ကြည့်နေရမှတနေရာရောက်အာယုံနေပြီးနောက်သွားရတယ်အရှင်ဘာဖြစ်နေရလဲမျက်နှာကြီးကစူပုတ်နေရပဲနေမကောင်းလို့လားအချစ်ကသူ့မျက်နှာတင်းမာသွားတာကြောင့်ပြပြရရဖြစ်ကမေးလိုက်တော့သူကအချစ်ပတ်လှဲကြည့်လာကမင်းငေါပြတာမို့ကြည့်လိုက်တော့တက်ကလေးရနဲ့ဟိုလူယုံမာကြီးဥမျက်တာဖြစ်နေရမို့အချစ်နှကန်းနေဖိကျိတ်ထားမိရဲ့အချစ်စိတ်လျှော့ရန်သူဆိုတာသွေးအေးနဲ့တက်ရတာမျိုးတတိထားနေသူတို့ကမွေဝေးတယ်ကိုတို့ကမွေဖမ်းမဲ့စီရတယ်ဒါကြောင့်မလို့သူတို့အစိတ်ကြောင့်တရားမဲ့သူမဖြစ်စေနဲ့ဘယ်တော့မှအဲ့လိုအဖြစ်မျိုးမဖြစ်စီအောင်အရှင်အချစ်ကိုစိတ်ချဒါပေါ့ဘသူမို့လို့လဲနေမင်းရှင်ရဲ့မိန်းမဆိုမှတော့စိတ်ချပြီးသားကိုကြီးဖြစ်ပါမလားအဲ့အတွဲကြောင့်တက်ဝင်လို့ဖြစ်နိုင်ပါမလားဒီလောက်မူးမမြေလေးမမြေဖြစ်နေကြတာမြင်လို့တော့မကောင်းဒီနေ့ကတော့စိတ်တရားလှုပ်ရှားတယ်တက်ကလေးကစိတ်လှုပ်ရှားနေရဲ့ဆိုမှတော့ဖွင့်မွဲကိုကိုကြီးပဲအရင်ဖွင့်ပေးလိုက်မယ်စောင့်ကြည့်နေတက်ကလေးဘာလို့မလို့လဲကိုကြီးဘာပဲဖြစ်ဖြစ်ပေါ့သူထိခိုက်သွားမယ်ဆိုဘလို့အခြေအနေပဲဖြစ်ဖြစ်အခြေနဲ့တယ်သူတို့မှာဘာရံမျိုးတွေရှိနေရလဲငါမသိရဲ့အရာများလားအရှင်စပွဲဝိုင်းမှာထိုင်နေကရှယ်ယာပိုင်ဆိုင်သူတွေနဲ့စကားပြောနေတဲ့သူကိုအချစ်ကြည့်နေမိစေဝိုင်ခွက်ကင်ကကောက်ကြီးရုံမာတဲ့အပြုံးတွေနဲ့ဟိုလူရုံမာကြီးဦးမြတ်တာကလာနေရကြအချစ်ထိုင်နေရမှထားလိုက်တယ်မဖြစ်ဘူးကျမယောက်ျားကိုရှင်ရထိကျင်နေရပေါ့ဆူတောင်းနေလိုက်ဖိုးကြီးအိမ်မြတ်ပတိစိတ်ပြီးဆူတောင်းနေလိုက်အရှင်ဘယ်ရီလျှောက်သွားနေရလဲအချစ်စိတ်ကောက်လိုက်မှာနော်လူကိုတယောက်တည်းထားပြီးလျှောက်သွားနေရဲ့နေရစကားပြောရင်လှမ်းဆွဲခံရတာမို့သူ့ရင်ခွင်နဲ့တိုးဝင်ပြီးအဖက်ခံလိုက်ရတာမို့ကြောင်အားဖြစ်သွားပြီမဲ့သူ့ရင်ခွင်နဲ့ဟာလေးကိုကြည့်လိုက်တော့စိတ်ကောက်တော်မူနေတဲ့ခြေစက်နီးလေးဖြစ်နေရကြောင်းနေမျက်နှာပြုတ်စီးစီးဖြစ်သွားတော့တယ်အချစ်အခုတော့ခင်ဗျားလေးလွမ်းတက်နေပြီမို့လားစကားလေးခဏလေးပြောတာတော့မခွဲနိုင်တော့ဘူးမို့လားမောင်နေမင်းအရှင်အန်ကဲကိုလည်းကြည့်ပါအောင်အချစ်တိုက်ထုတ်လိုက်တဲ့အရှင်များသွားတဲ့ထင်ပါရဲ့ဟိုလူယုံမာကြီးကဖိနံရက်လေးလဲကျသွားကဝိုင်းနေလဲပိတ်ကြနေရကြောင်းအချစ်ကျင်းနဲ့စွာပြုံးလိုက်တယ်ဟို sorry ပါအန်ကဲရဲ့အချစ်ကအရှင်ကိုလိုက်ရှာနေလို့မမြင်နိုင်မိဘူးအန်ကဲကလေအဲ့ဒီမှာပဲထိုင်နေရောမလို့လားလူတွေကအများကြီးကိုရှက်စရာခလေးလည်းမဟုတ်ပဲနဲ့ဘာမှတော့တိတ်မဖြစ်ပါဘူးအင်ကြီးစိုးရုံလေးပါအင်ကြီးပြန်လဲလိုက်အောင်မယ်ခွင့်ပြုပါအောင်လက်ကျင်းနဲ့စွာကြော်ခိုင်းလှည့်သွားတဲ့ဦးမြတ်တာကိုအချစ်ကျင်းနဲ့စွာကြည့်လိုက်ပြီးတော့အရှင်ဘက်ကိုပြန်ကြည့်တော့ခုမှအားလုံးကိုနားလဲသွားဟန်နဲ့ပြူးကြောင်ကြောင်ပုံစံလေးဖြစ်နေရကြောင်းအချစ်ကသူ့ကိုမကြင်မနဲ့ဖြစ်ရပြန်တယ်။ဘာတဲ့တတိကြီးကြီးထားဆိုတဲ့လူကလည်းဝိုင်ခွက်စွာမိရောမလို့ယောက်ျားဖြစ်ပြီးတော့သူများလောက်တာခံရရင်ရာဇဝင်ရိုင်းနေနော်။အချစ်လူဆိုရင်သူများထက်နှာတပြားတာရမယ်ကြားလား။ဟောဗျာ။အချစ်လေးရလဲကိုဟာရှယ်ယာရှင်တွေနဲ့စကားပြောနေရောတတိလက်လို့ဖြစ်သွားတာစိတ်ချပါမင်းယောက်ျားသူများထက်နှာတပြားမကတာတယ်ဆိုတာကိုချစ်အတိဆုံးပါဟုတ်တယ်မို့လား။နှာဘူးယုံနဲ့ဒါငါ့ကိုတက်တက်ဆော့ကားပြီးအဆက်ခွဲတာနေမင်းအရှင်အချစ်ဆက်ဝန်မင်းတို့ကတကယ်ငါ့အတွက်ဂျိုးတွေပဲကိုကြီးဘလို့ဖြစ်သွားလဲကြည့်ပါဦးတက်ပြောသားပဲအဲ့တွေရမဖြစ်ပါဘူးဆိုမင်းတောက်ပါဆက်ကိုပိတ်ထားတက်ကလေးမင်းတောက်လို့ကအဲ့ဒီကောင်လေးမယားကိုကွဲရောက်လို့လုံနိုင်မင်းလိုချင်တဲ့ပတ်စံရမယ်ဘလို့လဲလုံမလားဒါဘောကိုကြီးရဲ့ပတ်စံသားပြီးကိုကြီးလိုချင်တာရစီရမယ်ကိုနေနေတန်းစင်ကန်ကထွန်းအရှိကနေပိတ်ရက်လိုက်တဲ့တက်ကလေးအကြောင်းသူ့မှာကြောင်အသွားရတယ်ဝေထားလိုက်ပုံကရင်းနှမောဦးစားပေးဖော်ကျူးထားတဲ့ကိုကျဲဝစ်စုံခင်းရရောက်နဲ့လိုင်းတို့စပီရှင်တွေကိုချထားကနေကိုဆွဲဆောင်တဲ့အမူအရာတွေကြောင့်နေရမျက်နှာလွှဲလိုက်ကတက်ကလေး
မင်းငါရှင်းရနေဖေးကောင်းမဲ့တင်တယ်ငါမိန်းကလေးတယောက်နစ်နစ်နာနာမပြောချင်ဘူးမင်းငါနဲ့ဝေးဝေးသွားနေလိုက်ငါမိမမင်းကိုမြင်စိတ်ကွက်သွားမှငါမလိုချင်ဘူးကိုနေဘာလို့ဒီလောက်ပြောင်းလဲသွားရလဲဘာလဲတက်နဲ့တခြားကောင်လေးနဲ့ဟိုတယ်မှာအိတ်လို့လားအဲ့ဒါတော့ကိုနေညံ့လို့ခံရတာပဲလေကိုနေသာရင်းနေရတက်ကိုတောင်းဆိုခဲ့မယ်ဆိုကိုနေကသူတို့တက်အရင်ဦးပြပြတက်ကိုရခဲ့မှသိလားဒါပေမဲ့ခုလည်းနောက်မကျသေးပါဘူးငါမိမငါ့ကိုပြောထားတယ်မဟုတ်သေးဘူးတေးသေးချာချာမှားထားတာရင်နာစာတွေမစားနဲ့အပြင်စာတွေမစားနဲ့ဘိုင်းအောက်ဝမ်းလျှော့တတ်တယ်တဲ့အချစ်ကိုယ်တိုင်ပြင်ပြီးရဲ့တန့်ရှင်းပြီးကျမ်းမာရေးနဲ့ညီညွတ်တာတွေပဲငါ့ကိုစားရမယ်ဆိုပြီးမှားထားပြီးသားကိုနေရှင်အဲ့ကောင်မတက်ထက်ဘာတွေများတာနေကောင်းနေလို့လဲငါမိမမင်းထက်ဘာသာလို့လဲဟုတ်လားတာတာပေါ့အရန်ဥတာတာရှင်းပြောလိုက်မယ်တက်ကလေးရငါမိမမမင်းနဲ့ရှင်းစရာတကွမှမရှိဘူးဘာလို့လဲသိလားစံစားနေခြေပြားဒီမင်းထက်တာတာကြီးပဲဘာရှင်တက်ကလေးရတယောက်ရှင်နေမင်းရဲ့စကားဆုံးအသက်ရှူတန်နေမြန်ဆန်တာကစကားပြောဖို့ပြင်လိုက်ပေမဲ့သူနဲ့မနီမဝေးကနေလမ်းလျှောက်လာတဲ့အချစ်ဆက်ဝန်ကြောင့်နှကန်းစုံကပြုံးသွားကကိုနေတက်ကလေးရဒါမင်းဘာလုပ်တာလဲဟမ်အရှင်တက်ကလေးရရင်မမခေါင်းလေးအပ်နေတဲ့အရှင်းပုံစံကြောင့်အချစ်မှခြေလန်းနေတန့်ကနေရက်သွားကဟိုစိတ်တွေကြီးစွတ်တုံမနေပါနဲ့ကိုနေရဲ့ပွဲရပြီးသွားပြီလေကိုနေရဲ့အနာကတောသူမလေးမဟေတီရောက်နေရလှည့်ကြည့်လိုက်ပါအောင်ဟမ်နေရတက်ကလေးရရဲ့ရင်ခွင်ထဲကနေသူ့မျက်နှာကိုယွန်းရှာစွာဖဲခွာလိုက်ပေမဲ့တက်ကလေးရရဲ့လက်တစုံကနေမျက်နှာအနှံ့ပိုးသက်နေသေးရကြောင်းနေမှစိတ်ရှုပ်လွန်စွာဖဲထုတ်လိုက်တော့အချစ်မဟုတ်ဘူးနော်မင်းထင်တယ်လို့မဟုတ်ဘူးအချစ်မပြေးနဲ့လေမင်းထင်တယ်လို့မဟုတ်ပါဘူးကို့ကိုမထားခဲ့ပါနဲ့ကိုနေခုတော့ဘလို့လောက်မှာလဲဟိုတော့သူမကိုနေကိုတက်နဲ့ခိုးစားနေရဲဆိုပြီးမြင်သွားပြီမို့လားတက်လေတကယ်သိလားကိုနေကိုတိတ်တနာတာပဲမင်းမဆက်ကိုပိတ်ထားတက်ကလေးရမင်းကငါ့ကိုရှော့တက်လွန်သွားပြီသိလားနေနှကန်းတစ်စုံကိုအသက်မပါစွာတွန့်ကွေးလိုက်ကဘောင်းမီအိတ်တရဖုန်းကိုယူကနှိပ်လိုက်တယ်ဟဲ့အောင်စီအချစ်ကိုဘဲမှပေးမထွက်စေနဲ့မင်းတို့၃ယောက်နဲ့ထူးမြတ်အချစ်ကိုခဏထိန်ထားပြီငါခုလာခဲ့မယ်မင်းလာခဲ့တက်ကလေးရဟိုကိုနေတက်ကိုဘလို့ပုံစံရင်းနဲ့ဆွဲခေါ်နေရလဲခုချက်ချင်းလှုပ်ပင်တော့တက်ဘဲမှမသွားနိုင်ဘူးတက်ကလေးရကဂုတ်ကနေခွေးဆွဲနွားဆွဲကတို့ဆွဲခေါ်ခံနေရတာကြောင့်ဖျို့ဖျဲဖြစ်နေကကိုပုံစံကခုချိန်ဘလို့ပုံစံမျိုးလဲဆိုတာတော့တွေးမကြည့်ရဲ့ပဲရှက်လားမင်းတို့ငါဂုတ်ကနေခွေးဆွဲနွားဆွဲလာတာရှက်လားငါနဲ့အချစ်ကြောင်မင်းဝင်လာပြီးခလောက်ဆန်လာတဲ့ကမင်းပြစ်ကတော်တော်ကြီးနေပြီတက်ကလေးရအခုဒီတက်ရှက်စရာကောင်းတာတွေကြော်ဦးမှာမလို့အာတင်းထားမှာတက်ကလေးရကိုနေတက်ကိုလို့မလိုက်ဘူးလို့ပြောပြီးပြီနော်အချစ်မင်းကိုကြည့်ပါအောင်ဘာလို့ဒီမိန်းမကိုပဲသွားကြည့်နေရလဲကိုတောင်းမှန်ပါတယ်မင်းကိုမယုံကြည်တော့ဘူးလားအချစ်ကိုမင်းကိုတစ္ဆာဖောက်တာမဟုတ်ပါဘူးကိုပြောတာကိုယုံပါအချစ်ရဲ့လက်တစ်ဖက်ကတက်ကလေးရရဲ့ကိုဆွဲကအချစ်ကိုမျက်နှာလေးညှို့နှွမ်းကပြောနေရကြောင်းအချစ်ကသူ့နာသွားလျှောက်ပြီးတော့အရှင်အချစ်ကလေရှင်ကြီးကိုယုံကြည်ပြီးသားပါလို့ပြောပြီးပြီပဲခုဟာအချစ်ကလေကိုဘာသာအားငယ်လို့ထွက်ပြေးလာတာအဲ့ဒါလေဟိုမိန်းမလက်ကနေအရှင်ကိုပြန်ခေါ်ဖို့မေ့သွားတာတောင်းမှန်ပါတယ်နော်အချစ်အားမငယ်တော့ဘူးသိလားအချစ်ကိုနားမလဲဘူးဘာလို့အားငယ်ရလဲတက်ကလေးရမှာဘာအားကြစရာရှိလို့လဲဟိုအချစ်ကအားကြတာမဟုတ်ပါဘူး तू ကဒါကြီးကကိတ်နေပြီးအချစ်မှာကြပြားချက်နေရပဲလေနေရတက်ကလေးရရဲ့ရင်နှမောင်လက်ညိုးလေးတထိုးထိုးနဲ့အချစ်ကပြောတာကြောင့်နေမင်းရှင်ကခေါင်းနှပန်းကြည့်သွားကတက်ကလေးရကိုဆွဲထားတဲ့လက်ကိုလှုပ်လိုက်ပြီးတော့အချစ်လက်ကဝိလေးကိုဆွဲကင်ကရှောက်ထွက်လာတော့တယ်ငါတို့ပြောသားပဲထူးမြတ်ရဒီလင်မယားနှစ်ယောက်ရှိရင်မင်းတို့ဘက်မပြင်းရပါဘူးဆိုတာခုတော့ယုံကြပြီမို့လားမကြီးသေးသေးလေးလို့မပြောအောင်ကက်တီးကက်ဖက်တွေတအားလောက်တာအချစ်ဘလို့စကားတွေပြောနေရလဲဝဲထဲမှာလူတွေအများကြီးအဲ့လိုလက်လို့စပယ်မပြောအောင်လေအချစ်ရဲ့ရှင်အခုအချစ်ကိုအဆူနေရလားအချစ်ကဘာလို့မလို့လဲအချစ်ကပြားလို့ပြားတယ်ကိတ်လို့ကိတ်တယ်ပြောတာအချစ်မားလို့လားရှင်ကြီးပြောလေအခုပြောအချစ်ကိုပြောပြမယ်နားထောင်ကိုရဲ့နှလုံးသားအချစ်စစ်ကလေကိတ်တာပြားတာနေနဲ့မဆိုင်ဘူးအချစ်ဆက်ဝန်းဆိုတဲ့မင်းလေးဖြစ်နေဘူးပဲလို့တယ်သိလားအစွာလေးရဲ့ကိုသခင်မလေးရဲ့မင်းကပြားပြီးချက်နေရတဲ့ကိုကြိုက်တယ်ကိုချစ်တယ်အဲ့တော့ဘာဖြစ်လဲတကယ်လားရှင်တကယ်ပါဗျာဟဲ့အောင်နေမင်းတို့လေမယားတွေချိန်တွေ့နေရဆိုတော့နောက်မှချိန်တွေ့ဟိုမှာတက်ကလေးရတယောက်ပြဿနာရှာနေပြီငါတို့ကနားမလည်နိုင်တော့ကုမ္ပဏီနှစ်ပတ်လည်နေလားထွေထွေဆိုင်ရာပြဿနာဖြစ်တဲ့နေလားတော့မသေးခွဲတော့ငါကောင်ကဟိုမှာထူးမြတ်ကလည်းတက်ကလေးရကိုထိန်းနေရတယ်မင်းတို့မမြတ်လိုက်ခဲ့တော့နေတို့တွေဘလောက်တောင်အဆင်ရှိနေလို့ငါ့ကိုလာဝေဖန်ရဲရလဲငါသူများယောက်ျားကိုမြှူဆွဲတာမဟုတ်ဘူးအဲ့တော်သူမဒါငါကြီးစားကိုလူသွားတာမယုံရင်သွားမိလိုက်
အဲ့အစင်တမ်းမရှိရဲ့ဟာမအောင်ဒီမှာမတ်တက်ကလေးရအချစ်ကဘသူ့ကိုမှမလူရတယ်လို့ရှင်ရလည်းဘသူ့ကိုမှမပိုင်ခဲ့ပါဘူးမတ်တက်ကလေးရရဲ့အရင်ရီးစားလို့ပြောအောင်ချစ်ပါတယ်လို့ရောအပြောခံခဲ့ရလားဘူးမသိပါမသိအိတ်ထဲကောက်ထည့်ပြီးတော့ကိုပစ္စည်းလို့တော့မပြောနဲ့လေဟာသားတွေမြောက်ကုန်မှာပေါ့ဘာနေအချစ်ကိုမခံချင်အောင်ပြောနေရမှုတီးခတ်နိုင်စွမ်းနေရကုံဆုံးသွားကပြန်လဲချစ်ပါပြင်းမိလိုက်တယ်ထို့အကျင့်အချစ်တင်မှတ်မထားတာရောရုတ်တရက်ဖြစ်သွားတာကြောင့်ရောအချစ်ရဲ့ဘာနုနုပေါ်တက်ကလေးရရဲ့လက်ဝါးကကြားရောက်သွားတော့တယ်တက်ကလေးရမင်းအာကိုနေတက်ကိုလွတ်အရှင်မလုပ်ပါနဲ့လွတ်လိုက်ပါဟုတ်ပါတယ်နေရလွတ်လိုက်ပါတငယ်ချင်းမင်းကညလေးရောက်တက်လေပဲတက်ကလေးရအချစ်ကိုရိုက်တဲ့အပြစ်ဒဏ်ကိုအခုပေးမှမလို့နေမင်းအရှင်ဆိုရဲငါ့ကိုအောက်တန်းကြတယ်လို့မပြောနဲ့အချစ်ကိုထီရင်ငါလူယုံမာကြီးဖြစ်ရနဲ့ကြေကြေနက်နက်ကြီးအဖြစ်ခံတယ်ထူးမြတ်ဟိုဗီဒီယိုဖွင့်လိုက်အခုဗျာအဲ့ဒါတကယ်ဖွင့်မလို့လား boss စကားနှစ်ခါမပြောဘူးထူးမြတ်ငါညတာထောက်ထားမှုပြုခဲ့ပေမဲ့အချစ်ကိုထီရင်တော့အဲ့ဒါတွေကအကျုံးမဝင်တော့ဘူးဟမ်ထိုအချိန်စင်မော်ကပရိုဂျက်တာမှာပေါ်လာတဲ့ပုံရိပ်တွေကြောင့်အကုန်လုံးကြက်သေးသွားရတယ်အကြောင်းကတက်ကလေးရနဲ့ဦးမြတ်တာတို့ရဲ့ချစ်ရည်လူးနေတဲ့ပုံတွေမဟုတ်ဘူးအဲ့ဒါငါမဟုတ်ဘူးအဲ့ဒါတတ်မဟုတ်ဘူးကိုနေတက်ကလေးရတယောက်ကိုနေရဲ့မထင်မှတ်ထားတဲ့လုပ်ရကြောင့်ခေါင်းနဲ့တွေးရန်ကညင်းဆန်နေမိရဲ့နင်တို့တွေငါ့ကိုဘာလို့အဲ့လိုလာကြည့်နေကြလဲငါမဟုတ်ဘူးလို့ပြောနေရနော်ကြားလားငါမဟုတ်ပါဘူးဆိုနေမင်းရှင်မင်းဒါဘာလုပ်တာလဲမင်းကြံဒါကုန်မဲလားလူယုံမှာကောင်အော်အဓိကဆက်ဆောင်ကြီးဦးမြတ်တာပါလားဘာတည်းနေများထူးလို့လဲဗျမျက်နှာအရန်ကြည့်နေရပဲဟဲ့အောင်မင်းငါ့ကိုဘာမှမသိကြအောင်စောင်းတဲ့ပုံစံမျိုးလာလို့မနေနဲ့မင်းဘာလုပ်ခဲ့လဲမင်းသိမှာပေါ့မင်းကကောက်ကျစ်တဲ့မြေခွေပဲဘလို့အချစ်ယောက်ျားမြေခွေဟုတ်လားအန်ကယ်အချစ်ပြေနားရှိလို့သာကြားရတာမတန်မရာကြီးပြောနေတယ်လို့ခံစားမိရဲ့သိလားဒါနဲ့အချစ်မေးပါအောင်မယ်အန်ကယ်ကသူ့တော်ကောင်းကြည့်လိုက်ရင်ဘာမင်းကျောက်ရှိမှအချစ်ကိုရိုက်ဖို့ရွယ်တဲ့လက်ကိုတကယ်ချီးကျူးသွားပြီဦးမြတ်တာအင်တာနက်တွေမှာပြန့်နှံ့နေတဲ့ဓာတ်ပုံတွေအကြောင်းဆိုရင်တော့ခင်ဗျားရဲ့နိုင်ငံခြားမိမကိုဖုန်းဆက်ပြီးမေးကြည့်လိုက်ပေါ့ဟမ်အင်တာနက်မှာပြန့်နှံ့နေတဲ့ဓာတ်ပုံဟုတ်လားကိုနေအဲ့ဒါဘာလို့ပြောရလဲဘာဖြစ်နေအောင်မလဲမင်းနဲ့ဦးမြတ်တာရဲ့ကတင်ထက်ကပုံနေလေမင်းလိုချင်တဲ့လိုအပ်ခဲ့တဲ့ငွေလေးဆိုတဲ့အရာတွေတောင်အခုမင်းဘဝဘလို့တွေရောက်နေခဲ့လဲဆိုတာရောမင်းကိုယ်တိုင်သိရလားအခုအကျိုးဆက်တွေကတရားဝင်မိမပေါ်ဖောက်ပြန်ပြီးတော့မယံငယ်နဲ့ပျော်တဲ့အဖြစ်ပေါ့ကိုဆိုင်ခဲ့တဲ့အရာတွေကကိုယ်တိုင်ပဲရိတ်သိမ်းရမှာတက်ကလေးရရှင်တိတ်ကိုအတိတ်ပဲရှိရဲ့စကားလုံးမှတတ်မသိခဲ့ဘူးအချိန်လိုမှရလာတဲ့ဒီနောင်နာတွေကလေတပ်ဘဝတစ်ခုတော့ဝါမြူသွားခဲ့ပြီငွေဆိုတဲ့အရာနောက်လိုက်ခဲ့တဲ့တပ်ဘဝကအမြဲမအေးချမ်းခဲ့တယ်လို့ဘဝတစ်ခုလုံးပျက်စီးသွားခဲ့ပြီတောင်းမှတ်ပါတယ်ကုနေငါတကယ်တောင်းမှတ်ပါတယ်အချစ်ဆက်ဦးတက်ကလေးရမင်းပါဇက်ကိုပိတ်ထားလိုက်ဘာလို့တောင်းမှတ်တာလဲစောက်သုံးမကြတဲ့ဟာမှမင်းကြောင့်ငါမိမငါ့ကိုကွာရှင်းတော့မှမိမပြက်ရဲ့ပိုက်လုံးမရဲ့အခုဆိုကုမ္ပဏီနှစ်ပတ်လည်ကပြာဆက်တပုတ်ကနေရတယ်လို့လူအများရဲ့စိတ်ဝင်စားခြင်းခံနေရတော့တယ်ဒီမှာဦးမြတ်တာရှင်ကိုယ်တိုင်လူကောင်းပုံဖမ်းနေနဲ့ရှင်အချစ်တို့မိဘတွေကိုတတ်ခဲ့တာအရှင်ရောကျမရောသိပြီကိုမပိုင်တဲ့အရာတွေအတွက်လောဘတက်ပြီးတော့လူတက်ရတာရှင်ရပျော်နေရလားအချစ်တို့ရှင်ကိုထောင်ထဲရအောင်ပို့မယ်ဟမ်အမလီလူတက်တာတဲ့ကြောက်ဖို့ကောင်းလိုက်တာအေးမတင်ရအောင်ဘလို့လူလဲမင်းတို့ဘာတွေပြောနေကြလဲငါလူမတက်ဘူးနော်မင်းတို့ငါ့ကိုထောင်ထဲရအောင်ပို့လို့မရအောင်မင်းတို့ငါ့ကိုလာမစွတ်ဆွဲနဲ့တက်တဲ့လိုချင်တာလားခင်ဗျာရရလေလိုချင်တဲ့တက်တဲ့ကိုကျွန်တော်နေမေးရှင်ရပဲပေးပါမယ်ခင်ဗျာကျွန်တော်တို့မိဘတွေကိုတက်တဲ့ချိန်ကငွေပေးစိတ်ခိုင်းခဲ့တဲ့စောသက်ဆိုတဲ့ခင်ဗျာရဲ့မိမရဲ့လူယုံတော်ကဝန်ခံခဲ့တယ်ဆိုရင်ရောမင်းဘာပြောရလဲနေမေးရှင်ကျွန်တော်ပြောတာမပြီးသေးဘူးစက်နားထောင်ဦးမြတ်တာကျွန်တော်တို့ကားဘရိတ်ဂျိုဖြတ်ပြီးလောက်ကျန်ခဲ့တာကိုဝန်ခံထားပြီးပြီတက်ကလေးရအောင်လည်းခင်ဗျာအတုံးချဖို့ချင်းကက်ခဲ့တယ်ဆိုတာကျွန်တော်သိပြီးပြီဒါပေမဲ့ခင်ဗျာအရန်တုံးခဲ့တာတက်ကလေးရအောင်ချုပ်ကင်နိုင်မှုအတူနေတဲ့ဗီဒီယိုရိုက်ထားပြီးမဲ့ခင်ဗျာရဲ့လူယုံကကော်ပီကူးထားခဲ့တာမသိဘူးလားခင်ဗျာအခုထောင်နှန်းဆန်ရတော့မှာရှင်ရုံမလာ ਈ လားဦးမြတ်တာကျမတို့ဘာလို့ခုလိုလောက်ရလဲလူရုံမာကောင်ကြီးရဲ့ဟုတ်တယ်မင်းကိုအတုံးချခြင်းလို့ချင်းကက်ခဲ့တာမင်းလို့ပတ်စံမှတ်ပြီးအစင်တမ်းမရှိရဲ့မိန်းမကိုချင်းကက်ဖို့ငါအတွက်အရန်ကိုလွဲကူနေခဲ့တာဟုတ်ပြီလားသိကျင်တာသိသွားပြီလားနောက်ပြီးတော့မင်းတို့မိဘတွေကိုလည်းငါပဲတက်ခဲ့တာရေကျိုးဖြတ်တဲ့အပြင်ကားကိုကြောက်ထဲကြအောင်လို့တွန်းချခဲ့တာနေနဲ့အချစ်ဆက်ဦးကဦးမြတ်တာရဲ့စကားတွေကြောင့်အသားတွေပါတစ်ဆက်ဆက်တုံလာရတဲ့ဖြစ်ချင်းဘလောက်တောင်ယုံမာလိုက်တဲ့ဖြစ်ချင်းလဲတေပြီးသားသူတွေကိုတော့နှစ်ကြိမ်တက်ဖို့ကြံတာတဲ့ဟမ်ထင်မှတ်မထားတဲ့တက်ကလေးရရဲ့အပြုမူကြောင့်
တားချိန်မရလိုက်လဲကြနေရမှထကအနည်းရှိစပွဲပေါ်ကဓာတ်ကိုယူပြီးတော့နောက်ကျောကနေဓာတ်နဲ့နှစ်စင်းဆက်တိုင်ထိုးပြလိုက်တာကြောင့်အကုန်လုံးမှလှုပ်လှုပ်ရှားရှားဖြစ်နေရတယ်တက်ကလေးရမင်းတေးလူယုံမကောင်အဲ့ဒီမှာမြ мян သေးစမ်းလူယုံမကောင်ကြီးတေးသွားပြီကောင်းတယ်တေးစမ်းပုံမှန်နဲ့မတူဖြစ်သွားတဲ့တက်ကလေးရကိုကြည့်ကနေတဲ့အချစ်တို့ကအံ့ဩနေကြတော့တယ်အစတော့ရဲရီကဦးမြတ်တာကိုဖမ်းမှုအတွက်ဖြစ်ပေမဲ့အခုတော့သူ့ကိုတက်ကလေးရကိုယ်တိုင်ကတေးတံပေးလိုက်ပြီမို့လားပွဲလေးရလူအများကလည်းဖြစ်ပျက်သွားတဲ့အရာတွေကြောင့်ရင်တမမနဲ့ဖြစ်နေရတော့တယ်အချစ်ဘာလို့တိတ်ဆိတ်နေရလဲဘာလို့မျက်နှာရောညှိုးနေရလဲအရှင်အချစ်ကမတ်တက်ကလေးရအတွက်စိတ်မကောင်းဖြစ်နေလို့ပါဒါပေမဲ့အခုအချစ်စိတ်မကောင်းမဖြစ်တော့ဘူးသူပြုတ်ခဲ့တဲ့အရာတွေအတွက်ပေးဆက်ရတာပဲလေအချစ်ကရှင်နဲ့တူပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းတော့မယ်အရန်ချစ်တယ်အရှင်အချစ်ဘာတွေအတွေးလုံနေရလဲကိုကုမ္ပဏီကပြန်လာတာတော့ထွက်လာမကြိုးကိုအမောမပြေဘူးသိလားဒီလူအပိုးတွေပြောနေရခုတည်းတည်းမရိုးသေးဘူးလားပြောမင်းတော့စိတ်ဆိုးနေတဲ့မျက်နှာလေးပြပါအောင်အချစ်ယောက်ျားမျက်နှာလေးကိုဒီကမော်ဖူးကျင်လို့ပါတော့ပြောစိတ်ဆိုးပြအောင်ဘာလုပ်ပေးရမလဲခလေးဆန်ရမွေးပေးရမလားတကယ်ကြီးလားကိုချစ်ရဲ့အမလေးနော်အတန်ကြီးရလဲစလိုက်တာအချစ်ရတော့လေပြောတော့မယ်အစွာလေးတကယ်လားတကယ်မွေးပေးမှလားလို့ကိုအမဆိုလိမ်မာလိုက်တဲ့ကိုချစ်လေးနေပါဦးကိုခုမှစဉ်းစားမိရဲ့တကယ်ဆိုကိုဇွမ်းစားနေဆိုကလေး၃ယောက်လောက်ထွက်လာနေပြီခုဟာဓာတ်ပိုက်တောင်မဖောင်းသေးပါလားမိမဒါမှမဟုတ်ကိုပဲမျိုးမအောင်လားအချစ်ကလေတကယ်တော့အချစ်ကတားစေးတောက်နေရဘာအမလေးဘာလို့អော်တာလဲအချစ်ကိုမင်းကွာဘာလို့လဲကိုကကလေးဖေဖြစ်ဖို့ဘာတွေလိုအပ်ချက်ရှိနေလို့လဲအချစ်မဟုတ်ပါဘူးအချစ်စကားမဆုံးခင်အခန်းတကားကိုဒုံနဲ့မိအောင်စောက်ပိတ်သွားတာကြောင့်အချစ်ဝမ်းထဲလာကငိုချလိုက်တော့တယ်လူယုံမာကြီးသူများပြောတာကိုစိုးအောင်နားမထောင်ပဲစိတ်တို့သွားတယ်ဒီထက်ပိုပြီးအသားမဲပါစေမမလေးဘာလို့ငိုနေရလဲတိတ်ပါမမလေးရဲ့ဘာလို့လဲမအေးချိုတို့မစိမ်းများတို့ပြောအမတို့သူကလေအချစ်ကိုတားစေးတော့ပြီးခလေးမမွေးပေးလို့စိတ်တို့သွားတယ်ဘာကြောင့်တောက်ရလဲမမေဘူးငမဲကောင်ကြီးကသူ့လိုချင်းအချစ်ကိုချော့ပြောပေါ့အဲ့ဒါဆိုအချစ်ကအိမ်ပြည့်ခလေးမွေးပေးဆိုလဲမွေးပေးမှာအခုတော့လူယုံမာကြီးဟုတ်တော့ငါ၃ယောက်မွေးခိုင်းတော့ကကြာများတယ်ဆိုပြီးသူ့ယောက်ျားလဲစိတ်ဆိုးရောအိမ်ပြည့်မွေးပေးရမယ်ဆိုပါလားပိုနိုင်လုံးနဲ့ဟာလေးတွေသူတို့ကိုရှောင်ပေးပြီးတော့အခန်းအောင်ရလို့ငါလဲအိမ်တွေးပုံလေးဖြစ်နေပြီတော်ပြီငါခန်းထဲပဲပြန်နေရကောင်းတယ်မမလေးရဲ့ကိုယောက်ျားပဲဟာပြန်ချောလိုက်ပေါ့အဲ့ဒါတော့ချောမရအောင်ဆိုရင်လေမမလေးရဲ့ရှိသမျှမာယာတွေအကုန်ထုတ်သုံးပြီးတော့မြှုပ်ဆွဲပစ်လိုက်မမလေးအဲ့ဒါဆိုသူစိတ်ဆိုးပြစ်ပြီးပေါ့ဟုတ်လားတွေးကြသေးရပေါ့အရှင်ဂရင်ပေါ်မှာ laptop တစ်လုံးနဲ့အလုံးရှုံနေတဲ့နေအချစ်ရဲ့ရေခင်အားနဲ့မတူစွာကြိုဤနေရဲ့တန်ကြောင်ကြည့်မိလိုက်တော့ခန္ဓာကိုယ်ကသွေးတွေပင်ပြောင်းပြန်စီးသွားသလားထင်မှတ်ရတယ်။ညာအိတ်ကောင်ဝင်အသားရောက်လက်တလုံးကျိုးလေးကိုအတူဆုံးနဲ့အပားလွှာစုံဝစ်ထားတာကြောင့်စိုးနေတဲ့စိတ်တွေပင်ကြက်ပြောင်းငှက်ပြောင်းပြောက်သွားရတယ်။ယောက်ျားလို့အချစ်ကိုစိတ်ဆိုးနေရလား။စိတ်မဆိုးရအောင်နော်။အချစ်ကလေအချစ်ယောက်ျားလူချင်းခလေးအယောက်တရာလဲအချစ်ကမွေးပေးမှာနော်လို့နေရင်ဘက်ကျဲကြီးကိုလက်ချောင်းလေးနဲ့ပို့သက်ကချွဲနဲ့ပြောလာတဲ့ချစ်ကြောင့်နေမျက်နှာကြီးကပြုံးဖြည်းဖြစ်လာကနည်းနည်းပိုးမတက်နိုင်တော့အရှင်စိတ်ဆိုးပြေသွားပြီပေါ့ဟုတ်လားအခုပြုံးနေပြီဆိုတော့ဟုတ်တယ်ကိုစိတ်ဆိုးပြေသွားပြီဟုတ်လားအဲ့ဒါဆိုအချစ်လည်းအဝေသွားပြန်လဲလိုက်အောင်မယ်ဘယ်ဆိုးလို့လဲယောက်ျားကိုမြှူဆွဲပြီးချောရတာစိတ်ကောက်ပြေးလွယ်သားပဲဘယ်လိုကို့ကိုမြှူဆွဲပြီးလာချော့တယ်ဟုတ်လားဟုတ်ခဏလေးနော်အချစ်ဒီလိုကြီးဝတ်ထားတာအဆင်မပြေလို့သွားလဲလိုက်အောင်မယ်ဟေးအမလေးမြှူဆွဲရင်အစုံတိမြှူဆွဲရတဲ့အစွာလေးရဲ့ဘယ်လိုလဲအရှင်ဒီလိုမျိုးဟိုအမဲကောင်ကြီးဘာပြောလိုက်တဲ့အချစ်စတာအရှင်ကိုအချစ်တောင်းဝေအပြေးဝယူပြီးသားချစ်တယ်အရှင်အရန်ချစ်တယ်ကိုလည်းအရန်ချစ်တယ်အစွာလေးကိုဒီလက်လေးကိုလေကိုကမလွတ်တန်စုပ်ကင်သွားမယ်ကြားရဲ့လားကိုချစ်ရတဲ့ကိုချစ်စနီမိစွာတေးလေးရဲ့ဟုတ်ကဲ့ပါရှင်စာရေးသူတူတူလေးရေးသားထားတဲ့ချစ်စနီးကမိစွာတီးဆိုတဲ့ဇာတ်လမ်းကတော့ဒီမှာနေမဲ့ပြီးဆုံးပါပြီရှင်ဇာတ်လမ်းလေးကိုအားပေးခဲ့တဲ့ပရိသတ်ကြီးအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်